Okay အဲ့တော့ဆရာသွားခြင်းတဲ့ပုံစံလေးပြန်ပြောပြမယ်နော်အဲ့တော့ workshop လို့ပြောလိုက်တဲ့အတိုင်းပဲအကုန်လုံးကိုဆရာပြောပြသွားလို့ရှိရင်မင်းတို့လည်းပြင်းဖို့ကောင်းတယ်ဆရာလည်းပြင်းဖို့ကောင်းတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုတော့မေးခွန်းလေးတွေမေးရင်းနဲ့ကိုတိထားတာလေးတွေကိုမှတ်မိထားတာလေးတွေပြန်ပြောကြမယ်နော်အဲ့လိုမျိုးလေးတောင်းပထမဦးဆုံး American United States လို့ပြောလိုက်တာ ਨੇ ခေါင်းထဲမှာပြေးမြင်လာတယ်ပေါ့နော် United States ရဲ့အစဆိုလို့ရှိရင်ဘာဖြစ်မယ်လို့ထင်ကြလဲ13 colony 13 colony ဟုတ်တယ်နော်13 colony အဲ့တော့ American ရဲ့အစလို့ပြောလိုက်တာ ਨੇ ခေါင်းထဲမှာပြေးဝင်လာတာ13 colony 13 colony ကနေမှတဖြည်းဖြည်း American ရဲ့လို့ဖြစ်လာတယ်အဲ့ဆရာဒီနေ့စပြောမှာကတော့နည်းနည်းပေါ့နော် overall လေးပဲစပြောပြလိုက်မယ်အဲ့တော့အရင်ဆုံးပေါ့နော်ဆရာ map လေးနဲ့ရှင်းပြခြင်းတယ်အဲ့တော့ map ဆိုတဲ့သဘောတရားကလည်းလူတွေရဲ့မျက်လုံးထဲမှာပေါ့နော် visualize လုပ်လို့လွယ်အောင်လို့ရှင်းပြတာဖြစ်ပါတယ်ပထမဦးဆုံး American တွေရဲ့ overall သမိုင်းလေးကိုပြောပြမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခဏဆရာသုံးနေကြ map လေးပြရတာဟောဒီမှာပြရအဲ့တော့ map လေးတစ်ချက်လောက်ကြည့်ကြည့်ကြတာပေါ့မြေပုံကြီးကအကျွမ်းတော့တော်ကြတယ်တချို့တွေကကိုယ့်မြန်မာနိုင်ငံတော်ဘယ်နှရှိမှမသိဘူးရေအဲ့တော့ okay စမယ်ဆိုလို့ရှိရင်ဆရာတို့ကဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာပေါ့နော်ဟိုးရှည်ရှည်တော့ပါနော်1200ကျော်ခုနှစ်တွေလောက်ကပေါ့နော်1200ကျော်ခုနှစ်တွေလောက်ကကဘာကြီးရဲ့အခြေအနေကိုတစ်ချက်လောက်ကြည့်ကြည့်ကြအောင်ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာ1200ကျော်ခုနှစ်တွေတော့ကဘာကြီးကတဲ့ဆရာတို့ဘယ်လိုဖြစ်နေသလဲဆိုတော့ဒီတင်မောအရင်ဆုံးပေါ့နော်ဒီလူတွေရဲ့အနေအထားတွေပြီးတော့ကုသရေးဝယ်တနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးတွေကိုစပြောပြမယ်။အဲ့မှာဆိုလို့ရှိရင်သူတို့ကပုံမြင်ပြောသလိုလေးနားထောင်ပေါ့နော်။ကိုမှတ်ချင်တဲ့ချက်လေးဆိုရင် write down လုပ်ထားလိုက်။အဲ့တော့အဓိကEuropean နိုင်ငံတွေနဲ့အဓိကဖွံ့ဖြိုးတဲ့နိုင်ငံတွေပေါ့နော်။ European နိုင်ငံတွေဒီလိုပြောရရင်ဥရောပနိုင်ငံတွေပေါ့နော်။ဥရောပနိုင်ငံတွေကဖွံ့ဖြိုးကြတယ်တိုးတက်ကြတယ်ဒီလူအဖွဲ့အစည်းတွေက civilization တွေကအဆင့်မြင့်ကြတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးခေတ်ကာလပေါ့အဲ့ဒီခေတ်ကာလမှာဆိုလို့ရှိရင်အဓိကကမ္ဘာကိုအုပ်စိုးထားတာကစပိန်တို့ပေါ်တူဂီတို့ဒတ်ချ်တို့ဒီလိုလူမျိုးတွေကကြီးစိုးထားကြတယ်သူတို့ကဘယ်လိုကြီးစိုးသလဲဆိုတော့သူတို့ကသင်္ဘောတွေအများအများရှိတယ်ပြီးတော့ရေတပ်အင်အားကောင်းတယ်အဲ့တော့ရေတပ်အင်အားနဲ့ကမ္ဘာကိုဖြန့်ကျက်ပြီးတော့မှသူတို့တွေ့ရှိထားတဲ့နယ်မြေအသစ်တွေကိုကိုလိုနီပြုတယ်ဒါမျိုးတွေလုပ်ကြတာ哦အဲ့တော့သူတို့ဘယ်လိုဖြစ်သွားသလဲဆိုတော့အဲ့ဒီဥရောပနိုင်ငံတွေအနေနဲ့ပေါ့နော်စစ်အတွက်ပဲဖြစ်ဖြစ်ဟလာတနိုင်ငံနဲ့တနိုင်ငံကူးတန်းမှုပဲဖြစ်ဖြစ်သူတို့အဓိကသုံးတာကဘာလဲဆိုတော့ရေလမ်းဗျရေလမ်းကိုအဓိကသုံးပြီးတော့တင်မောတွေနဲ့တွာလာကြတယ်။နယ်မြေအသစ်တွေရှာဖွေကြတယ်။ပြီးတော့ရှိပြီးသားနယ်မြေတည်ပြီးသားနယ်မြေတွေနဲ့ဆက်သွယ်ကြတယ်။အဲ့ဒီအချိန်မှာဆရာတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီခေတ်ကပေါ့နော်1400ကျော်ခုနှစ်ကပေါ့နော်နေရောအဲ့ခဏဟိုလေးအရင်လေးပြောပြအောင်မယ်ဆိုတော့အဲ့ဒီမတိုင်ခင်ခေတ်တွေမှာသူကဘယ်လိုသိလဲဆိုတော့သူတို့ရဲ့မြေပုံကမ္ဘာမြေပုံမှာကဆရာတို့ဆရာဝိုင်းပြထားတဲ့နေရာလေးဒီနေရာလေးပဲသူတို့ကသိကြတယ်ဘာကြောင့်လဲဆိုတော့ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာတော့ငါတို့မှာဂျိုဒုလည်းမရှိဘူးကွာအဲ့တော့ကဘာကြီးဘလို့ပုံရှိနေတယ်လဲလုံးသလားပြားသလားတောင်ဘယ်သူမှမသိဘူးငါတို့နေတဲ့နေမြေကျွန်းရဲ့ပုံစံတောင်ဘလို့ရှိတယ်လဲဆိုတာဘယ်သူမှမသိဘူးအဲ့တော့သူတို့ဒီခရီးတွေသွားတယ်ပြီးတော့သူတို့ခန့်မှန်းလို့ရတဲ့အတိုင်းပဲမြေပုံတွေဆွဲကြတယ်အဲ့ဒီအချိန်မှာအာရှတိုက်ဥရောပတိုက်အာဖရိကတိုက်ဒီလိုတိုက်တွေကိုပဲလူတွေကရောက်ဘူးကြတာတဲ့ဒီဘက်အချမ်းမှာရှိတဲ့မြောက်အမေရိကတိုက်တို့တောင်အမေရိကတိုက်တို့ဒီဥရောပကလူတွေရောကမ္ဘာကြီးကလူတွေပေါ့နော်သူတို့ကမရောက်ဘူးကြအောင်အဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့ဒီဘက်ကနေရာတွေဒီနေရာတွေတက်တက်ဖြစ်တည်နေတဲ့ကျွန်းတွေအဖြစ်နဲ့တည်ရှိနေပြီးတော့မှဒီဘက်ကဥရောပတိုက်တို့အာရှတိုက်တို့ကကြတော့ကမ္ဘာကြီးလိုမျိုးဖြစ်နေတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတီးတက်နေမြေတစ်ခုဖြစ်နေတယ်ဘယ်သူမှလည်းမရောက်ဘူးသလိုရှိမှန်းလည်းမသိဘူးဒီလိုပုံစံမျိုးအဲ့တော့သူတို့ဒီဥရောပတိုက်ကလူတွေဒီအဓိကကူးသန်းရောင်းဝယ်ရေးသွားဖို့အတွက်ဆိုလို့ရှိရင်ကုန်းလမ်းနဲ့သွားလို့ရတယ်ဒီဘက်ကတရုတ်တို့အိန္ဒိယတို့ကုန်းလမ်းနဲ့သွားကြတယ်နောက်တော့ရေလမ်းနဲ့လည်းသွားကြတယ်ဆိုတော့အဲ့လိုအခြေအနေတစ်ခုရောက်နေပြီပေါ့အဲ့လိုမျိုးလေးမြင်အောင်ကြည့်လိုက်အဲ့ဒီခေတ်ကဘာကြီးမှာဆိုလို့ရှိရင်ဘာမှမသိဘူးငါတို့ဒီနေ့ခေတ်အာဂါတာကြီးကိုစူးစမ်းလေ့လာနေတယ်လို့ပဲအာဂါတာဆိုတာဘယ်လိုပုံလဲဆိုတာငါတို့တေချာမသိဘူးတကယ်တော့ဒီတိုင်းအာဂါတာကနေပြီးတော့ဒီဂျိုဒုဒီကနေရတဲ့ပုံရတာဒီလိုရှိတယ်ဆိုတာသိရဘယ်သူမှထဲထဲဝင်ဝင်မသွားဘူးရဲ့အဲ့တော့ကြတော့အဲ့ဒီခေတ်ကလည်းအဲ့လိုပဲပင်လယ်ရဲ့ဟိုဘက်ကိုဘယ်သူမှထွဲဝင်မသွားဘူးကြောက်ပင်လယ်ရဲ့အနောက်ဟိုဘက်ကိုရောက်သွားရင်ဟလာဘာဆက်ဖြစ်မလဲဆိုတာဘယ်သူမှမသိကြအောင်ဒါကြောင့်မလို့လူတွေကစူးစမ်းရှာဖွေခြင်းစရတယ်မသိတဲ့အရာဆိုရင်လူတွေရဲ့သဘောတရားအရာဒါဆက်စုလာတယ်သိရမလားနင်လည်းလွယ်မလားမသိဘူးဆိုရင်လိုက်ရှာကြည့်ကြတာလေအဲ့တော့တခုခုဆိုဒါအသိကျင်ကြတယ်ပွဲတွေဆိုရင်ပါလိုက်ပြီးဟာဘာဖြစ်တာလဲမသိဘူးဟာဆိုရင်ပွဲတွေဆိုအောက်ကနေ comment တွေလိုက်ဖတ်လိုက်ဟလာနားလဲအောင်လုပ်ကြတယ်ဒီလိုပါပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေလူတွေကလည်းငါတို့လိုပဲစူးစမ်းလေ့လာကြတယ်သိကျင်ကြတယ်မသိရတယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီခေတ်တုန်းကပေါ့နော်စပိန်နိုင်ငံမှာရှိတဲ့ဘုရင်ရဲ့ပေါ့နော်ဒီရေတပ်ထဲကတယောက်ပေါ့နော်အဓိကတော့ကိုလမ်ဘတ်ပေါ့ကြားဘူးကြလားခရစ္စတိုဖာကိုလမ်ဘတ်ကြားဘူးကြလားမကြားဘူးလားငယ်တော့သမိုင်းမှာသင်ရတယ်လေကြားဘူးပါတယ်အာအတန်လေးကလည်းအားတောင်တက်သွားတယ်ဟာကြားဘူးပါတယ်ခင်အဲ့လိုလုပ်ပါနည်းနည်းငါးတောင်အားပြောတာအတန်လေးကအဲ့တော့ခရစ္စတိုဖာကိုလမ်ဘတ်ရဲ့
ကိုလမ်ဘတ်ပေါ့နော်သူကတရက်မှာသူစဉ်းစားတယ်ဘယ်လိုစဉ်းစားလဲဆိုတော့သူတို့အရင်တုန်းကပေါ့နော်ရေလမ်းကြောင်းနဲ့သွားကြတာကဒီကနေပြီးတော့မှဒီလိုပတ်ပြီးတော့ဒီလိုမျိုးအိန္ဒိယတို့ဟလာဒီဘက်ကအာဖရိကတို့အဲ့လိုမျိုးသွားကြတာအရင်တုန်းကဒီနားမှာစူးအက်တူးမြောင်းတို့ဘာတို့ကလည်းမပေါ်သေးဘူးဗျအဲ့တော့ကြတော့ရေလက်ကြားတွေလည်းမပေါ်သေးတော့ဒီအာဖရိကတိုက်ကြီးကိုပတ်ပြီးတော့အာရှတိုက်ကိုသွားရတယ်တနည်းပြောရရင်မြေပုံပေါ်မှာအရှေ့နောက်တောင်မြောက်လေးချကြည့်လိုက်အောင်ဒါကမြောက်ဘက်ဒါကအရှေ့ဘက်ဒါကအနောက်ဘက်ဒါကတောင်ဘက်ပေါ့သိရောသိကြလားအရှေ့နောက်တောင်မြောက်အရင်မျက်နှာ သိပါတယ်အနည်းဆုံးတော့ကိုယ့်အိမ်ဘယ်ဘက်လဲလဲတော့သိနော်မနက်ခင်းကျရင်ကြည့်လိုက်နေရဘယ်ကထွက်လဲလို့အဲ့ဒါရင်ရှေ့ကိုယ့်အိမ်ရှေ့တက်တက်ကနေထွက်ရင်အဲ့ဒါကိုကအရှေ့ဘက်လဲနေရမယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်အရှေ့နောက်တောင်မြောက်ပေါ့ sorry အရှေ့ဘက်ကိုသူတို့သွားကြတယ်ပေါ့နော်ဒီသွားကြတယ်ဒါပေမဲ့ကိုလမ်ဘတ်ကဘယ်လိုယုံကြည်လဲဆိုတော့အဲ့ဒီခေတ်တော့ကဘာကြီးလုံးနေဆိုတဲ့ theory ကိုသူကယုံကြည်တယ်တဲ့အဲ့တော့ကဘာကြီးဒါလုံးနေတယ်ဆိုလို့ရှိရင်ပေါ့နော်ငါတို့ကဒီနေရာကနေပြီးတော့ပေါ့နော်အရှေ့ဘက်ကိုသွားရင်အိန္ဒိယကိုရောက်တယ်ဒါဆိုရင်ငါ theory ကငါ theory တော့မဟုတ်ဘူးပေါ့လေထားပါတော့ तू ယုံကြည်တဲ့ theory အရအရှေ့ဘက်ကိုသွားရင်ကဘာကြီးရဲ့sorry အနောက်ဘက်ကိုသွားလို့ရှိရင်လေကဘာကိုတစ်ပတ်ပတ်ပြီးတော့မှဟလာဒီနားကိုရောက်မယ်တတိယပြောရင်အိန္ဒိယကိုရောက်မယ်ဆိုပြီးတော့သူကယုံကြည်တာအဲ့ဒီခေတ်တော့မြေပုံတွေပါတေချာမပေါ်သေးတော့ဟာဒီကျွန်းကြီးခံနေမလားဟိုကျွန်းကြီးခံနေမလားလာမမေးနဲ့နော်သူတို့လည်းမသိဘူးရောက်မယ်လို့ပဲသူကထင်တာအဲကြောင့်မလို့ဘလို့ဖြစ်သွားလဲဆိုတော့သူဒီအနောက်ရက်ကိုသွားကြည့်မယ်ကွာဆိုပြီးတော့စပြီးတော့ Atlantic သမုဒ္ဒရာကိုဖြတ်ပြီးသွားကြည့်တယ်โอเคเนาะအဲ့ Atlantic သမုဒ္ဒရာကြီးကိုစပြီးတော့ဖြတ်တယ်ဖြတ်ပြီးတော့သူသွားတယ်အဲ့ဒီမှာစပြီးတော့သူနယ်မြေအသစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားလိုက်တယ်ဆိုလိုတဲ့အိဗေကနယ်မြေအသစ်ကိုတွေ့ရှိတယ်လို့သုံးနှုန်းတဲ့အသုံးအနှုန်းကိုပြောပြချင်တာအဓိကကလေဘာကြောင့်လဲဆိုတော့အရင်တုန်းကလူတွေဒီသူတို့ရောက်ဘူးတာကဒီနားတစ်ဝိုက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မှတ်တမ်းတွေအရင်တုန်းကလူတွေရဲ့ record တွေမှာရှိတာဒီနေရာကကဘာပဲလို့ရှိတာဒီဘက်မှာကျွန်းအနေနဲ့ North America နဲ့ South America ရှိတယ်ဆိုတာကိုဘယ်သူမှမသိဘူးအဲ့ဒီမတိုင်ခင်တော့ကိုလမ်ဘတ်ကပထမဦးဆုံးရှာတွေ့သွားတာအဲ့လိုမျိုးဒါကြောင့်မလို့တခါလေကျသမိုင်းထဲမှာဖတ်ရတယ်လေကိုလမ်ဘတ်ကအမေရိကတိုက်ကိုရှာတွေ့ခဲ့တယ်ရှာတွေ့ခဲ့ဆိုအရင်တော့မရှိလို့လားဆိုတော့လည်းမဟုတ်ဘူးဘယ်သူမှမသိလို့မရောက်ဘူးလို့ဒီလိုသဘောတရားအဲ့ဒီမှာကိုလမ်ဘတ်ကဒီမြောက်အမေရိကတိုက်ပေါ့နော်ဒီနေ့ခေတ်အမေရိကန်ဖြစ်လာမယ့်နေရာကကျွန်းလေးတွေပေါ်မှာသူစပြီးခြေချမိတယ်ခြေချမိတော့အဲ့ဒီကလူတွေကိုတွေ့တယ်အဲ့မှာစပြီးတော့ပြောရမယ်အဲ့ဒီကလူတွေအကြောင်းဆိုတော့ဒီမြောက်အမေရိကတိုက်နဲ့တောင်အမေရိကတိုက်မှာအရင်တော့လူတွေမနေကြဘူးလားလို့မေးရင်မဟုတ်ဘူးနေကြတယ်တဲ့အဲ့လိုလူတွေကိုဘယ်လိုခေါ်လဲဆိုတော့အထူးသဖြင့်ဒီနားမှာနေတဲ့သူတွေကို Native American တွေလို့ခေါ်တယ် Native American Okay အသုံးအနှုန်းလေးတစ်ခုစပြီးတော့ပြောပြမယ်နော် Native American Native American ဆိုတဲ့အသုံးအနှုန်းကဘာလဲဆိုတော့လွန်ခဲ့သောနှစ်ပေါင်းများစွာကိုလမ်ဘတ်ဒီနီယာကိုရှာမတွေ့ခင်ကနေပြီးတော့မြောက်အမေရိကတိုက်နဲ့တောင်အမေရိကတိုက်မှာနေခဲ့ကြတဲ့လူတွေကိုခေါ်တယ် Native American အဲ့ဒီမှာ Native American မှာဒီအောက်ကဆိုရင်တော့ဒါ Latin America လို့ခေါ်တာပေါ့ကွယ်အဲ့တော့အဓိကကတော့မြောက်အမေရိကတိုက်မှာနေကြတဲ့လူတွေကိုခေါ်တာ Okay ဒီထိရကြလားအားလုံးလိုက်မိကြလားဟုတ်မိပါတယ်မိပါ ဟုတ်ပြီ တ လား ယ် လူတွေကအများကြီးပဲ Rasmus ကောင်းကောင်းလေးကြားကြင်ပါတယ်ဟာနင်ကလည်းလူ30လောက်ရှိတဲ့ဟာကြီးကိုလောက်ပါအောင်ကြဲကြဲလေးနားလဲကြလား အားလည်းပါတယ် နားပါဆရာ ပါတယ် နားလဲပါဆရာ လွတ်ထဟုတ်ပြီအဲ့တော့သူပြောပြသွားတဲ့ပုံမြင်တွေလောက်တော့မကောင်းမိမဲ့လေဒီပုံမြင်လေးကနည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တော့ကြည့်ကြအောင်အဲ့ native ဒါအကျိုးရှိရယ်နော်ငါကောင်တို့သိထားရင်အကျိုးရှိရယ်အဲ့ native American ဆိုတဲ့အတိုင်းပဲပေါ့နော်သူတို့ကအရင်ကနေကနေခဲ့ကြတာကွာအဲ့တော့ကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ native American တွေနေတဲ့နေရာကိုရှာတွေ့သွားတယ်ကိုလမ်ဘတ်က native American တွေရဲ့ပုံစံကိုဆရာတစ်ချက်ပြအောင်အရင်တော့သိပြီးသားလိုက်ဖြစ်ချင်ဖြစ်မယ်နော်ဒါပေမဲ့အခုပြန်ပြီးတော့ဆက်မိသွားအောင်လို့ပြောပြပေးတာအဲ့တော့ Native American ရဲ့ပုံစံကဒီလိုမျိုးလေးပေါ့နော်တနည်းပြောရရင်တော့သူတို့ကဟိုငါတို့အရင်တော့ကလူရိုင်းကားတွေပါကြည့်ဘူးကြလားမင်းတို့ဟိုလေဗာလဲအာဖရိကတိုက်ကလေလူရိုင်းကားတွေပါကြည့်ဘူးကြလားသူ့နာမည်တော့ငါမေ့သွားပါပြီနာမည်ကြီးသွားလေမင်းသားဖြစ်သွားတယ်ကွာနာမည်မသိတော့ထားလိုက်တော့ anyway အဲ့တော့သူတို့ရဲ့ပုံစံတွေကဒီလိုမျိုးပေါ့နော်လူရိုင်းခက်ဆန်ဆန်ပေါ့နော်အဲ့လိုမျိုးလူတွေပေါ့နော်အဓိကကတော့ဆိုတော့သူတို့ဒီအသားကหนีတယ်ပေါ့နော် Red Indian တွေလို့သူတို့ကိုခေါ်တယ်သူတို့အိန္ဒိယအနွယ်ဝင်တွေပဲဒါပေမဲ့ Red အနီရောင်အသားหนีတယ်ပေါ့ကွယ်အဲ့တော့ကျတော့သူတို့ကိုကိုလမ်ဘတ်ကတွေ့သွားတော့အိန္ဒိယအနေနဲ့လည်းရုပ်ကဆင်သေးတယ်ဟလားအဲ့တော့ဒီကောင်တွေကငါအိန္ဒိယကိုရောက်သွားပြီဆိုပြီးသူကထင်သွားတာဘာလို့ဆိုဟာဒီကောင်နဲ့အိန္ဒိယတွေပဲဟလားအိန္ဒိယနယ်မြေတွေကတခုခုရောက်သွားပြီဆိုပြီးသူကထင်သွားတာပြောချင်တာကွာသူ့ရဲ့ထင်မြင်ချက်မှန်တယ်အနောက်ဘက်ကိုသွားရင်အိန္ဒိယကိုရောက်တယ်ဆိုပြီးသူကထင်သွားတာ fan fact တစ်ခုအနေနဲ့ပြောရရင်ကိုလမ်ဘတ်ကတေတာတည်သွားတယ်တဲ့သူအဲ့ဒီနေရာကိုအိန္ဒိယလိုပဲတစ်သက်လုံးထင်သွားခဲ့တာဒီနည်းပြောရရင်သူရှာဖွေတွေ့ရှိခဲ့တာကနေရာအသစ်ဆိုတာကိုသူမသိသွားခဲ့ဘူးဟုတ်တယ်ပေါ့လား
အဲ့တော့မှနောက်ပိုင်းလူတွေကဒီနေရာလဲကိုလံဘတ်ကရှာတွေ့တယ်ဟေ့ဆိုတော့သတင်းကြားတာနဲ့နောက်ကလူတွေကထပ်ပြီးတော့လာကြရင်းနဲ့မှဒီနေရာဟာအိန္ဒိယမဟုတ်ဘဲနဲ့နယ်မြေသစ်ဆိုတာကိုစပြီးတော့လူတွေသိလာတယ်အဲ့လိုသိတဲ့ထဲကမှနာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့ဒီ Amerigo Vespucci တို့ပါတော့အဲ့လိုလူတွေကလည်းရှာတွေ့ပြီးတော့မှဟာဒါက new war ပဲကဘာတစ်ပဲအိန္ဒိယမဟုတ်ဘူးဆိုပြီးတော့စပြီးတော့သိလာကြတယ်ဒါကြောင့်မလို့အဲ့ဒီနေရာတွေကိုဆရာတို့ကနာမည်မခေါ်သေးဘဲနဲ့ new war လို့စပြီးတော့ခေါ်လိုက်တယ် new war နယ်မြေတစ်ပေါ့ကဘာတစ်ပေါ့ကဘာတစ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သူတို့မတွေးရှိသေးတဲ့အရာသူတို့သိသွားတဲ့အရာတစ်တစ်ခုပေါ့အဲ့လိုပုံစံမျိုးအဲ့ new war လို့ခေါ်တဲ့ကဘာတစ်တစ်ခုကိုတွေးရှိသွားတယ်အဲ့မှာမှဟလာတွေးရှိတဲ့သူကအမေရိကန်ဘတ်စပူစီဘာညာဖြစ်တော့အဲ့တိုက်ကိုလည်းအမေရိကတော့ဘာလို့ဒါမျိုးခေါ်လိုက်တာပေါ့နော်သူတို့နာမည်တွေဘာတွေပေးလိုက်တာထားပါတော့ anyway အဲ့တော့အဲ့ဒီမှာဆရာတို့အဓိကပြောချင်တဲ့အရာရောက်လာပြီတည်င်းကိုလိုနီရဲ့ဖြစ်ပေါ်လာပုံပေါ့နော်အဲ့တော့အင်္ဂလန်လက်အောက်မှာအင်္ဂလန်ပေါ့နော်အင်္ဂလန်နိုင်ငံအကြောင်းလေးနည်းနည်းပြောရအောင်ဒါကအင်္ဂလန်နိုင်ငံငါကောင်လို့အင်္ဂလန်လို့ခေါ်တာထက်ဒီ British Empire လို့ခေါ်ရင်ပုံမှန်မှာပေါ့ Empire ကြီးတစ်ခုပေါ့အဲ British Empire ရဲ့လက်အောက်မှာဘုရင်စနစ်ကအရန်ဆိုးတယ်ကွာဘုရင်စနစ်လို့ပြောလိုက်တာနဲ့ငါတို့ကစနစ်တစ်ခုတည်းကိုပဲပြောလို့မရဘူးဒီဘုရင်စနစ်ရဲ့အောက်မှာဖိနှိပ်ချုပ်ချယ်မှုတွေဆိုတာအများကြီးရှိတယ်ဒါပေမဲ့အရင်ခေတ်တုန်းကလည်းဖြစ်ချင်တော့နိုင်ငံတိုင်းကဘုရင်စနစ်နဲ့ပဲအုပ်ချုပ်ကြတာအဲ့တော့ဘုရင်စနစ်ရဲ့ဖိနှိပ်မှုတွေကိုမခံကျင်ကြတဲ့လူတွေပေါ့အဲ့လိုလူတွေကဂျာမနီကလည်းပါတယ်ပြင်သစ်ကလည်းပါတယ်ပြီးတော့စပိန်ပေါ်တူဂီတခြားနိုင်ငံတွေရောဒီအထူးသဖြင့် Irish တို့ပါတို့ Ireland လူတွေရောအကုန်လုံးကဘာလုပ်ကြတယ်လဲဆိုတော့စဉ်းစားကြည့်ကွာလူတွေရဲ့အဲ့ဒီခေတ်ကလူတွေရဲ့စိတ်ကိုမင်းတို့စဉ်းစားကြည့်လိုက်ငါတို့ဘုရင်ကငါတို့ဒါဖိနှိပ်တယ်ကွာတရက်ကကိုယ်နေတဲ့နေရာမှာအဆင်မပြေတော့ဘူးကွာဖိနှိပ်မှုတွေအများများလာတယ်ဆိုရင်ငါတို့ဘာလုပ်ကြလဲနယ်မြေတစ်ရေကြီးရာမျက်နှာရာကိုပြောင်းရွှေ့ကြတယ်ဒါလူတွေရဲ့သဘောတရားဟိုချက်ချင်းပြောင်းနိုင်တဲ့သူဒီပြောင်းတယ်မပြောင်းနိုင်တဲ့သူဒီတောင်မှပဲဟိုဘယ်လိုဖြစ်လဲဆိုတော့သွားချင်ကြတယ်တနည်းပြောရင်ပြောင်းချင်ကြတယ်ဒီလိုသဘောတရားပဲဒါတွေကိုငါတို့လူငယ်တွေလက်ရှိမှာခံစားနေအကြရတာပဲကွာဒါကိုလူတိုင်းနားလေဆိုတော့နေရာတစ်ခုခုမှာအဆင်မပြေတော့ဘူးဖိနှိပ်ခံရတယ်ဒါဖြစ်ဖြစ်တစ်ခုခုပြဿနာရှိလာတယ်ဆိုရင်နေမြေတစ်ကိုသွားချင်ကြတယ်ဒါလူတွေရဲ့သဘောတရားပဲဆိုတော့အဲ့ဒီခေတ်ကလူတွေကလည်းအဲ့လိုပဲဒီဥရောပတိုက်မှာဘုရင်စနစ်ရဲ့ဖိနှိပ်မှုကိုခံရတဲ့လူငယ်တွေဒီလူငယ်တွေတောင်ဖြစ်တယ် sorry လူတွေဒီဘာဖြစ်လဲဆိုတော့သူတို့ရဲ့လွတ်လပ်ခွင့်တွေအတွက်နေမြေအစ်စ်ကိုပြောင်းရွှေ့ပြောင်းရွှေ့ပါပြောင်းရွှေ့ခဲ့ကြတယ်ဒီနေရာပေါ့အဲ့တော့အသစ်တွေ့ရှိထားတဲ့နယ်မြေကိုပြောင်းရွှေ့ပြီးတော့အခြေချနေထိုင်တာတွေစပြီးတော့လှုပ်လာတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ Native American တွေနဲ့ရောနှောပြီးတော့စပြီးနေထိုင်လာကြတာပေါ့ကွယ်အဲ့တော့ဆရာကြားဘူးတာပေါ့နော်ဆရာရဲ့ဖတ်ဖူးတာလားတခုခုနားထောင်ဘူးလားတော့မမှတ်မိဘူးဒါပေမဲ့တခုခုပဲအဲ့ဒီတော့ကဆိုလို့ရှိရင်တဲ့ fan fact အနေနဲ့ပဲပြောပေါ့နော် Native American Day ကပေါ့နော်အဲ့မှာအရင်ဆုံးနေခဲ့ကြတဲ့ Native American တွေကအသစ်ပြောင်းလာကြတဲ့ဥရောပလူတွေကိုကူညီပေးခဲ့ကြတယ်တဲ့အစပိုင်းမှာဘလို့ကူညီရလဲဆိုတော့ဥမာငါမများတဲ့ရင်များတဲ့အောင်တင်ပေးတာတို့စိုက်ပျိုးရေးတစ်ခုခုအဲ့လိုမျိုးလုပ်နည်းတွေတင်ပေးတာနေရာလေးတွေပေးတာဒါမျိုးလေးတွေတချို့နေရာတွေမှာလုပ်ပေးတယ်တဲ့တချို့ကြတော့လေရန်သူပဲဆိုပြီးတော့တိုက်ခိုက်ခဲ့ကြတယ်အဲ့လိုမျိုးပေါ့ကွာနေရာဒေသမတူလူတွေရဲ့စိတ်ခံမတူတော့ဒါမျိုးတွေတော့ရှိမှာပေါ့အဲ့တော့တချို့လူတွေဒီ American တွေ sorry ဥရောပတိုက်ကပြောင်းလာတဲ့သူတွေကိုကူတောင်ကူညီပေးခဲ့ကြတယ်လို့ဆရာတနေရာမှာကြားဦးတယ်ဒါပေမဲ့ဟုတ်မဟုတ်တော့ငါလည်းအဲ့တော့မွေးရမဟုတ်တော့မသိဘူးလीအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်ဆရာတို့ဒီဘက်ကအဓိကကတော့အင်္ဂလန်ကပေါ့ကွယ်အင်္ဂလန်ကနေပြီးတော့ဘုရင်ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုမခံနိုင်ကြတော့တဲ့ကိုလိုနီတွေကနေပြီးတော့ဒီနေရာကိုပြောင်းရွှေ့အခြေချနေထိုင်ကြတယ်အဲ့လိုပြောင်းရွှေ့အခြေချနေထိုင်တဲ့နေရာမှာသင်္ဘောကြီးကိုစီးပြီးလာတယ်ဗာသင်္ဘောကြီးလဲမှတ်မိကြလား Mayflower Mayflower ဟာတော်တော်သိကြတာပဲဒါဆိုပြောပါအောင် Mayflower ဆိုတာဘာကြီးတော့ Mayflower Combat ဆိုတာဘာကြီးတော့ Mayflower Combat အကြောင်းလေးနည်းနည်းရှင်းပြပေးကြပါလား Mayflower Combat ကျတော့ဆရာသူတို့ဗလဲ self government တည်ထောင်ဖို့အတွက်တူတူတိုင်ပင်ပြီးတော့သဘောတူညီပြီးချုပ်ဆိုခဲ့ကြတဲ့စာချုပ်တစ်ခုဆရာ အောင်ထက်လင်းလား ဟုတ်တယ်ဆရာ မင်းကိုရောင်ဖြောက်တာလည်းငါမင်းတန်အောင်မှတ်ပြီး ဆရာဘယ်လိုသိရတော့ ဒီလိုပါပဲကွာအဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့အင်္ဂလန်နိုင်ငံရဲ့ဖိနှိပ်မှုတွေကိုမခံနိုင်ကြတော့တဲ့ကိုလိုနီတွေပေါ့နော်တနည်းပြောရရင်တော့တထေးတကြွယ်ဒီလိုလူတွေပေါ့ကွယ်သူတို့ကဘာလုပ်ကြလဲဆိုတော့အင်္ဂလန်နိုင်ငံရဲ့လက်အောက်ကနေထွက်ပြီးတော့မှနယ်မြေအစ်စ်ကိုရှာဖွေပြီးတော့နယ်မြေအစ်စ်မှာပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြတယ်အဲ့လိုအချိန်မှာသူတို့ကတင်မော်ကြီးတစ်စီးနဲ့စီးပြီးလာတယ်အဲ့ဒီတင်မော်ကြီးနာမည်က Mayflower တင်မော်ကြီးတဲ့အဲ့တော့အကြောင်းမလို့အဲ့ဒီ Mayflower တင်မော်ကြီးကိုအခြေပြုပြီးတော့မှ Mayflower တင်မော်ပေါ်မှာစာချုပ်တစ်ခုကိုချုပ်ဆိုခဲ့တယ်အဲ့ဒီစာချုပ်နာမည်က Mayflower Compact လို့ခေါ်တယ်Mayflower Compact မှာအဓိကပါတာကတော့သူတို့ကိုယ်တိုင်ဘရင်မပါဘဲနဲ့ဘလို့အုပ်ချုပ်ကြမှာလဲ
ချင်းဘယ်လိုနားလည်မှုယူကြမှာလဲစသဖြင့်ဒါတွေကိုပြောထားတယ်အဲ့တော့အခုလောလောဆယ်ဒီအကြောင်းအရာတွေကိုမသိသေးဘူးဆိုရင်လည်းပြဿနာမရှိဘူးဆရာကဒီနေရာမှာပါ social ဆိုတာအရင်ကြည့်ပြန်လို့ ਨੇ ပြောရင်ပြောသလောက်ကြားတယ်အဲ့တော့ဒီနေရာမှာတမိုင်းကိုပဲအဓိကပြောမှာဖြစ်တဲ့အတွက် document တွေကိုတော့ဆရာအရင်ကြီး emphasize လုပ်ပြီးမပြောတော့ဘူးเนาะအဲ့တော့ document တီးတဲ့ emphasize လုပ်ပြီးတော့ပြောမယ် constitution ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းဆရာနောက်တစ်ပတ်သို့မဟုတ်နောက်တစ်လထဲမှာဖြစ်အောင်လို့ workshop လေးတစ်ခုတော့လုပ်ပေးပါဦးမယ်အဲ့တော့ဒါကကြတော့ဘယ်လိုလဲဆိုတော့တမိုင်းပဲဖြစ်တဲ့အတွက်တမိုင်းကိုပဲဆက်ပြောလိုက်မယ်အဲ့ဒီမှာပြောင်းရွှေ့အခြေချနေထိုင်လာကြတဲ့သူတွေပေါ့နော်အများစုကဒီဘက်ပေါ့နော်ဒီနေရာလေးဒီနေရာလေးအနောက်ဘက် Atlantic sorry အရှေ့ဘက် Atlantic Ocean ပေါ့နော် Atlantic Ocean ရဲ့ကမ်းခြေဘက်မှာနေကြရင်ဒီနေရာလေးမှာ13 colony ဆိုပြီးတော့စပြီးတော့ဖြစ်လာတယ်13 colony ဆိုပြီးစဖြစ်လာတယ်ဘယ်နေရာလေးလဲဆိုတော့ American ရဲ့ဒီအရှေ့ဘက်ကမ်းရိုးတန်းမှာပေါ့နော်ဒါမျိုးလေးဖြစ်လာတယ်အဲ့တော့13 colony ဆိုတာတကယ်တော့ဘာမှမဟုတ်ဘူးနယ်မြေ73ခုဖြစ်တယ်အင်္ဂလန်လက်အောက်ခံနယ်မြေ73ခုဖြစ်တယ်အင်္ဂလန်နိုင်ငံရဲ့လက်အောက်ကိုခံထားတယ်ဒီနည်းပြောရရင်တော့အင်္ဂလန်နိုင်ငံရဲ့ကာကွယ်မှုကိုယူထားကြတဲ့နယ်မြေ73ခုပဲဒီလိုသဘောတရားပြောလို့ရတယ်အင်္ဂလန်နဲ့သူတို့သဘောတူညီမှုယူထားပြီးတော့မှအင်္ဂလန်ကိုအခွန်တွေပါတယ်ပေးတာပါညာလောက်ရမှာပေါ့ဒီလိုသဘောတရားနဲ့13 colony ဆိုပြီးတော့ဖြစ်လာတယ်โอเคအဲ့တော့13 colony ဖြစ်ပေါ်လာပုံအားလုံးရကြမလားရကြလားအားလုံးရပါတယ်ဆရာအဓိကကဥရောပကနေပြီး okay sorry အဓိကကဥရောပကနေပြောင်းရွှေ့ခြေချနေထိုင်ကြတဲ့သူတွေရဲ့အင်္ဂလန်နိုင်ငံကပြောင်းရွှေ့လာကြတဲ့လူတွေရဲ့အကုန်လုံးပေါင်းပြီးတော့မှအဲ့မှာနယ်မြေအစ်စ်ကိုရှာဖွေကြတဲ့ရေကြီးအားမျက်နှာကိုရှာဖွေကြတဲ့လူတွေအကုန်လုံးစုပေါင်းပြီးတော့မှနယ်မြေ73ခုဖြစ်လာတယ်အဲ့ဒီနယ်မြေ73ခုက13ကိုလိုနေပဲဒီကြားထဲမှာဖြစ်တဲ့ကိစ္စတွေအများကြီးရှိသေးတယ်အဲ့လောက်ဒီ detail လိုက်ပြောနေငါတို့တစ်နိုင်နှစ်နိုင်နဲ့ဘယ်လို့မှမပြီးဘူးအဲ့တော့အဓိကအရေးကြီးတဲ့အရာတွေကိုပဲပြောမယ်နော်ဒီနေရာမှာဆရာလိုအပ်ချက်တွေအများကြီးရှိတယ်တိုးတော်ညာလည်းပဲ overall history ကိုခြုံငုံမိအောင်လို့ပြောပြမယ်အဲ့ဒီမှာနောက်ထပ်စစ်ပွဲအကြောင်းကိုစပြီးလေ့လာမှရမယ်။ American နဲ့စစ်ပွဲနဲ့ American ဆိုတာခွဲလို့မရဘူး။အဲ့တော့ဘာလဲဆိုတော့ပထမဦးဆုံး American မြေပေါ်မှာဖြစ်တဲ့စစ်ပွဲပေါ့နော်။တခြားစစ်ပွဲတွေတော့အများကြီးဖြစ်ခဲ့မှာပေါ့။ဒါပေမဲ့ဒီ Indian Wars တွေကတော့အများကြီးဖြစ်ခဲ့တယ်ကွာ။ပြောချင်တာနေမြေအစ်ကိုပြောင်းလာကြတယ်။တစ်ဖက်မှာနေကြတဲ့ Indians တွေဒီနေ့ပြောရရင် Native American တွေကရှိတယ်။အဲ့တော့အဲ့ Native American တွေနဲ့အသစ်ပြောင်းလာကြတဲ့သူတွေနဲ့မတည့်ကြတော့အသစ်ပြောင်းလာတဲ့သူတွေက Native American တွေကိုချကြတယ်။ဘယ်သူနိုင်မဲ့ထင်တော့အဲ့စစ်ပွဲတွေမှာဘယ်သူနိုင်ကြမဲ့ထင်တော့ပြောကြည့်ပါအောင်ဟာအသစ်ပြောင်းလာကြတဲ့ new settler တွေနဲ့အဲ့မှာအရင်ကနေနေကြတဲ့ native american တွေနဲ့ချမယ်ဆိုဘယ်သူနိုင်မယ်ထင်တော့ native American native ဟာဘာလို့တော့ဟာအစ်ပြောင်းလာတဲ့သူကနိုင်မယ်ထင်ကဲ native american တွေနိုင်မလို့ထင်တဲ့သူလေးနည်းနည်း opinion လေးပြောကြည့်ပါအောင်ဒီတိုင်းသိချင်လို့မေးကြည့်ရဘာမျိုးမှားမှန်ပြဿနာမရှိဘူးပြောတာပြောလိုက်အဓိကပြောဖို့ပဲပြောကြပါဦးသူတို့အဲ့နေရာရဲ့သူတို့သူတို့အဲ့နေရာရဲ့ပြောတဲရရင်ပြောတဲရင်ပြောလိုက် native american တွေကဟောအေးဟိုကပြောနေပြီပြောတော့လေလူပြောအနေတင်းလိုက်ရင်ပြောလိုက်ဘာကြီး native american တွေကအဲ့မှာယင်နေတာဆိုတော့သူတို့ကနေနေပို့ပြီးကြွကြတယ်နေမြေပို့ကျွမ်းကျင်တော့โอเคတဲအောင်ဘယ်လိုထင်တော့အဲ့လိုပဲဆရာနေပြည်ပူကျွမ်းကျင်ပဲသူတို့အဲ့နေရာအကြောင်းကောင်းကောင်းသိအောင်မလို့ထောင်ချောက်တွေဥပမာလိုမျိုးအာဖြစ်စဉ်ကြီးပို့ပြီးတော့လုံနိုင်မယ်လို့ထင်တယ်ဆရာโอเค John လားဟုတ်ပါဘူးဟုတ်ခုနတားလေးအဲ့ပြောလို့โอเคဒါမဲ့ငါးကောင်တို့အများစုသောစစ်ပွဲတွေမှာကဘယ်သူတွေနိုင်လဲဆိုတော့ new settler တွေနိုင်နေပါဘာလို့ဆိုတော့သူတို့နိုင်လို့ပဲနေမြေတစ်နေနိုင်ကြတာပါသိလားမနိုင်ဘူးဆိုရင်သူတို့အဲ့နေမြေနာကိုကတ်နိုင်မှာမဟုတ်ဘူးလေသဘောတရားဘာလို့နိုင်တာလဲဆိုတော့အဲ့ဒီခေတ်တုန်းကဥရောပမှာတနက်တွေပေါ်နေပြီတနက်တွေပေါ်နေပြီဒါပေမဲ့ native american တွေမှာရှိတဲ့လက်နက်ကလှန်နဲ့မြားနဲ့ဓာတ်နဲ့ဒါပဲကွာသိလားအဲ့တော့ဒီကဘာကြီးနဲ့အထိတွေ့မရှိကြတဲ့လူတွေနဲ့ကဘာကြီးနဲ့ထိတွေ့ရှိပြီးတော့မှအုံနောက်တွေပိုဖွင့်ပြိုးနေတယ်သူနဲ့ဆိုလို့ရှိရင်စဉ်းစားကြည့်ရင်တိုက်ပွဲကအသာကြီးဖြစ်နေလိမ့်မယ်တချို့တိုက်ပွဲတွေမှာတော့ရှုံးကောင်းရှုံးလိမ့်မယ်သို့တော်ညာလည်းပဲအချိန်ကြာလာနဲ့မြအားကြီးလာနဲ့မြ new settler တွေအများကြီးနိုင်ခဲ့ကြတာဒါကြောင့်မလို့လေ native american တွေနေတဲ့နေရာတွေမှာသူတို့ကဒီ13 colony ဆိုပြီးတော့ထူထောင်နိုင်ခဲ့ကြတာပေါ့သူတို့ရှုံးရင်ထွက်ပြေးရမှာသဘောတရားဒီလိုမျိုးเนาะအဲ့တော့အများစုသောတိုက်ပွဲတွေမှာနိုင်ခဲ့ကြပါဒါပေမဲ့အဓိကတရားဝင်စစ်ပွဲအနေနဲ့ပြောမယ်ဆိုရင်တော့ French and Indian War ကတော်တော်လေးကြီးတဲ့ပထမဆုံးဖြစ်ခဲ့တဲ့စစ်ပွဲပဲအဲ့စစ်ပွဲရဲ့တမိုင်းကိုစပြောပြငါအဲ့လိုတမိုင်းတွေပြောရင်းနဲ့တစ်ခုနဲ့တစ်ခုကဆက်နွယ်နေရဆိုတော့
ဟိုးဘိုးတော်ဘုရားလေးဘက်ထောက်ကနေကဘာကြီးစပြတဲ့နေရာအထိရောက်သွားတာအဲ့တော့တမိုင်းကိုဆက်ပြောမယ်ဆိုလို့ရှိရင်အင်္ဂလန်နဲ့ပြင်သစ်ဆိုတာကဒီနေ့ခေတ်မှာသာညီကိုတွေလို့ပြောကြပေမဲ့အရင်တုန်းကကြတော့စစ်ပွဲတွေအများကြီးဖြစ်ခဲ့ကြတာပါဘာလို့ကြားဘူးကြလားဟိုပြင်သစ်ရဲ့နာမည်ကြီးခေါင်းဆောင်တယောက်လေကြားဘူးလားဘယ်သူဖြစ်မယ်လို့ထင်ပြင်သစ်နိုင်ငံရဲ့နာမည်ကြီးခေါင်းဆောင်တယောက်လေ နပိုလီယန်လားဆရာ ဟုတ်တယ်နပိုလီယန်သူ့လက်ထက်ဆိုတာထက်လေသူ့လက်ထက်မတိုင်ခင်ကနေကွာစစ်ပွဲကဖြစ်နေအင်္ဂလန်နဲ့ပြင်သစ်ဆိုတာအဲ့လိုပဲအဲ့နာဥရောပနိုင်ငံတွေကတယောက်တယောက်အားနေစစ်တိုင်နေကြဟိုနိုင်ငံသိမ်းလိုက်ဟိုနယ်မြေသိမ်းလိုက်ဒီနယ်မြေသိမ်းလိုက်အဲ့လိုမျိုးသိမ်းကြတာဆိုတော့အဓိကအဲ့လိုမျိုးဖြစ်နေတဲ့စစ်ပွဲတွေဒီဥရောပတိုက်မှာရောက်လာ sorry New War မှာရောက်လာတယ်ဆိုတဲ့သဘောတရားပဲအဲ့ဒါလေးပြန်နည်းနည်းပြောပြပေးမယ်ဆိုတော့သူတို့ကကွာနယ်မြေသစ်တွေ့ပြီဆိုလို့ရှိရင်လူတွေကဘာလုပ်ချင်ချလဲဆိုတာနေစပြောပြအဲ့တော့ဆရာမင်းတို့ဒီနေရာမှာတုံလေးလာလေးမရှိကြတဲ့အကြောင်းအရာလေးတွေကိုနည်းနည်းပြောပြပေးမယ်အဲ့တော့အဓိကပေါ့နော်ဆရာဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်နယ်မြေအသစ်ကိုလေ့လာဖို့ဆိုလို့ရှိရင်သူတို့အချက်၃ချက်ကြောင့်မလို့နယ်မြေအသစ်တွေရှာဖွေကြတယ်တဲ့ goal ရယ် hot ရယ် glory ရယ်အဲ့တော့ဒီ၃ချက်ပေါ့နော်ဒါဘာတွေလဲဆိုတာဆရာပြောပြအဲ့တော့ဥရောပနိုင်ငံတွေအင်အားကြီးတဲ့နိုင်ငံတွေဒီနိုင်ငံတစ်ခုကိုယ့်နိုင်ငံကိုလဲပတ်နေပြီအဆင်ပြေနေပြီဆိုရင်သူများနိုင်ငံကိုကိုလိုနီလိုက်ပြီးတော့ကျွန်ပြုဖို့ကြိုးစားကြတယ်အင်္ဂလန်တွေဒီလည်းမြန်မာနိုင်ငံကိုကျွန်ပြုခဲ့ကြတာပဲဆိုတော့ဘာကြောင့်လဲပေါ့နော်ဘာလို့သူများနိုင်ငံနေမေချာနိုင်ငံတွေကိုကျွန်ပြုကြတာလဲနောက်တစ်ချက်ကကြတော့အဲ့လိုကျွန်ပြုဖို့အတွက်နဲ့ဘာလို့စစ်ဖြစ်ကြတာလဲအမြဲတမ်းစစ်ဖြစ်နေကြတာလဲဘာလို့သိမ်းညင်ကြတာလဲဒါကိုရှင်းပြပေးချင်တာအဲ့တော့ colonization လို့ခေါ်တဲ့အဓိကအချက်ထဲမှာဆိုလို့ရှိရင် imperialism ပေါ့နော် imperialism အကြောင်းကိုနည်းနည်းပြောပြပေးမယ်သူတို့ကဘာလို့ကျွန်ပြုတာလဲဆိုတော့ပထမတစ်ချက်က go ရှင်းပါတယ်အဲ့ဒီနေမြေမှာရှိတဲ့စီးစိမ်ထွက်သမျှယတနာတွေပေါ့နော်ယတနာဆိုတာဒီလိုပေါ့လေဒီတယံဇာတပစ္စည်းတွေကိုလိုချင်လို့ရယ်နောက်တော့ကျတော့အဲ့စီးပွားရေးပေါ့နော်အဓိကတော့စီးပွားရေးကြောင့်ပေါ့တယံဇာတပစ္စည်းတွေကိုယူမယ်ကုန်ချမ်းပစ္စည်းတွေကိုယူမယ်ယူပြီးတော့အဲ့ဒီကုန်ချမ်းတွေကိုသုံးပြီးတော့ကုန်ကြောပစ္စည်းတွေပြန်ထုတ်မယ်ထုတ်ထားတဲ့ကုန်ကြောပစ္စည်းတွေကိုအဲ့ဒီကိုလိုနီနိုင်ငံတွေမှာလိုက်ပြီးတော့ရောင်းမယ်အဲ့လိုပုံစံမျိုးသူတို့ဈေးကွက်ကကြတော့အဲ့တော့ဈေးကွက်ကပိုကျဲတော့စီးပွားရေးပိုကောင်းတယ်နိုင်ငံပိုတိုးတက်တယ်ဒီလိုသဘောတရားပဲအဲ့တော့နိုင်ငံတွေသိမ်းနေဆိုတော့မြန်မာနိုင်ငံကတစ်တွေထုတ်တယ်ဟလာဗါတွေဘုံဘီဘာမားတို့ဗါတို့တစ်ကုမ္ပဏီကနေတစ်တွေထုတ်တယ်ထုတ်ပြီးတော့အဲ့တစ်တွေကိုသုံးပြီးတော့မှသူတို့ကုန်ချောပစ္စည်း furniture တွေပြန်လုပ်တယ်လုပ်ထားတဲ့ furniture တွေကိုမြန်မာနိုင်ငံမှာတော့၎င်းအိန္ဒိယမှာတော့၎င်းပြန်ရောင်းတယ်ဆိုလို့ရှိရင်သူတို့ရဲ့အမြက်ကအိန္ဒိယအင်္ဂလန်တနိုင်ငံထဲမှာပဲရောင်းတာထက်စီးပွားရေးလုပ်တာတဲ့ဆိုင်ပို့ပြီးတော့အကျိုးမြတ်များတယ်ဒါကြောင့်မလို့ပေါ့အဓိကကတော့ငချင်းစီနဲ့ငချင်းပြန်ကြော်တာပဲဒီလိုသဘောတရားပဲအဲ့လိုမျိုးစီးပွားရေးအကွက်တွေကြောင့်မလို့သိမ်းတာဒါကတော့ပထမတစ်ချက်နောက်တစ်ချက်ကတော့ glory လို့ခေါ်တယ်ကိုယ့်ရဲ့အာဏာပေါ့နော်တနည်းပြောရရင်အင်္ဂလန်ပြည်မကြီး Elizabeth ဆိုရင်သူ့ရဲ့အာဏာကိုဖြန့်ကျက်ဖို့အတွက်ကြိုးစားတယ်ဒီလိုသဘောတရားပဲငါရဲ့အာဏာကဘယ်နေမြေဒီမှာပါတက်ရောက်တယ်ဆိုပြီးတော့ရှိတယ်ပေါ့ဒါ empire တစ်ခုကြီးလာရင်ဒီလိုသဘောတရားပဲရှိတယ်နောက်ဆုံးတစ်ချက် God ဆိုတာကတုံလူတွေမထင်ကြတဲ့ကိစ္စတစ်ခုပဲဘာလို့လဲဆိုတော့နယ်မြေတွေတိမ်နေဆိုတဲ့အထဲမှာတဲ့အဓိကသူတို့ရဲ့ဘာသာရေးကိုပြန့်ပွားအောင်လုပ်ဖို့လည်းပါတယ်ဒါကိုတက်တဲ့အနေနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ငါတို့ဒီမြန်မာနိုင်ငံထဲမှာရှိကြတဲ့ဒီချင်းလူမျိုးအများစုကရင်လူမျိုးအများစုဆိုရင်အင်္ဂလန်နေ English တွေအုပ်ချုပ်ပြီးနောက်ပိုင်းမှာ Christian ဘာသာကိုကူးပြောင်းသွားကြတယ်ဒါကဘာသဘောတရားလဲဆိုတော့သူတို့နိုင်ငံကနေပြီးတော့ဘာသာရေးဆိုင်ရာဒီလွှမ်းမိုးဖို့စ조사တဲ့ကိစ္စပေါ့သူတို့ဘာသာရေးအဓိကဒီလိုပြောမှာပေါ့ဘာသာရေးဖြန့်ဝေတာပေါ့နော်မပြောတယ်ဘူးထားပါအဲ့အသုံးတော့ဆရာတေချာမသိတော့ဒီတိုင်းမှထားတယ်မယ်အဓိကကတော့သူတို့ဘာသာကိုပြန့်ပွားအောင်လုပ်ချင်တာသာသနာပြုချင်တာ yes သာသနာပြုချင်တာဒီလိုသဘောတရားကြောင့်ဒါကြောင့်မလို့ဒီအချက်၃ချက်ကြောင့်မလို့နိုင်ငံကတခြားနိုင်ငံတွေပေါ်မှာ colonization လုပ်ဖို့ကြိုးစားကြတယ်အဲ့ဒါလိုပဲတဲ့ New War ကိုစရှာဖွေတွေ့ရှိခြင်းမှာဒီအောက်ကနေမြေအပိုင်းလေးတွေကိုဘယ်သူသိမ်းထားလဲဆိုတော့စပိန်ကသိမ်းထားတယ်ဒီလေကနေမြေလေးတွေကိုကြတော့ပြင်သစ်ကသိမ်းထားတယ်တနည်းပြောရရင်ပြင်သစ်ရဲ့လက်အောက်ခံအနေနဲ့ထားတယ်ပြီးတော့ဒီဘက်ကနေမြေလေးတွေကိုကြတော့အင်္ဂလန်ရဲ့လက်အောက်ခံ13 colony အဖြစ်နဲ့ထားတယ်အဲ့တော့ပြောချင်တာကဒီဘက်မှာအင်္ဂလန်နဲ့ပြင်သစ်နဲ့စစ်ဖြစ်တယ်ဆိုရင်သူတို့ရဲ့ကိုလိုနီနယ်မြေတွေမှာလည်းအချင်းချင်းစစ်ဖြစ်ကြတယ်ဒီလိုသဘောတရားပဲနယ်မြေလူကြတယ်ပေါ့ကွယ်ဒါမျိုးရှင်းပြချင်တာပထမအဆုံးဖြစ်ခဲ့တဲ့စစ်ပွဲ French and Indian War အကြောင်းကိုနည်းနည်းလေးဆက်ပြောပြမယ်French and Indian War ကစောနာကဆရာပြောတဲ့ကိုလိုနီနယ်မြေပြိုင်ဆိုင်မှုတွေကြောင့်မလို့ဖြစ်တဲ့စစ်ပွဲပဲသူ့ကို7 year war လို့လည်းခေါ်တယ်ခုနှစ်ကြာတဲ့စစ်ပွဲလို့အဲ့လိုမျိုးလည်းခေါ်လို့ရှိတယ်ဒါကသမိုင်းတစ်လျှောက်မှာပထမကမ္ဘာစစ်မတိုင်ခင်ကတော့တော်တော်လေးကြီးမားခဲ့တဲ့စစ်ပွဲပဲနှစ်နိုင်ငံနဲ့မကောက်ဘူးတခြားနိုင်ငံတွေလည်းပါခဲ့ကြတယ်ဒါပေမဲ့အဓိက emphasize လုပ်ချင်တာကဆရာတို့ကဘယ်စစ်မြေပြင်ကို emphasize လုပ်မလဲဆိုတော့ New War ကစစ်မြေပြင်ကို emphasize လုပ်မယ်စောနာကဆရာဆွဲပြခဲ့တဲ့ American မြေပေါ်မှာပြင်သစ်ပိုင်တဲ့အပိုင်းနဲ့ဒီ English ပိုင်တဲ့13 colony နဲ့နှစ်ခုဖြစ်ကြတဲ့စစ်ပွဲအကြောင်းပြောပြမယ်
အဲ့ဒီမှာဆိုလို့ရှိရင်ဆရာတို့အဓိကကတော့တိုက်ခိုက်ရတဲ့အကြောင်းရင်းဒီ North America တိုက်ကိုထိန်းချုပ်ဖို့တနည်းပြောရရင်တယောက်နယ်မြေကိုတယောက်သိမ်းဖို့ဒီလိုသဘောတရားပဲမြောက်အမေရိကတိုက်မှာပြင်သစ်ကလည်းသူလွှမ်းမိုးမှုလိုချင်တယ်အင်္ဂလန်ကလည်းလွှမ်းမိုးမှုလိုချင်တယ်ဒါကြောင့်စစ်ဖြစ်ခဲ့ကြတယ်ထင်ဒါဆိုရင်ပြင်သစ်နဲ့အင်္ဂလန်နဲ့ဖြစ်တဲ့စစ်ပွဲလို့ပြောပြီးဘာလို့အိန္ဒိယဝါလို့ခေါ်ရလဲဆိုတော့တဲ့ပြင်သစ်နဲ့အဲ့ဒီမှာရှိတဲ့ Native American တွေတနည်းပြောရရင် Red Indian တွေနဲ့တစ်ဖက်မှာကအင်္ဂလန်ရဲ့သူ့ရဲ့လက်အောက်ခံတပ်ရင်းကိုလိုနီရဲ့တစ်ဖက်အချင်းချင်းတိုက်ကြတဲ့စစ်ပွဲဖြစ်တယ်ဒါကြောင့်မလို့ပြင်သစ်နဲ့အိန္ဒိယနဲ့ပေါင်းတိုက်တဲ့အတွက် French and Indian War လို့ခေါ်တာရမလားအားလုံးဒီတိ ရပါတယ် ရပါ Okay ရဲ့ဆရာ ပြန်ရှင်းပြနားလည်ကြရလားအားလုံး နားလည်ပါတယ်ဆရာ ဟုတ် နားလ ကဲ့ ည်ပါရဲ့ Okay အဲ့တော့ပြန်နှွေးဖို့ပဲဖြစ်ဖြစ်မတည်သေးတဲ့အချက်တွေကိုလေ့လာဖို့ပဲဖြစ်ဖြစ်လှုပ်ရှင်နေဆိုလို့ရှိရင်တခါတည်း note down လုပ်ထားမယ်နော် recording လဲဆရာ YouTube မှာပြန်တင်ပေးပါမယ် recording လဲပြီးရင်တော့လာ down လို့ရတယ် Okay ဆက်ပြောကြရအောင်အဲ့တော့ Native American တွေနဲ့ပြင်သစ်တွေနဲ့တစ်ဖက်ပြီးတော့အင်္ဂလန်နဲ့တစ်ဖက်ပေါ့အင်္ဂလန်နဲ့13ကိုလိုနီကတစ်ဖက်ပေါ့တိုက်ခိုက်ကြတယ်အဲ့စစ်ပွဲဘယ်လိုဖြစ်ဘာညာမပြောတော့ဘူးအဓိကပြောမှာကဘာလို့ပြင်သစ်တွေနဲ့အိန္ဒိယတွေနဲ့ပေါင်းတာလဲဆိုတော့အဲ့ဒီခေတ်ကအင်္ဂလန်တွေအုပ်ချုပ်ထားတဲ့နေမြေတွေမှာနေကြတဲ့အိန္ဒိယတွေကိုပြင်သစ်တွေကဆွဲဆောင်ပြီးတော့မှမင်းတို့ရဲ့ရန်သူတွေဖြစ်တဲ့အင်္ဂလန်ကိုတိုက်မယ်ဆိုရင်ငါတို့ကလက်နက်ထောက်ပံ့ပေးမယ်ဆိုပြီးတော့စပြီးတော့လက်နက်တွေပေးတယ်အဲ့တော့အင်္ဂလန်နဲ့ပြင်သစ်နဲ့ကစစ်ဖြစ်တဲ့အချိန်မှာအိန္ဒိယတွေကပြင်သစ်ဘက်ကနေကူညီပေးတယ်ဒီနေ့ပြောရရင်တော့သူတို့ Native American တွေကိုမဲဆွဲပြီးတော့မှတစ်ဖက်လက်နဲ့ပြန်တိုက်တဲ့သဘောတရားပဲဒီလိုမျိုးအဲ့တော့ကြတော့နောက်ဆုံးမှဘယ်သူနိုင်သွားလဲဆိုတော့ British တွေကပဲနိုင်သွားတယ်နောက်ဆုံးတော့စစ်ပွဲရဲ့အဆုံးသက်ကဒီစစ်ပွဲကိုဘာလို့ပြောရလဲဆိုတော့စစ်ပွဲရဲ့အဆုံးသက်ကတက်ကြောင်မလို့ American ဖြစ်လာတယ်လို့တော့ပြောလို့ရတယ်အဲ့ဒီစစ်ပွဲရဲ့အဆုံးသတ်မှာနိုင်သွားတာကအင်္ဂလန်နေဆိုပေမဲ့စစ်ပွဲတစ်ပွဲတိုက်လို့ရှိရင်ဘယ်လောက်တောင်မှအကုန်အကျများသလဲဆိုတာလေးနည်းနည်းပြောပြခြင်းတယ်နှုတ်ဟိုတလောကကြားလိုက်ကြလားဟုတ်ပါလေအီရန်ကိုအမေရိကန်တွေဘုံသွားကျဲတယ်ဆိုတာကြားလိုက်ကြလား ဟုတ်ကြားတော့ကြားလိုက်တယ် ကြားလိုက်ပါတယ်ဆရာ အမေရိကန်အနေနဲ့အီရန်ရဲ့နျူကလ িয়ার ဒီပေါ်ဆောင်နေတဲ့နေရာပေါ့လို့ထင်ရတဲ့နေရာတွေကိုအဓိကဘုံသွားကျဲတယ်ဆိုတော့အဲ့ဒီမှာဆိုရင်ဘုံသွားကျဲလိုက်တာခဏလေးပဲเนาะငါကခဏလေးပဲဆိုပေမဲ့မိနစ်ပိုင်းနာရီပိုင်းပဲကြာပေမဲ့ကုန်သွားတဲ့ပတ်စံကတန်းနဲ့ချီလေရင်ဘိုးတွေစီဘိုးတွေရောလက်နက်ဘိုးတွေရောပေါ့เนาะဒါအမေရိကန်ဘက်ကပြီးတတ်မယ်ပြောတာဆိုတော့ပြောချင်တာကဘာလဲဆိုတော့စစ်ပွဲတစ်ပွဲတိုက်ဖို့ဆိုတာကလက်နက်အတွက်လူတွေအတွက်အင်အားအတွက်ပြီးတော့ဒီအဲ့ဒီစစ်သားတွေအတွက်ရိတ်ခါပေးဖို့ပြီးရင်လက်နက်ပို့ဆောင်ဖို့ဟာလားကွန်မစ္စည်းတွေရိတ်ခါတွေတည်ယူပို့ဆောင်ဖို့ဒီလိုမျိုးလုပ်ငန်းတွေအများကြီးအတွက်ပတ်စံအင်မတန်ကုန်တယ်အဲ့တော့နိုင်ငံစစ်ပွဲတိုက်ဖို့လက်ရှောင်ကြတယ်ဆိုတာကဘာကြောင့်လဲဆိုတော့အဲ့ဒါတွေကြောင့်ဒီနေ့ခေတ်မှာမျိုးစစ်ပွဲဖြစ်နေတဲ့နေရာတွေကိုကြည့်လိုက်အစ္စရေးနဲ့ဂါဇာရှိမယ်နောက်တော့ယူကရိန်းနဲ့ရုရှားရှိမယ်ယူကရိန်းဒီသူ့ရဲ့အခြေအနေအတိုင်းသာဆိုလို့ရှိရင်အစောကြီးကနေကရုရှားပိုင်နေနေဖြစ်နေပြီသို့တော်ညာလည်းပဲ EU ဘက်ကနေဒါမှမဟုတ်အမေရိကန်ဘက်ကနေလက်နက်တွေဒီငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေရနေလို့သာခံတိုက်နေနိုင်တာတရက်မှာတစ်ဖက်နဲ့တစ်ဖက်ပြစ်လိုက်တဲ့ဒုံးကြီးအရေးတော့ကအင်မတန်ကုန်တယ်။ဘောချနာကဆရာအများကြီးပြောနေတာအဓိကပါလဲဆိုစစ်ပွဲတစ်ပွဲတိုက်တာပတ်စံရန်ကုန်အဲ့တော့9နှစ်လောက်ကြာတဲ့စစ်ပွဲဆိုရင်ဘယ်လောက်ကုန်မလဲစဉ်းစားကြည့်ပေါ့အဲ့တော့ဒီစစ်ပွဲရဲ့အဆုံးသတ်မှာဆိုလို့ရှိရင်ဘာဖြစ်သွားသလဲဆိုတော့ဒီ French and sorry ပြင်သစ်တွေရဲ့ဒီလွှမ်းမိုးမှုပေါ့နော်မြောက်အမေရိကတိုက်မှာလွှမ်းမိုးမှုကအဆုံးသတ်သွားခဲ့တယ်။ဘာကြောင့်အဆုံးသတ်တာလဲဆိုတော့တကယ်တော့လုံးကြီးအဆုံးတိုင်တာတော့မဟုတ်ဘူးပြင်သစ်ရဲ့လွှမ်းမိုးမှုလျော့နေသွားတယ်နောက်တော့ကျတော့ American အင်္ဂလန်ရဲ့လွှမ်းမိုးမှုကပိုများလာတယ်ဒါအပြင် Revolutionary War ဆိုတဲ့ဟာယူ set up လုပ်ပေးခဲ့တယ်ဆိုတဲ့ဟာကိုဆရာပြောချင်လို့ပြောနေတာအဲ့တော့အဲ့စစ်ပွဲမှာဆိုလို့ရှိရင်အဓိကကတော့နိုင်သွားတဲ့လူတွေကဘာတူလဲဆိုတော့ British တွေဖြစ်တယ်သို့တော်ညာလည်းပဲသူတို့စဉ်းစားတာကဒီစစ်ပွဲမှာဆိုလို့ရှိရင်ငါတို့ရဲ့ပတ်စံတွေအများကြီးအကုန်ခံပြီးတော့13ကိုလိုနီဆိုတဲ့နယ်မြေအဝေးကြီးကိုလာတိုက်ပြီးတော့ကာကွယ်ပေးရတယ်ပေါ့ဒါကြောင့်မလို့မင်းတို့ကငါတို့အကျွေးပြန်ပေးရမယ်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့13ကိုလိုနီအပေါ်မှာအင်္ဂလန်ကနေပြီးတော့အခွန်တွေအများကြီးကောက်တယ်โอเคเนาะဆက်ပြောမယ်เนาะအဲ့တော့ဒီမှာဆရာတို့ဒီဖြစ်စစ်ပွဲဖြစ်တဲ့နေရာဒီနေရာလေးဖြစ်တယ်အဲ့ဒီနေရာကိုဒီအင်္ဂလန်ကနေလာကူပြီးတော့မှစစ်ပွဲကိုတိုက်ပေးရတယ်13ကိုလိုနီကလူတွေလည်းပါတယ်ဆိုပေမဲ့လည်းအင်္ဂလန်ကရိတ်ခါတွေလူသူတွေအဓိကထောက်ပံ့ပြီးတော့တိုက်ရတာဖြစ်တယ်ဒါကြောင့်မလို့ဝေးလံခေါင်များတဲ့နေရာမှာလာစစ်တိုက်ရတယ်ပတ်စံကုန်တယ်အဓိကဘသူ့အတွက်လဲဆိုတော့13ကိုလိုနီကိုကာကွယ်ပေးတဲ့အတွက်ဆိုပြီးတော့အကြောင်းပြပြီးတော့မှ13ကိုလိုနီအပေါ်မှာအင်္ဂလန်ကအခွန်နေမတန်တဆစပြီးတော့ကောက်တယ်အခုနေကဘလို့တွေပါလဲဆိုတော့ even ဒီနေထိုင်ခွင့် accommodation tax တွေပြီးရင် stamp act တို့ sugar act d act အပ်ပေါင်းများစွာစားတောက်ခွန်အကုန်နေပြီးလို့ရှိရင်နေထိုင်ခွင့်အကုန်နေပြီးလို့ရှိရင်
ဆရာနေထိုင်ခွင့်မဟုတ်နေထိုင်ခွင့်အခွင့်နေပြောတာငါရှောက်ပြောတာနေထိုင်ခွင့်အခွင့်နေအပြင်အများကြီးပဲအခွင့်ပေါင်းများစွာကောက်တာအဲ့တော့အဲ့လိုမျိုးကောက်တာကိုကြာလာတဲ့အချိန်မှာ British ဒီအခွန်ကောက်တာကိုတပ်ရင်းကိုလိုနီကမခံနိုင်ကြတော့တဲ့အတွက် Revolutionary War ဖြစ်ပြီးတော့ British လက်အောက်ကနေ independence ယူပြီးတော့မှ American ရဲ့လို့စဖြစ်လာအဲကြောင့်မလို့ French and Indian War အရေးကြီးရလို့ပြောတာဆရာမင်းတို့အကြံပေးချင်တာတမိုင်းကိုလေ့လာပြီဆိုလို့ရှိရင်အဖြစ်ရတစ်ခုတည်းကိုလေ့လာတာတက်ဒီဖြစ်ရကြောင့်မလို့နောက်ကဘာတွေဖြစ်သွားလဲ impact ကိုလေ့လာရမယ်ဒီဖြစ်ရကိုဖြစ်စေခဲ့တာကဘယ်သူကြောင့်လဲဆိုရင် impact ကိုလေ့လာရမယ်ဒါမျိုးထက်ဆင်လေ့လာရတယ်တမိုင်းဆိုတာကဆက်ဆက်နေတာဒါကြောင့်မို့ဆရာလူတွေကိုပေါ့နော်တမိုင်းကိုစိတ်ဝင်စားသိခြင်းတယ်အကောင်တို့လေတမိုင်းကဒီနေ့ခေတ်ဖြစ်နေတယ်ဘာတွေဖြစ်နေမလဲဆိုတာ reflect လုပ်လိရှိတယ်အမြဲအဲ့တော့ဒီနေ့ခေတ်ဖြစ်နေတဲ့စစ်ပွဲတွေကိုကြည့်ကြည့်လိုက်ဂါဇာနဲ့အစ္စရေးနဲ့စစ်ဖြစ်နေရတဲ့အကြောင်းရင်းဒီဒုတိယကမ္ဘာစစ်ကအင်္ဂလန်နေကြောင့်ဒီလိုမျိုးအဲ့လိုဆက်ချက်တွေတခုတည်းတော့မဟုတ်ဘူးပေါ့ကွယ်သို့သောညာလည်းပဲဆက်နေလိရှိတယ်အမြဲအဲ့လိုမျိုးပေါ့ယူကရိန်းနဲ့ရုရှားစစ်ဖြစ်နေရတဲ့အဝေးဆုံးကိုသွားကြည့်ရင်ဆိုဗီယက်ပြည်အောင်စုခေတ်ကကြောင့်ဒီလိုမျိုးတွေပြောလို့ရတယ်ဒါကြောင့်မလို့ဆရာတို့ကဘာပြောလို့ရတယ်လဲဆိုတော့ဒီအင်္ဂလန်ရဲ့စစ်ပွဲကြောင့်မလို့ဒီတက်တင်းကိုလိုနီနဲ့ဖြစ်တဲ့စစ်ပွဲကြောင့်မလို့သူတို့ပေါ်မှာအခွင့်အရေးအများကြီးကောက်တယ်အဲ့ဒီအခွင့်အရေးကြောင့်မလို့ပဲအင်္ဂလန်ကိုမခံနိုင်ကြတော့တဲ့ဖိနှိပ်မှုကိုမခံနိုင်ကြတော့တဲ့တက်တင်းကိုလိုနီကပြန်လဲတွန်းလှန်ရင်းနဲ့ Revolutionary War ဆိုတာဖြစ်ခဲ့တယ်အဲ့ဒီစစ်ပွဲအကြောင်းလေးကိုဆက်ပြောရအောင်မပြောခင်အားလုံးရကြရလား Revolutionary War မတိုင်ခင်ကာလလေးကို ရပါတယ်ဆရာ ရပါတယ်ဆရာ ဟုတ်ပြီနော်အဲ့တော့စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းလေးတွေကိုစပြီးတော့ပြန်ပြောကြရအောင် Revolutionary War ဖြစ်ရတာကတော့ with taxation no taxation without representation ဆိုတဲ့ movement တွေပဲဆရာပြောသလိုပဲဒီ day တော့ပြောနိုင်မှာမဟုတ်ဘူး history ကိုခြုံငုံပြီးပြောမှာဖြစ်တဲ့အတွက်အကြမ်းမြင့်တော့ပြောပြပေးမယ်အဲ့တော့ American ဖြစ်လာမဲ့13ကိုလိုနီကဒီ British တွေရဲ့ကောက်တဲ့အခွင့်အရေးကိုမပေးနိုင်တော့တဲ့အချိန်မှာဘယ်လိုပြောလဲဆိုတော့ British ရဲ့ parliament ထဲမှာငါတို့အုပ်ချုပ်ခွင့်ပေးမယ်ဆိုလို့ရှိရင်ငါတို့ကအခွင့်ပေးမယ်လို့ပြောတယ်British ရဲ့တရားဝင်ပိုင်တဲ့အဖြစ်နဲ့သတ်မှတ်ပြီးတော့မှ Parliament ထဲမှာ representation လုပ်ခွင့်ပေးရမယ်ဒါဆိုရင်အခွင့်ပေးမယ်လို့ပြောတယ်ဒါပေမဲ့လက်မခံမှုအင်္ဂလန်ဘက်ကညှင်းပယ်ပြီးတော့မှမလုပ်တယ်လဲဆိုတော့ taxation ပေးရမယ်ဒါပေမဲ့ representation တော့မပေးနိုင်ဘူးဆိုပြီးပြောလိုက်တယ်အဲ့လိုကိစ္စအကြောင်းမျိုးဆရာတို့ Boston Massacre တို့ဘာလို့ဆက်ဖြစ်တယ်တနည်းပြောရင်ဆန္ဒပြမှုတွေရိုးရိုးတဲတွေဖြစ်တယ်အဲ့လိုမျိုးရိုးရိုးတဲဖြစ်တာတွေကိုခွန်ကောင်းယူပြီးတော့မှလူသတ်မှုတွေဖြစ်တယ် Boston Massacre ဆိုတဲ့လူသတ်မှုတွေဖြစ်တယ်အဲ့ဒီ Boston Massacre လူသတ်မှုမှာဆိုလို့ရှိရင် British တွေကြောက်မလို့ပေါ့နော်13ကိုလိုနီဘက်ကနေပြီးတော့လူဟိုတေသွားတယ်9ယောက်ထင်တယ်13ကိုလိုနီဘက်ကလူ9ယောက်တေသွားတယ်ဒါကြောင့်မလို့အဲ့ဒီတေသွားတဲ့လူ9ယောက်ကိုဟလာမင်းတို့ British တွေကတော့ငါတို့ဒီလိုတွေချနေပြီငါတို့တော့ဟလာပြန်လုံးမရတော့မယ်ဆိုပြီးတော့မဲဆွယ်ဖို့အတွက်သုံးခဲ့ကြတာပေါ့ကွယ် Okay အဲ့တော့ဆရာပြန်ပြောပြရမယ်ဆိုလို့ရှိရင်စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာစောနာကပြောသွားတယ်စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ taxation without representation ပါတယ် Boston Massacre လို့ခေါ်တဲ့လူသတ်မှုတွေ British ဘက်ကနေပြီးတော့13ကိုလိုနီဘက်ကလူတွေကိုတတ်မှုတွေပါတယ်နောက်တော့ Boston Tea Party လို့ခေါ်တယ်အဲ့ဒီဟာမျိုးတွေကိုမကျေနပ်တဲ့အတွက်ကြောင့်မလို့ Boston စိတ်ကမ်းမှာ13ကိုလိုနီကနေပြီးတော့ British ရဲ့သင်္ဘောတွေကိုဒီလက်ဖက်6တင်လာတဲ့သင်္ဘောကြီးကိုရေထဲမှာမြှုပ်ပလိုက်တယ်ဒါမျိုးတွေပါတယ်အဲ့ဒီအရာကိုပြန်ပြီးတော့မခံကျင်တဲ့ British ကတဖန်ပြန်ပြီးတော့ Intolerable Act ဆိုပြီးတော့ဥပဒေတွေထုတ်ပြီးတော့ဖိနှိပ်တာတွေပါမယ်ဒါမျိုးပေါ့ကွယ်အပြန်အလှန်တစ်ခုပြီးတစ်ခုဖြစ်ကြတယ်ပေါ့အဲ့လိုမျိုးပေါ့တနည်းပြောရရင်ဟလာဖိနှိပ်လို့တွန်းလှန်လို့ဖိနှိပ်လို့တွန်းလှန်လို့ဖိနှိပ်ဒီလိုမျိုးလုံးနဲ့ချလဲလိုက်လာခဲ့ကြတယ်ရမယ်နော်ဒီထိဒါဆိုအကြမ်းမြင့်လေးရကြလား ရပါတယ်ဆရာ Okay နော် ဟုတ်ရ ရပါတယ် အဲ့တော့ Boston Massacre အကြောင်းလေးပါလေးပြောပြီးပြီဆိုတော့ဆရာတို့နည်းနည်းလေးjoin or die ဆိုတာလေးတစ်ချက်ပြရပါမယ်ဒီဟာလေးက US ဟိုဟာမှာဒီ social မှာဆိုရင်တစ်ခါတလေပါတတ်တယ်ကွဒီမွေပုံလေးပေါ့မြင်တော့မြင်မှုကြလား မြင်မှုပါတယ်ဆရာ Okay မြင်မှုတဲ့မမပြောကြည့်ပါအောင်ဘာကြီးရောဒါနဲ့ငါမြင်မှုရတောင်ပြောရတော့ခေါ်မေးနေလို့တိတိလောက်လေးဆရာကိုနည်းနည်းပြောပြပေးပါလားဆရာတယောက်တည်းပြောနေရင်ပြင်းစရာကြီးမှန်ပြဿနာမရှိဘူးကိုထင်တာကိုပြောကြည့် အဲ့ဒီမွေမှာရှိရဲ့အပိုင်း73ပိုင်းက30ကိုလိုနီပူဇော်ပြုပြီးတော့သူတို့ချင်းမကြွိုင်းရင်ဒီအင်္ဂလန်ရဲ့လက်အောက်မှာတည်ဆုံးသွားမယ်ဆိုတာမျိုး ဟုတ်တယ်အဲ့ဒီမွေလေးကိုအပိုင်းပိုင်းဖြတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီတစ်ပိုင်းချင်းစီက13ကိုလိုနီကပြည်နယ်တစ်ခုချင်းစီကိုရည်ညွှန်းနေတဲ့တကယ်လို့ဒါသူတို့ကမကြွိုင်းဘူး
ဘယ်လိုမ join ဘူးလဲဆိုတော့ဒီနည်းပြောရမယ်ဆိုလို့ရှိရင်သူတို့အတူပူးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲမွေပဲသို့တော့ညာလည်းပဲအဲ့ဒီအပိုင်းပိုင်းလေးတိုင်းထားလိုက်မယ်ဆိုရင်တော့တပိုင်းချင်းစီဖြစ်ပြီးတော့ဘာမှလုပ်လို့မရဘူးပြောချင်တာကငါတို့ကအပိုင်းပိုင်းကွဲနေမယ်အစားပူးပေါင်းပြီးတော့ဒါ British ကိုတိုက်ခိုက်မယ်ဆိုရင်ငါတို့နိုင်ကြီးရှိရဆိုပြီးတော့တွေးအဲ့ဒီခေတ်တော့စစ်ပွဲမဖြစ်ခင်တော့ကလူတွေကဘယ်လိုစဉ်းစားလဲဆိုတော့ British Empire ဆိုတာကအင်မတန်ကြီးမားတဲ့ empire ကြီးနေမဝင် empire လို့တောင်ပြောကြတယ်ဒီလိုမျိုး empire ကြီးတစ်ခုလုံးကိုငါတို့လိုခုမှနိုင်ငံတော်မတည်ထောင်ရသေးတဲ့စစ်တပ်တောင်မရှိသေးတဲ့တပ်င်းကိုလိုနီကဘလို့နိုင်မှာလဲဆိုပြီးတော့လူတွေကစဉ်းစားကြတာဒါကြောင့်မလို့ငါတို့ကဘယ်လိုဖြစ်လဲဆိုတော့ join or die မယ်မင်းတို့ငါတို့မပူးပေါင်းရင်ငါတို့တေးမှာပဲအဲ့တော့မင်းတို့ do or die ပေါ့ကွာလုံးမလားတေးခံမလားဒီလိုသဘောတရားပဲဒါကြောင့်မလို့အတူတူပူးပေါင်းပြီးတိုက်ရင်နိုင်မယ်ဆိုပြီးတော့ယုံကြည်အောင်လို့ propaganda လိုမျိုးဝါဒဖြန့်ခဲ့ကြတာအဲ့လိုသဘောတရားကိုပြောပြချင်တယ် okay အဲ့တော့ဆက်ပြီးတော့ပြောပြကြတာပေါ့အဲ့စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းတွေဒီဆောနာကဆရာပြောသလိုပဲ Boston Tea Party တွေ Intolerable Act တွေတစ်ခုချင်းစီရှိမယ်နောက်တော့ကြတော့ဆရာတို့ဒီမှာဆိုလို့ရှိရင်အဲ့ဒီစစ်ပွဲကြောက်မလို့ဟလာအဓိကဘာတွေလုပ်ခဲ့လဲဆိုတော့ဒီအဲ့စစ်ပွဲမှာဘာတွေဖြစ်ခဲ့လဲဆိုတော့အင်္ဂလန်နဲ့ပြင်သစ်နဲ့sorry အင်္ဂလန်ကလာပြီးတော့တိုက်တယ်ဟလာခွဲထွက်ဖို့ကြိုးစားတာပေါ့ကွယ်အင်္ဂလန်လက်အောက်ကနေပြီးတော့တရားဝင်ခွဲထွက်ဖို့ကြိုးစားကြတယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်1986မှာDeclaration of Independence လို့ခေါ်တဲ့လွတ်လပ်ရေးကြေညာစာတမ်းကို Thomas Jefferson ဦးဆောင်တဲ့ American ကိုတီထောင်ကြမဲ့ Founding Father တွေတနည်းပြောရင်13ကိုလိုနီရဲ့ခေါင်းဆောင်တွေကနေပြီးတော့ရေးခဲ့တယ်ပြီးတော့ဘုရင်ထံကို British ဘုရင်ထံကိုပို့ပေးခဲ့တယ်ဆိုလိုတာကဘာလဲဆိုတော့မင်းတို့လက်အောက်မှာငါတို့တော့မနေတော့ဘူးငါတို့တော့ခွဲထွက်တော့မယ်တက်တာဆိုပြီးအဲ့လိုမျိုးပြောလိုက်တာတကယ်လို့သူတို့သာငြင်းချင်းချင်းနဲ့ခွဲထွက်ခွင့်ကိုပြုမယ်ဆိုလို့ရှိရင်ဘာမှဖြစ်เสียအကြောင်းမရှိဘူးသို့တော်ညာလည်းပဲသူတို့ကလက်မခံဘူးဆိုလို့ရှိရင်တော့ငါတို့ကတိုက်ရမှာပဲဆိုတဲ့သဘောတရားကိုဒီဂျာစတန်ပေးလိုက်တဲ့သဘောပဲ British ဟိုအောင်ပေါ့နော်ဘယင်ထံအဲ့တော့ဘာပြောကောင်းမလဲဟိုကစိတ်ပေါက်ပြီးတော့လာတိုက်တာပေါ့အဲ့တော့လာတိုက်တဲ့အချိန်မှာဆရာတို့ George Washington ကို Commander in Chief တနည်းပြောရင်စစ်တပ်တစ်ခုလုံးရဲ့ခေါင်းဆောင်စစ်ဦးစီးချုပ်ဖြစ်နေခန့်ပြီးတော့မှဘာလုပ်လိုက်လဲဆိုတော့13ကိုလိုနီစစ်တပ်နဲ့ဒီ British တွေနဲ့တိုက်ခဲ့ကြတယ်ပေါ့အဲ့စစ်ပွဲမှာဆိုလို့ရှိရင် American ကအနိုင်ရရှိခဲ့တယ်ဘာလို့အနိုင်ရရှိခဲ့ရလဲဆိုတော့အကြောင်းပြချက်တွေကတော့ပြင်သစ်ကသူ့ဘက်ကနေကူပေးတယ်နောက်တော့ကျတော့ဒီလက်နက်အင်အားအများကြီးပေါ့နော်ကူညီရခဲ့တယ်ဒါဘာလို့ပြင်သစ်ကကူရလဲဆိုတာရှိသေးတယ်ဘာလို့ပြင်သစ်ကကူရလဲဆိုတော့ပြင်သစ်ဒီအင်္ဂလန်နဲ့ရန်သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရန်သူရဲ့ရန်သူကသူ့ရဲ့မိတ်ဆွေပဲဆိုပြီးတော့ပြင်သစ်ကအင်္ဂလန်ကိုကူညီတယ်sorry British colony 13 colony ကိုကူညီတယ်အဲ့တော့13 colony ရဲ့ဟလာပြီးတော့ပြင်သစ်ရဲ့အကူအညီရဲ့13 colony ရဲ့ပြီးလို့ရှိရင်တစ်ဖက်က British ရဲ့အမှစစ်ပွဲတွေဖြစ်ကြရောပေါ့အဲ့စစ်ပွဲတွေဖြစ်ကြပြီးနောက်ဆုံးတော့အနိုင်ရသွားတာကတော့ဘာလို့လဲဆိုတော့13 colony ပြောရရင်နယ်မြေကျွမ်းကျင်မှုပိုင်းဆိုင်ရာနောက်တော့ British ကအဝေးကြီးကနေလာတိုက်ရတာဒီလိုမျိုးအချက်တွေအများကြီးကြောင့်မလို့နောက်ဆုံးမှာ Revolutionary War ကဒီနည်းပြောရင်13 colony တွေအနိုင်ရရှိခဲ့တယ်အဲ့လိုပဲပြင်သစ်ရဲ့ထောက်ခံမှုနဲ့အတူဘာဖြစ်ခဲ့လဲဆိုတော့ပထမဦးဆုံး American နိုင်ငံဆိုပြီးတော့စပြီးတော့ဖြစ်ခဲ့တယ်ပြင်သစ်ကအဲ့ဒီစစ်ပွဲမှာလည်းအနိုင်ရရှိသွားရောကျတို့နိုင်ငံတနိုင်ငံဖြစ်လာဖို့ဆိုရင်တခြားနိုင်ငံတွေကထောက်ခံပေးဖို့လိုအပ်တယ်ဒါကြောင့်မလို့ပြင်သစ်ရဲ့ထောက်ခံမှုနဲ့ပဲကျတို့ US United States ဒီနေ့ခေတ် American ရေလို့ဖြစ်လာမယ်နိုင်ငံလေးကိုတည်ထောင်နိုင်ခဲ့ကြတယ်အဲ့ဒီနယ်မြေရဲ့နိုင်ငံရဲ့ဟိုဟာလေးကိုတစ်ချက်ပြောပြမယ် map လေးကိုတစ်ချက်ပြမယ်ပထမအဆုံးဖြစ်လာတဲ့ American ရဲ့မြေပုံလေးကဒီလိုလေးငါကောင်းတော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်30 colony ရှိမယ်ပြီးလို့ရှိရင်ဒီဘက်အချမ်းဒီအရင်တုန်းက British တွေပိုင်ခဲ့ကြတဲ့နေရာလေးတွေကိုသူတို့ကရရှိပြီးတော့မှစပြီးတော့ American ဆိုပြီးဖြစ်လာရဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီဘက်က Mississippi မြစ်ဒီဘက်ကကျတော့ Atlantic Ocean ပြီးလို့ရှိရင်တောင်ဘက်ကကျတော့ Florida မြောက်ဘက်ကကျတော့ Canada ဆိုပြီးတော့နယ်မြေလေးတစ်ခုအနေနဲ့စပြီးတော့ American ဖြစ်လာခဲ့တယ်ဒီနည်းပြောရရင် Revolutionary War မှာအနိုင်ရအပြီးပြင်သစ်တွေရဲ့ထောက်ခံမှုနဲ့ United States of America ဆိုပြီးတော့13 colony ကိုပူးပေါင်းပြီးတော့မှစပြီးတော့ဖြစ်လာတယ်ဒီတိရမလားရပါတယ်ရှင် ဟုတ်ရပါတယ်ဆရာ အဲ့တော့ဆရာဒီလိုဆရာတစ်ချက်မင်းတို့မေးအောင်မယ်ဆရာဘလို့ဖြစ်စေချင်လဲမင်းတို့ဆရာအကုန်လုံးကိုပြောရရင်တော့ overall ပဲပြောနိုင်မှာဒါပေမဲ့အဲ့လို detail ကြသိချင်တယ်ဆိုလို့ရှိရင်တော့ဆရာမင်းတို့ကိုစေဘယ်ဝါလောက်ထိ detail ပြောပေးလို့ရတယ်အဲ့တော့ဘလို့ဖြစ်စေချင်ကြလဲအခုလိုမျိုးဆရာဒီ revolutionary war ဆိုရင်ဒါ overall ပဲပြောသွားတာအဲ့လိုမဟုတ်ဘဲနဲ့ဆရာအကုန်လုံးတော့သိချင်တယ်ဟလာ overall ပဲပြောရတယ်ဆိုလဲဒီတိုင်းပြောပေးမယ်အကုန်အပြီးထိပေါ့ okay ပြောကြည့်ပါဦးဆရာခုနကလေ30 colony နဲ့ဒီ American ကဒီ New World ကို Spain ရဲ့ဒီ France ရဲ့ပြီးတော့ဒီ30 colony ဆိုရင်3ဝိုင်းပိုင်းထားတယ်ဆရာအစားဟုတ်တယ်အဲ့ဒါကို30 colony နဲ့ France နဲ့France တွေကဒီ Red Indian တွေကိုသူဒီ30 colony ကဒီရန်သူတွေပါဆိုပြီးတော့တိုက်တော့အဲ့မှာ
ဒီတတိကိုလိုနီကနိုင်သွားမှာဆရာ ဟုတ်တယ်လေတနည်းပြောရင်အင်္ဂလန်ကနိုင်သွားတာပေါ့ ဟုတ်ဆရာအဲ့တော့အဲ့တတိကိုလိုနီနဲ့အဲ့ France နဲ့ကအဲ့တော့သူက France ကဒီတတိအင်္ဂလန်ရဲ့လက်အောက်ရောက်သွားပြီဆိုတော့ဒီတစ်ခွဲလေးဖြစ်သွားမှာပေါ့ဆရာ ဘယ်လိုတစ်ဖွဲ့လဲတော့ဟာဘယ်လိုပြောချင် ဒီ တာ ကလား ဟမ် ပြောင်းရမေးရမယ် အော်အေးပါဆရာမေးရလေအခုဖြေကြအောင်ဆရာအခု revolutionary war ဆိုရင် overall ပဲပြောသွားတာပါသိလားတခြားတော့ဒီလေးမပြောလိုက်ရဘူးသို့တော်ညာလည်းပဲချင်းရမမိလောက်ဘူးဆရာထင်တယ်လို့တော့လေဘလို့ဖြစ်စေခြင်းလဲဆရာ civil war လောက်အထိကိုဒီလေးရှင်းပြရမလားဒါမှမဟုတ်လို့ရှိရင်ဟိုပါပဲပြောပြရမလားအကုန်လုံးအပြီးစီး overall ပဲပြောလိုက်ရမလားဘလို့နားထောင်မြင်ကြလဲအားလုံး ဟိုပါ ဆရာ overall ဒီပဲ 好， အဆင်ပြေ 我也拿长买。 okay အဲ့ဒါဆိုဆက်ပြောလိုက်မယ်နော် overall ပဲအဲ့တော့ဆရာတို့ဒီမှာဆက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဖြစ်ဆက်ဖြစ်တယ်ပေါ့နိအဲ့ဒုတိယမြောက်စစ်ပွဲလေးအကြောင်းဆက်ပြောပြမယ်နော် War of 1812ပေါ့War of 1812ကဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့ဒီခေတ်ကအမေရိကန်တွေရဲ့အနေအထားလေးကိုဆက်ပြီးတော့ပြောရမယ်တနည်းပြောရရင် westward expansion ကိုစပြီးတော့ပြောရမယ်အဲ့တော့ American ရေလို့ဆရာတို့ဖြစ်လာတဲ့ဒီမြေပုံပေါ့နော်ဘယ်မြေပုံကပြောင်းနေတယ်မပြောင်းတဲ့ဟာလေးပဲကြည့်အောင်ငါတို့အဲ့တော့ United States of America ဆိုပြီးတော့စပြီးတော့ဖြစ်လာတဲ့အချိန်ပေါ့နော်ဒီမြေပုံလေးကိုဆရာတို့ကြည့်အောင်United States of America လို့စဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်တဲ့ပိုင်တဲ့နယ်မြေလေးကဒီနားလေးပဲရှိတယ်သို့တော်ညာလည်းပဲအဲ့ဒီခေတ်တုန်းကအယူအဆတစ်ခုကဘာလဲဆိုတော့ westward expansion ဆိုတဲ့အယူအဆတစ်ခုရှိတယ်westward expansion ဆိုတာဘာလဲဆိုတော့အနောက်ဘက်သို့နယ်မြေချဲ့ထွင်ခြင်းတဲ့ဘာကြောင့်လဲဆိုတော့ United States ဒီဟာသူတို့အဲ့ဒီခေတ်တုန်းကအယူအဆ manifest destiny လို့ခေါ်တဲ့အယူအဆတစ်ခုရှိတယ်အဲ့ဒီ manifest destiny ဆိုတာဘာလဲဆိုတော့ American နိုင်ငံအနေနဲ့ဟာလားသူတို့ရဲ့ဒီမိုကရေစီစနစ်ပေါ့မြင့်မားတဲ့လူနေမှုအဆင့်အတန်းတနည်းပြောရင်ဘရင်မပါတဲ့အုပ်ချုပ်ရေးစနစ်ပြည်သူတွေမှာပဲအာဏာရှိတဲ့စနစ်ဒီလိုဒီမိုကရေစီစနစ်ကိုအနောက်ဘက်ကိုဖြတ်နှံဖို့တနည်းပြောရင်နယ်မြေကိုဖြတ်နှံပြီးတော့မှဒီမိုကရေစီစနစ်နဲ့ကွန်တိန်နယ်တစ်ခုလုံးကိုအုပ်ချုပ်ဖို့တိုက်ကြီးတစ်ခုလုံးအုပ်ချုပ်ဖို့နောက်တော့သူတို့ရဲ့ဘာသာရေးပေါ့နော်ဘာသာရေးကိုဖြန့်ဖြူးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့အနောက်အရက်ကိုတော့နယ်မြေချဲ့ထွင်မှရမယ်ဆိုပြီးတော့သူတို့တွေးခဲ့ကြတယ်ဒါကြောင့်မလို့အနောက်ဘက်ကိုနယ်မြေချဲ့ထွင်ပြီးတော့မှဆရာတို့စပြီးတော့ American ဒီနေ့ခေတ်ဖြစ်လာမယ့် American တစ်ခုလုံးကိုတင်ဖို့ကြိုးစားခဲ့ကြတယ်အဲ့ဒီထဲမှာဖြစ်ခဲ့တဲ့အကြောင်းလေးကိုဆက်ပြောမယ်အဲ့ဒီခေတ်တုန်းကအမေရိကန်ကပြင်သစ်ပိုင်တဲ့လူဝီဇီယာနာလို့ခေါ်တဲ့နယ်မြေရှိတယ်ဆရာပြောခဲ့တယ်မလားဆောနာကပြင်သစ်ပိုင်တဲ့နေရာရှိတယ်ဆိုတာဒီနားမှာအဲ့ဒီလူဝီဇီယာနာပဲအဲ့ဒီလူဝီဇီယာနာဆိုတဲ့နယ်မြေကိုပြင်သစ်ကအမေရိကန်ကိုရောင်းပေးခဲ့တယ်အဲ့ဒီခေတ်တုန်းက15 million နဲ့ရောင်းခဲ့တာဆိုတော့အဲ့ဒီဟာကိုရအပြီးမှာဆိုလို့ရှိရင်အမေရိကန်နိုင်ငံက doubling ပေါ့နော်နှစ်ဆဖြစ်သွားခဲ့တယ်အမေရိကန်ရဲ့နယ်မြေပုံဒီနှစ်ဆဖြစ်သွားတယ်အဲ့တော့နိုင်ငံပူကျယ်လာတဲ့အမျှစီးပွားရေးလူမှုရေးကလည်းတိုးတက်လာတာပေါ့အဲ့လိုတိုးတက်လာနေမြဘာဖြစ်သွားလဲဆိုတော့ဆရာတို့ဒီ13ကိုဒီနိုင်ငံတိုးတက်လာတာကိုတစ်ဖက်ကမရှုစိတ်နဲ့ကြည်နေရတော့ဘာလို့လဲဆိုတော့ British ပဲ British ကဘယ်လိုသဘောထားလဲဆိုတော့ဒီကောင်တွေကငါတို့လက်အောက်ကခဏငါတို့လွတ်ပေးထားတာပြီးရင်ငါတို့ကပြန်သိမ်းမှာဆိုတဲ့သဘောတရားနဲ့သဘောထားတယ်သို့တော်ညာလည်းပဲဝါတော့ ဝါတော့အိန္ဒိယမတိုင်ခင်အထိမှာအမေရိကန်ကအရန်တိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေကိုမရှုစိတ်နဲ့သူတို့ကအဆင်မပြေတော့အဲ့တော့ဆရာတို့ဝါတော့1812ကိုဆက်ပြီးတော့ဆင်နွှဲတယ်ဝါတော့1812ဆိုတာအကြမ်းမြင်ပြောမယ်ဆိုလို့ရှိရင်တော့ဘာလဲဆိုတော့ British နဲ့ American နဲ့ British နဲ့ American ရေလို့ဖြစ်လာတဲ့နယ်မြေနဲ့စပြီးတော့တိုက်ခဲ့တဲ့စစ်ပွဲဒီနည်းပြောရရင် British နဲ့13ကိုလိုနီနဲ့ဖြစ်တဲ့ဒုတိယမြောက်စစ်ပွဲလို့ပြောလို့ရတယ်အဲ့တော့ War of 1812ကို overall လေးပြန်ရှင်းပြရရင်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ American ရဲ့ soldier တွေတနည်းပြော sailor တွေပြောတာလေ American ရဲ့ဟာလာဒီ Atlantic Ocean မှာဒီရောင်းဝယ်ဖောက်ကားမှုလုပ်နေကြတဲ့သင်္ဘောသားတွေကို British ကနေပြီးတော့အတင်းအဓမ္မခေါ်ဆောင်ပြီးတော့မှသူတို့ရဲ့ရေတပ်ထဲကိုထည့်တယ်နောက်တစ်ခုကကျတော့စီးပွားရေးကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့မင်းတို့ဘာမလုပ်ရညာမလုပ်ရဆိုပြီးတော့ restriction တွေလုပ်တယ်ပြီးတော့သူတို့ကအဓိကကတော့ဘာလဲဆိုတော့ British ပိုင်တဲ့ကနေဒါကိုလည်း United States ကသိမ်းကျင်တယ်အမှအဲ့တော့အချင်းချင်းကတယောက်နဲ့တယောက်ကတစောင်းသေးတဲ့မျက်ကြီးလိုဖြစ်နေတဲ့အချိန်မှာ United States ကလည်းကနေဒါကိုသိမ်းကျင်တယ်တစ်ဖက်ကလည်းUnited States ကိုလည်း British ကသိမ်းကျင်တယ်အဲ့လိုသူသိမ်းကျင်ကိုသိမ်းကျင်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်British sailor တွေကိုဒီ British American ရဲ့ sailor American သင်္ဘောသားတွေကို British ရဲ့ရေတပ်ထဲကိုအတင်းအဓမ္မထည့်တာတွေပြီးတော့ကုန်သွယ်မှုနဲ့ restriction တွေလုပ်တာတွေဒါမျိုးတွေလုပ်တယ်ဒါကြောင့်မလို့စစ်ပွဲရဖြစ်ခဲ့တာအဲ့တော့ဒီနေ့ပြောရရင်တော့အကြောင်းမရှိအကြောင်းချပြီးတော့တိုက်တဲ့စစ်ပွဲပေါ့ကွယ်နှစ်ဖက်လုံးက
အဲ့လိုစစ်ပွဲဖြစ်တယ်အဲ့ချိန်မှာဆိုလို့ရှိရင် Native American တွေကို British က support ပါတယ်ဆိုတဲ့အကြောင်းပြချက်ဒီနေ့ပြောရရင်အဲ့ဒီ American လို့စပြီးတော့တီထောင်ကနေပြီးတော့သူတို့က Indian အနေနဲ့စစ်ဖြစ်နေရတာ Native American အနေနဲ့စစ်ဖြစ်နေရတာဘာလို့လဲဆိုတော့နယ်မြေတွေလိုချင်လို့ပေါ့အဲ့တော့ Indian War လို့ခေါ်တယ် Native American အနေနဲ့ဖြစ်တဲ့စစ်ပွဲတွေကတောက်လျှောက်ပဲသူတို့နယ်မြေတွေကိုသိမ်းတယ်မကျေနပ်တဲ့သူကပြန်တိုက်တယ်အဲ့လိုသဘောတရားနဲ့အမြဲတမ်းစစ်ဖြစ်နေကြရတာဒါကြောင့်မလို့အဲ့ဒီစစ်ပွဲတွေမှာ British ကနေပြီးတော့ဟာလာ13ကိုလိုနီဘက်မှာရှိတဲ့ဒီနေ့ပြောရင် American ဘက်မှာရှိတဲ့ဒီဟိုဟာတွေကိုပေါ့နော် Native American တွေကို support ပေးတယ်လက်နက်အင်အားထောက်ပံ့ပေးတယ်ဆိုပြီးတော့ American ပြောတယ်ဆိုတော့ဒီအချက်တွေကြောင့်မကျေနပ်တာပေါ့ပြန်ခြုံငုံပြီးပြောရမယ်ဆိုရင် American ရဲ့သမောသားတွေကို British ကရေတပ်ထဲကိုတင်းမှထည့်တာတို့ပြီးလို့ရှိရင်ကုံသွဲရေးပိတ်ဆို့မှုတွေလုပ်တာတို့နောက်ပြီးလို့ရှိရင် Native American တွေကို British ကထောက်ပံ့ပေးပြီးတော့မှ United States ကိုပြန်တိုက်ခိုင်းတာဒီလိုအချက်အကြောင်းအရာတွေကြောင့်မလို့ဒုတိယမြောက်စစ်ပွဲကစပြီးတော့ဖြစ်တယ်အဲ့စစ်ပွဲနာမည် War of 1812လို့ခေါ်တယ်အဲ့စစ်ပွဲမှာဆိုလို့ရှိရင် American ကနေပြီးတော့မှ British ရဲ့ကနေဒါကိုဝင်သိမ်းပြီးတော့မှစတိုက်တယ်သို့တော်ညာလည်းပဲနှစ်ဖက်လုံးအပြန်အလှန်စစ်ပွဲတွေဖြစ်အပြီးမှဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဘယ်သူမှမနိုင်မဲနဲ့ territory change နယ်မြေအပြောင်းလဲမရှိဘဲနဲ့အဆုံးသတ်သွားတယ်ဒီနည်းပြောရရင်ကနေဒါကိုဝင်သိမ်းတဲ့ American ရဲ့အစီအစဉ်ကြာရှုံးခဲ့တယ်ဒါပေမဲ့အဲ့စစ်ပွဲရဲ့ထူးခြားချက်အနေနဲ့ American ရဲ့ဆုံးရှုံးမှုတွေတစ်ခုကတော့ဘာလဲဆိုတော့ American ရဲ့ White House အိမ်ဖြူတော်ကြီးကမီးလောင်သွားခဲ့တဲ့အဲ့စစ်ပွဲမှာ British တွေမီးရှို့ခဲ့တာနောက်တော့ American ရဲ့ independence ကပို့ပြီးတော့ခိုင်မြဲသွားတယ်။ဒီနည်းပြောရင်အဲ့ဒီစစ်ပွဲမတိုင်ခင်တုန်းက American တွေကိုဟလာ British တွေကငါတို့ပြန်တိုက်ရင်နိုင်ပါတယ်ဆိုပြီးတော့သဘောထားတဲ့အဆင့်ကနေဒီစစ်ပွဲလဲပြီးတော့ဟာငါတို့လက်ခွင့်ငါတိုက်တာမနိုင်ဘူးဟာဆိုရင်သဘောတရားကြီးပြန်ဖြစ် sorry အဲ့တော့ငါတိုက်တာမနိုင်ဘူးဟာဆိုပြီးတော့ပုံစံပြန်ဖြစ်သွားတာပေါ့။အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကဲတိုက်တာမနိုင်တော့ဘူး American ရဲ့ independence ဒီပို့ပြီးတော့လွတ်လပ်သွားတယ်။ဒီနည်းပြောရင်ခိုင်မာတဲ့နိုင်ငံတစ်ခုဖြစ်လာတယ်ဆိုတဲ့ပုံစံပေါ့နော်။အဲ့တော့ဒီနည်းပြောရရင် American ဒီပုံမူပြီးတော့အင်အားကြီးလာတယ်ဒီလိုသဘောတရားအဲ့တော့ဒီစစ်ပွဲရဲ့ output အနေနဲ့ American ကတော့မနိုင်လိုက်ပေမဲ့ဒီပြောရရင်သူ့ရဲ့ကျူးကျော်ကနေဒါကိုကျူးကျော်ခြင်းမနိုင်လိုက်ပေမဲ့လေသူကအကျိုးမြတ်တွေရခဲ့တယ်နောက်တစ်ခုကတော့စောနာကဆရာပြောတဲ့ westward expansion နဲ့မှာဖြစ်ခဲ့တဲ့ကောင်ကသိလား westward expansion အနောက်ရက်သို့နယ်မြေချဲ့ထွင်ကြတဲ့အခါမှာ Mexico ပိုင်နဲ့ Texas ဆိုတဲ့နယ်မြေလေးရှိတယ်ဒီနယ်မြေလေးပေါ့ဒီနေ့ခေတ်မှာ Texas ပြည်နယ်ဖြစ်လာမယ့်နယ်မြေလေးအဲ့ဒီနယ်မြေကနေပြီးတော့ American တွေကိုဝင်ဖို့ကြိုးစားတယ်အဲ့ဒီခေတ်မှာအနောက်ဘက်ကိုနေမြေချဲ့ထွင်နေတဲ့ American ကလည်းသဘောတူလက်ခံတဲ့အချိန်မှာ Mexico ကမကျေနပ်ဘူးလေငါတို့ရဲ့နယ်မြေကိုမင်းတို့ကသိမ်းပိုက်ဖို့ကြိုးစားတာအဲ့တော့လက်မခံဘူးဆိုပြီးတော့ Mexico နဲ့ American နဲ့ Texas ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ပွဲဖြစ်ကြတယ်နောက်ဆုံးတော့ဘယ်သူနိုင်သွားကြတယ်ထင်တယ်ထုံးစံအတိုင်းပဲရွှေဘပဲပေါ့ American ပဲနိုင်တာပေါ့အဲ့တော့မင်းသားပဲနိုင်တာဟုတ်တယ်မလားဘယ်သူနဲ့တိုက်တယ်အဲ့တော့ American ပဲအဲ့စစ်ပွဲမှာအနိုင်ရရှိခဲ့တယ်အဲ့တော့ detail လေးဆက်ပြောရအောင်အဲ့တော့ဒီစစ်ပွဲမှာဆိုလို့ရှိရင် Texas ကိုကျူးကျော်တယ် Texas ကိုကျူးကျော်တယ်လို့ခေါ်တာပေါ့နှီးပြန်တော့ Texas ကိုသိမ်းပိုက်တယ်ပေါ့ကွယ်အဲ့တော့ Texas ကိုသိမ်းပိုက်တယ်နောက်တော့ border ဘိုင်းဆိုင်ရာနယ်မြေဘိုင်းဆိုင်ရာပြဿနာလေးတွေဖြစ်တယ်နောက်တစ်ချက်ကတော့ US ရဲ့ manifest destiny ကြောင့်ခဏဆရာရှင်းပြသလိုပဲ manifest destiny ကသူတို့ရဲ့ democracy ကိုအနောက်ရက်သို့နယ်မြေချဲ့ထွင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ democracy ကိုပြန့်နှံ့အောင်လုပ်မယ်ဆိုတဲ့အယူဆဒါကြောင့်မလို့ Mexico နယ်မြေတွေကိုသိမ်းနိုင်ရင်လည်းကောင်းမှာပဲဆိုပြီးတော့အဲ့ဒီမှာ Mexico နဲ့ United States နဲ့စစ်ဖြစ်ခဲ့တယ်အနိုင်ရရှိသွားတဲ့သူကတော့ United States ပဲဒါကြောင့်မလို့ Mexico အနေနဲ့နယ်မြေတော်တော်များများကို United States ကိုပေးခဲ့ရတယ်နောက်တစ်ချက်ရှိသေးတယ်တဲ့ဘာလဲဆိုတော့သူက Mexico ကနေပြီးတော့ US က California နဲ့ New Mexico ကိုလိုချင်တာဒါကြောင့်မလို့သူ့ကိုရောင်းဖို့ပြောတယ်ဒါပေမဲ့ Mexico ကမရောင်းခဲ့ဘူးဒါကြောင့်မလို့ဘာဖြစ်သွားလဲဆိုတော့စစ်ပွဲကဆက်ဖြစ်တာအဲ့တော့ပြောချင်တာကတော့ဂျားထဲမှာမကြေအချက်တွေအများကြီးဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ United States ဒီMexico ကိုကျူးကျော်တိုက်ခိုက်ခဲ့တယ်ပေါ့ကွယ်ဟုတ်ပြီအဲ့တော့ Mexico ကျူးကျော်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲအပြီးမှာဆိုလို့ရှိရင် United States ကဘယ်နယ်မြေတွေကိုရသွားလဲဆိုတော့ဒီဘက်မှာရှိတဲ့ဒီနေ့ခေတ် California Los Angeles ကြားဘူးတယ်မလားကြားဘူးလားကြားဘူးပါဆရာအဲ့ Los Angeles တို့ဘာလာပြီးတော့ဘာလိနာမည်တောင်မေ့ပါပါပြည်နိုင်ငံဟိုတစ်ခုနာမည်ထားပါတော့ Los Angeles တို့ပြီးတော့တခြားဒီ Nevada တို့ပါတော့အဲ့ဒီပြည်နယ်ဘက်တွေပေါ့နော်ဒီမှာ California ရှိတဲ့နေရာတွေပြီးရင် California တို့ New Mexico Arizona Nevada အဲ့လိုမျိုးအများကြီးဒီနားကနေမြေအများကြီးဒီနေ့ခေတ်လူတွေအများကြီးနေကြတဲ့နေမြေတွေကိုသူတို့ကရရှိခဲ့တယ်ဒီနေ့ပြောရရင်တော့ Texas ကောင်းမှုအကြောင်းပြုပေါ့နော်Texas ကိုတိမ်းလို့ပြန်တိုက်တဲ့ Mexico တွေကို American တွေကတဖန်ပြန်တိုက်ပြီးတော့ဒီနေမြေတွေကိုပါရယူလိုက်တယ်
ဒါကြောင့်မလို့ American ရဲ့နေမြေကဒီနေ့ခေတ်လို့စပြီးတော့ပုံပေါ်လာတယ်အဲ့ဒီအချိန်မှာဒီဘက်က Oregon Country လို့ခေါ်တဲ့နေမြေလေးဒီနေမြေတွေကိုလည်း British အရင်တော့ထိန်းသိမ်းထားတဲ့နေမြေတွေကို British နဲ့သဘောတူညီမှုရပြီးတော့ပိုင်ယူခဲ့တယ်ပေါ့ကွယ်ဒီနေ့ပြန်တော့ဝယ်တဲ့သဘောတရားပါပဲပြီးတော့ဒီအောက်မှာရှိတဲ့ Florida ဘက်ချမ်းကိုလည်းစပိန်စီကနေပြီးတော့ဝယ်ယူခဲ့တယ်ပြောချင်တာကဒီနေ့ခေတ် American လို့ဖြစ်လာအောင်တဖြည်းဖြည်းနဲ့သူတို့ကအနောက်ဘက်ကိုနေမြေချဲ့ထွင်ခဲ့ကြတာကိုပြောချင်တာဆိုတော့အဲ့ဒီစစ်ပွဲပြီးမှဆိုလို့ရှိရင်မက္ကဆီကိုကနေမြေတွေဆုံးရှုံးသွားတယ်အမေရိကန်ကနေမြေတွေအများကြီးရရှိလိုက်တယ်အဲ့တော့ USK 9000လို့9သိန်းလို့ခေါ်တယ်9သိန်း square mile ဆိုတော့တော်တော်များတဲ့ပမာဏပဲဒီနေ့ခေတ် California, Nevada, Utah, Arizona ပြီးတော့ New Mexico ဒီနယ်မြေတွေကိုရရှိလိုက်တယ်နောက်တော့ Manifest Destiny အရာဒီလားဒီမြောက်အမေရိကတစ်ခုလုံးကိုပိုင်အောင်လုပ်မယ်ဆိုတဲ့ American ရဲ့အကြံအစီလဲအောင်မြင်ခဲ့တယ်ပေါ့ကွယ်ဟုတ်ပြီဒီစစ်ပွဲလည်းပြီးတော့ဗာဆက်ဖြစ်ကြလဲဆိုတော့ဆက်ပြောကြရအောင် American Civil War ဆက်ဖြစ်တယ်အဲ့တော့ American Civil War အကြောင်းလေးနည်းနည်းဆက်ပြောကြမယ်နော် overall ပဲဆရာပြောပြမယ်နော်အဲ့တော့ Civil War မတိုင်ခင် American ဘယ်လိုမျိုးဒီနေ့ခေတ်လို့ဖြစ်လာခဲ့တယ်လဲဆိုတာကိုရကြမလားရကြလားအားလုံးရပါတယ်ဆရာရပါတယ်ဆရာကျတို့တနားကြီးလေးပြည့်သွားပြီဆိုတော့မေးခွန်းလေးနည်းနည်းလေးဖြည့်ကြည့်အောင် Civil War မတိုင်ခင်လေးမှာဘာမေးကြရှိသေးလဲမေးကြလေးရှိရင်မေးကြပါဦးအဲ့တော့ဆရာ9မိနစ်လောက်ခဏနားပြီမယ်အပေါ်ပါသွားရေတောက်ပါညာလောက်ကြအောင်ဆိုရှယ်တခါလေးပြောတာပြင်းစရာကောင်းတယ်ခဏလောက်ဆရာတို့မှာပြန်စကြမယ်8နာရီ9မိနစ်ဆိုတော့12မိနစ်လောက်မှာပြန်စကြမယ်နော်9မိနစ်လောက်ခဏနားပြီမယ်ရေလေးပါလေးထားတော့အညောင်းလေးပါလေးဖြည့်လောက်ကြအောင်ခဏအုံနောက်လေးအနားပေးကြအောင်ဖုန်းကြီးတော့ကိုင်းမနေကြနဲ့ဟိဖုန်းကိုင်းတာအုံနောက်နားပေးတာမဟုတ်ခဏနားမယ်နော်
Hello တက်တန်ကြားလားအားလုံးပြန်ရောက်ကြပြီလား ရောက်ပါပြီဆရာ သမီးတွေကြတော့ပြန်လို့လားသမီးကတိတ်ရအောင်ပါလားတိတ်ရအောင်ငါခေါင်လေဆရာပြောပြမယ်ပြင်သစ်ဆိုတာတတင်းကိုနီလောက်ကိုဘယ်လိုလုပ်ရောက်မှာလဲကွာမင်းကလေပြင်သစ်ရဲ့ပိုင်တဲ့နယ်မြေကပဲရောက်သွားမှာလေတတင်းကိုနီဘက်မှာအဲ့ဒီတုန်းကပြင်သစ်ရဲ့ပိုင်တဲ့နယ်မြေအကုန်လုံးတောင်မရောက်ဘူးအဲ့ဒီဆောင်းနာကမစ္စစ္စပီမြစ်ရဲ့ဘေးကနေရာလေးတချို့ပဲရောက်တာအဲ့တော့ပြင်သစ်ဆိုတဲ့နိုင်ငံကြီးကဥရောပတိုက်မှာရှိရလေကွာအဲ့တော့ပြင်သစ်ကိုလက်အောက်ရောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဥရောပတိုက်ကိုသွားသိမ်းမှရမှာပေါ့စစ်ပွဲမှာနိုင်သွားတယ်ဆိုတာကပြင်သစ်တနိုင်ငံလုံးနိုင်သွားတာမဟုတ်ဘူးအဲ့ဒီစစ်ပွဲမှာပြင်သစ်ကအရှုံးပေးပြီးတော့မှအဲ့ဒီနယ်မြေတနည်းပြောရင်အဲ့ဒီမျက်နှာစစ်မျက်နှာမှာ British ကနိုင်သွားတာဒီလိုသဘောတရားစစ်ပွဲတစ်ပွဲလုံးကိုနိုင်သွားပြီးတော့သွားသိမ်းလိုက်တာမျိုးမဟုတ်ဘူးပြင်သစ်တနိုင်ငံလုံးကလည်းပျောက်ကွယ်သွားတာမျိုးမဟုတ်ဘူးသူကအဲ့နယ်မြေအပိုင်းမှာဆိုလို့ရှိရင်စာချုပ်ချုပ်ပြီးတော့မှဒီနယ်မြေတွေကိုငါတို့တော့ရှုံးတယ်မင်းတို့ပေးမယ်ဆိုပြီးတော့ Mississippi ဘက်အချမ်းနယ်မြေတွေကိုပေးလိုက်ရတာဒီလိုသဘောတရားနော်ပြင်သစ်ရဲ့နယ်မြေတချို့ရှုံးသွားတာအဲ့လိုမျိုးပြင်သစ်တနိုင်ငံလုံးကိုသိမ်းသွားတာဒီနေ့ခေတ်ပြင်သစ်ဘယ်ရှိအောင်မှမလဲကွာမင်းရတယ်ပြင်သစ်ကသူကသူဥရောပတိုင်းမှာရှိတဲ့နိုင်ငံလေသူစစ်ပွဲတစ်ပွဲကိုရှုံးသွားတယ်လောက်ပဲဒီလိုသဘောတရားကဲအဲ့တော့ American Civil War လေးကိုစပြောကြမယ်နော် Civil War ဘာကြောင့်ဖြစ်ဘာညာအားလုံးပြန်ရောက်ကြပြီလား ပြန်ရောက်ပါပြီဆရာ ဟုတ်ပြီအဲ့တော့ Civil War တောင်ဖြစ်တယ် Civil War အကြောင်းလေးစပြီးတော့ပြောကြရအောင်ဗျာအဲ့တော့ Civil War ဆိုတာဘယ်သူနဲ့ဖြစ်တဲ့စစ်ပွဲလဲဆိုတော့ American ရဲ့မြောက်ဘက်ပိုင်းနဲ့တောင်ဘက်ပိုင်းနဲ့ဖြစ်တဲ့စစ်ပွဲအဲ့တော့အဓိကဖြစ်ရတဲ့အကြောင်းရင်းလေးတွေကိုနည်းနည်းလေး point out လုပ်ပြီးပြောပြရအောင်အဲ့ Civil War ဘာကြောင့်ဖြစ်တာလဲနည်းနည်းပြောကြည့်ပါဦးထင်တာလေးတွေ Civil War ဘာကြောင့်ဖြစ် ကျော်စနစ်ကိုနှိမ်နင်းလို့ ကျွန်တော်စနစ်ကြောင်မလို့ဖြစ်ရှားသူတွေရောကျွန်တော်စနစ်ကြောင်မယ်လားလက်ခံကြရပါအားလုံး လင်ကွန်းကြောင့်အဗရန်လင်ကွန်း လင်ခွင်းကြောင့်ဖြစ်တာလင်ခွင်းမဟုတ်ရင်မဖြစ်ဘူးပေါ့လို့လား မဟုတ်လေဆရာအချက်တွေအများကြီးတည်းမှာတစ်ချက်လေ โอเคပါCivil War ဖြစ်ရတဲ့အကြောင်းရင်းလို့ပြောလိုက်ရင်ဆရာတို့အချက်တွေအများကြီးရှိတယ်အဓိကအချက်အနှစ်ချုပ်ကိုပြောပါဆိုလို့ရှိရင်တော့အဲ့ဒါက Constitution လို့ခေါ်တဲ့ American ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်အဲ့ဒီဥပဒေအရပြည်နယ်နဲ့ state နဲ့ federal နဲ့ဆိုပြီးတော့အဓိကအဲ့ဒီကြားထဲမှာကွဲပြားတဲ့အချက်ပဲအဲ့တော့တစ်ချက်တည်းပြောပါဆိုလို့ရှိရင်တော့ state government တနည်းပြောရရင်ပြည်နယ်တွေရဲ့ dominant ဖြစ်လို့တဲ့ state sovereignty လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအချက်ကြောင့်မလို့ဖြစ်တာလို့ခေါ်တယ်အဲ့တော့လူများစုကတော့ slavery ကြောင့်ဖြစ်တယ်လို့ထင်ကြလိမ့်မယ်ဒုတော်ညာလေးပဲအဲ့ဒါကအဓိကပြဿနာမဟုတ်ဘူးအဓိကပြဿနာဘာလဲဆိုတော့ဆရာပြောပြမယ်Civil War မတိုင်ခင်တုန်းက American ရဲ့တောင်ဘက်နဲ့မြောက်ဘက်ဆိုပြီးတော့နှစ်ချမ်းမကွဲသေးဘူးပေါ့အဲ့ဒီခေတ်ကာလတွေမှာဆိုလို့ရှိရင် American ရဲ့မြောက်ဘက်အချမ်းဒီနည်းပြောရရင်ဆရာတို့အခုမြင်နေရတဲ့အထက်ကမှအပြာရောင်လေးနဲ့ကွတ်ထားတဲ့အချမ်းတွေပေါ့နော်ဆိုတော့ဒီဘက်အချမ်းတွေဒီအဓိကဘာဖြစ်တယ်လဲဆိုတော့ Industrial Revolution လို့ခေါ်တယ်စက်မှုတော်လှန်ရေးဖြစ်တာစက်မှုတော်လှန်ရေးဆိုတာကအရင်တုန်းကလက်နဲ့လုပ်တဲ့လုပ်ငန်းတွေကနေဆက်နဲ့လက်တွေ့လုပ်ငန်းတွေအဖြစ်ကိုပြောင်းလဲလာကြတယ်။ဒါကြောင့်မလို့အဲ့ဒီနိုင်ငံကတဖြည်းဖြည်းနဲ့တိုးတက်လာပြီးတော့မှအဲ့ဒီနယ်မြေပိုင်းမှာဆိုရင်စက်ရုံအလုပ်ရုံတွေပေါ်လာတယ်ဟလာမြို့ပြလူဦးရေတွေပေါ်ပေါက်လာပြီးတော့မှဒီနေ့ခေတ်လိုမြို့ပြလူနေမှုအဆင့်အတန်းတစ်ခုကိုမြင့်လာတာဒီလိုအခြေအနေမျိုးအဲ့တော့မြောက်ဘက်ပိုင်းတွေကဘာဖြစ်လဲဆိုတော့ Industrial Revolution ကြောင့်မလို့အခြေအနေကောင်းလာတဲ့အချိန်မှာတောင်ဘက်ပိုင်းတွေကကြတော့သူတို့ရဲ့အဓိကစီးပွားရေးကဝါဂွန်တို့ဒီဆေးဘက်ကြီးတို့ဒါမျိုးတွေအဓိကစိုက်ပျိုးရေးပေါ့နော်တောင်ဘက်ပိုင်းတွေကအဓိကစိုက်ပျိုးရေးကိုအဓိကအားထားရတဲ့အချိန်မှာမြောက်ဘက်ပိုင်းတွေက industrial ဘက်ကိုအားထားကြတယ်သူတို့ရဲ့စီးပွားရေးပုံစံချင်းကမတူကြတော့ဘူးဒါပေမဲ့တခုထူးခြားတာကဘာလဲဆိုတော့တောင်ဘက်ပိုင်းတွေရဲ့စီးပွားရေးပုံစံမှာအဓိကအကျဆုံးအရာလို့ပြောလိုက်ရင်ကျွန်နေပဲအနည်းပြောရရင်အဲ့ဒါကို slave labor လို့ခေါ်တယ်ကျွန်လုပ်သားတွေပေါ့အဲ့တော့စိုက်ပျိုးရေးဆိုတာကလည်းဟလာနယ်ဘက်ကသူတွေဆိုသိလိမ့်မယ်ဘယ်လောက်ထိခွန်အားကုန်တယ်လဲဆိုတာပေါ့နော်အရင်ခေတ်တုန်းကဒီနေ့ခေတ်လို့ဒီထွန်စက်တွေပါတယ်ပေါ်ရင်တော့မပြောလို့ဒါပေမဲ့မပေါ်ခင်တုန်းကဆိုလို့ရှိရင်ဧကပေါင်းတန်းပေါင်းများစွာကျယ်လှတဲ့လဲကွင်းကြီးတွေထဲမှာစိုက်ပျိုးရေးလုပ်ဖို့ဆိုတာကအင်မတန်မှကိုအားလို့တယ်လုပ်အားလို့တယ်ဒါကြောင့်မလို့အဲ့လိုလုပ်အားတွေအတွက်လူတွေကိုခန့်လို့မရအောင်သူတို့ဒီကျွန်တွေကိုဝယ်ပြီးတော့မှတုံးကြတယ်ကျွန်နဲ့ပုံမှန်အလုပ်သမားရိုး labor နဲ့ဘာကွာလဲဆိုတော့ကျွန်တွေကတစ်ခါဝယ်ပြီးသွားရင်သူတို့ကိုကျွေးရုံပဲမကျေနပ်ရင်တက်ပြစ်လို့ထိရတယ်သူတို့ပိုင်တဲ့လူဖြစ်သွားတယ်အဲ့တော့လူကိုလူချင်းပြောင်းဝယ်သဘောတရား
အဲ့တော့အဲ့ကျွန်းတွေကဘယ်ကလာလဲဆိုတော့အာဖရိကတိုက်ဖက်ကကိုလိုနီပြုတ်ထားတဲ့နယ်မြေတွေတနည်းပြောရရင်အင်္ဂလန်တို့ပြင်သစ်တို့အဲ့ကိုလိုနီပြုတ်ထားတဲ့နယ်မြေကလူတွေကိုကျွန်းဖြစ်နဲ့ရောင်းစားပြီးတော့မှအဲ့ဒီကျွန်းတွေကိုသူတို့ကမသေးမချင်းခိုင်းစားတယ်သူတို့ရဲ့မျိုးစုတနည်းပြောရရင်မျိုးနွယ်စုကဒီကျွန်းရဲ့သားမွေးလာတဲ့သားကိုလည်းကျွန်းဖြစ်နဲ့ဆက်ခိုင်းလို့ရတယ်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့လောက်အားလားကလည်းပေးစရာမလိုဘဲနဲ့ဒါထမင်းကျွေးထားရုံနဲ့ရတဲ့လောက်အားကိုလိုချင်တဲ့အတွက်တောင်ဘက်ပိုင်းဒီကျွန်းတွေကိုအားကိုးပြီးတော့မှအဓိကစိုက်ပျိုးရေးကိုလုပ်တယ်ဒါကြောင့်မလို့မြောက်ဘက်ပိုင်းနဲ့တောင်ဘက်ပိုင်းမှာစပြီးတော့ sectionalism ဆိုတာကိုမင်းတို့သိဖို့လိုလာတယ်ဒီနေရာမှာ sectionalism အကြောင်းလေးနည်းနည်းရှင်းပြပေးမယ် sectionalism ပေါ့ sectionalism ဆိုတာကအခြေအနေတစ်ခုနိုင်ငံအတူတူပဲသို့တော်ညာလည်းပဲမတူညီတဲ့ဒီ interest တွေပေါ့နော်မတူညီတဲ့စိတ်ဝင်စားမှုတွေဖြစ်လာတာဘယ်လိုမျိုးလဲဆိုတော့ဆရာအဲ့ဒါလေးကိုအကြမ်းမြင်လေးပြောပြပေး sectionalism အကြောင်းကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင် north နဲ့ south နဲ့ခွဲပြောပြပေးမယ်အဲ့တော့မြောက်ဘက်ပိုင်းကသူတွေဒီအဓိကဘာကိုအားကိုးလဲဆိုတော့ industry လို့ခေါ်တယ်စက်ရုံလုပ်ရုံတွေကိုအားကိုးတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တောင်ဘက်ပိုင်းကသူတွေက agriculture လို့ခေါ်တယ်စိုက်ပျိုးရေးပေါ့နော် sorry agriculture လို့ခေါ်တယ်စိုက်ပျိုးရေးကိုအဓိကအားထားကြတယ်အဲ့ဒီအချိန်မှာမြောက်ဘက်ပိုင်းကသူတွေကကြတော့သူတို့ရဲ့ policy တွေထုတ်တဲ့ policy တွေမှာဆိုလို့ရှိရင်သူတို့ကဒီ industry ကို support လုပ်နိုင်မဲ့ trade policy တွေပေါ့နော်ကုသရေးဝယ်ရေးဆိုင်ရာ policy တွေကိုအဓိကအားထားကြတယ်အထူးသဖြင့်ဘယ်လို policy မျိုးလဲဆိုတော့ high tariff လို့မျိုးပေါ့ TARIF tariff လို့ခေါ်တယ်အဲ့ဒါဘာလဲသိကြလား TARIF ပြောတာပါ sorry သိကြလားအခွန် ဟွန်း ဘာကွန်နော် ဒီချက်ဒီပို့ရဒီ อืมတနည်းပြောရရင်နိုင်ငံအတွင်းကိုဝင်လာတဲ့ကုန်ပစ္စည်းတွေပေါ်မှာကောက်တဲ့အခွန်မျိုးကိုခေါ်တာ tariff ဆိုတာအဲ့တော့သူတို့ကဘယ်လိုမျိုးလဲဆိုတော့ tariff မြင့်တယ်ဆိုလို့ရှိရင်နိုင်ငံရဲ့အခွန်ပေါ့နော်နိုင်ငံတွင်းကိုသွင်းတဲ့ပစ္စည်းတွေအခွန်မြင့်လာမယ်မြင့်တော့ဈေးကလည်းမြင့်လာမယ်ဒီလိုသဘောတရားပဲအဲ့တော့ tariff မြင့်လာလို့ရှိရင်ဟလာဒီထားပါတော့မြန်မာနိုင်ငံမှာရှိတဲ့ဒီကုန်ပစ္စည်းပဲထားပါတော့မြန်မာနိုင်ငံကနေပြီးတော့ကိုယ်ပိုင်ထုတ်နိုင်တဲ့ကုန်ပစ္စည်းနဲ့နိုင်ငံခြားကဝင်တဲ့ကုန်ပစ္စည်းဆိုရင်ဘယ်သူကဈေးပိုကြီးတယ်လဲဆိုတော့နိုင်ငံခြားကဝင်တဲ့ပစ္စည်းကဈေးပိုကြီးတယ်ဘာကြောင့်လဲဆိုတော့သူတို့ပေါ်မှာအဲ့လိုမျိုးအခွန်တွေကောက်ထားလို့အဲ့လိုမျိုးအခွန်ကို tariff လို့ခေါ်တာနိုင်ငံခြားဝင်တဲ့ပစ္စည်းဒီမြန်မာနိုင်ငံကိုအခွန်ပေးရတယ်ဒါကြောင့်မလို့ပိုဈေးကြီးတယ်ပိုဈေးကြီးတော့လူတွေကပြည်တွင်းထုတ်ကုန်တွေကိုဝယ်ကြတယ်ပြည်တွင်းထုတ်ကုန်တွေကိုဝယ်ကြတော့နိုင်ငံရဲ့စီးပွားရေးကကောင်းပြီးတော့မှပို့ပြီးတော့လည်ပတ်လာတယ်အဲ့ဒါလိုပဲတစ်ချိန်တည်းမှာပဲနိုင်ငံခြားစီကလည်းအမြတ်အစွန်းရတယ်ဒီလိုပုံစံမျိုးဒါကြောင့်မလို့ tariff ကိုမြင့်ကျင်ကြတာကမြောက်ဘက်ကသူတွေတောင်ဘက်ကသူတွေကကြတော့ဘာလုပ်ချင်လဲဆိုတော့ tariff ကိုနှိမ်ကျင်တာဘာဖြစ်လို့နှိမ်ကျင်တာလဲဆိုတော့သူတို့ရဲ့အဓိကစီးပွားရေးကစိုက်ပျိုးရေးဖြစ်တယ်ကွာစိုက်ပျိုးရေးဖြစ်တဲ့အတွက်သူတို့စားလို့မကုန်ဘူးသူတို့သုံးလို့မရအောင်သူများနိုင်ငံကိုပြန်တင်ပို့မှသာလေသူတို့ကစီးပွားဖြစ်တာဒါကြောင့်မလို့သူများနိုင်ငံကိုပြန်တင်ပို့ရောင်းချဖို့အတွက်ကိုယ့်နိုင်ငံကသာစီးကျက်ခွန်တွေမြင့်ထားမယ်ဆိုလို့ရှိရင်သူများနိုင်ငံကလည်းကိုယ့်နိုင်ငံအပေါ်မှာပြန်ပြီးတော့မြင့်ထားမှာဒီနေ့ခေတ်လိုမျိုးဒေါ်နယ်ထရန့်ကဘယ်နိုင်ငံအပေါ်မှာတော့အခွန်50%ကောက်မယ်ဟလာဘယ်နိုင်ငံအပေါ်မှာတော့ဘယ်လိုကောက်မယ်ဒီလိုတွေပြောနေတယ်ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ကျတော့ဒီလိုမျိုးဒီသူများနိုင်ငံကဝင်တဲ့အခွန်တွေဥပမာထားပါတော့ကနေဒါပေါ်မှာ50%ကောက်မယ်လို့ပါလို့ဆိုလို့ရှိရင်အဲ့ကနေဒါနိုင်ငံကဝင်တဲ့အမေရိကန်နိုင်ငံထဲကိုဝင်တဲ့ပစ္စည်းတွေအပေါ်မှာသူကအခွန်ကို50%တိုးပြီးတော့ကောက်လိုက်တာဒီလိုသဘောတရားဒီလိုဖြစ်တဲ့ result ကဘာဖြစ်တာလဲဆိုတော့ကုန်ပစ္စည်းတွေဈေးကြီးလာမယ်အဲ့ဒါလိုပဲတစ်ဖက်ကကနေဒါကလည်းအမေရိကန်ပေါ်မှာအခွန်ပြန်ကောက်လို့ရှိရင်နှစ်ဦးနှစ်ဖက်ကအကျိုးသိပ်မရှိတော့ဒီလိုသဘောတရားဖြစ်သွားတယ်ဒါကြောင့်မလို့ဆရာတို့ကအဲ့လိုမျိုးဒီတစ်ဖက်ကအခွန်ပြန်ပြီးတိုးကောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုန်ပစ္စည်းတွေတင်ပို့တဲ့နေရာမှာတောင်ဘက်ကကြတော့အဆင်မပြေတော့ဘူးသူတို့ကုန်ပစ္စည်းတွေအရန်ဈေးကြီးတယ်အဲ့တော့လူတွေမဝယ်ကြတော့ဘူးမရောင်းရတော့ဘူးဒီလိုဖြစ်လာတယ်ဒါကြောင့်မလို့ low tariff လို့ခေါ်တယ်သူတို့ရဲ့စီးကျက်ခွန်တွေကိုနှိမ်ချင်ကြတယ်ဒီလိုသဘောတရားတစ်ဖက်ကကျတော့ slavery ကို support တဲ့ policy တွေကိုလိုချင်ကြတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အဓိကစီးပွားရေးက slavery ဖြစ်နေတာ哦ဆရာအဲ့မှာသူတို့တောင်းတဲ့ဂျုံတွေကလူမဲဂျုံတွေပဲလူမဲတွေပဲကျွန်းနေဆိုတာအာဖရိကဆရာပြောတာပဲအာဖရိကတိုက်ကလာတဲ့လူတွေလို့အခုပြောနေတာတွေကိုတဲ့ exam မှာဆိုအလွတ်မှတ်ထားဖို့လို့လားအဲ့ဒါတွေကဆရာပြောပြမယ်ဒီနေ့ဆရာရည်ရွယ်ချက်ကမင်းတို့ကို overall ပြန်နှွေးပေးတဲ့သဘောတရားပဲအဲ့တော့အခုကြမှာတခုမှမသိသေးဘူးဆိုရင်တိသွားရုံလောက်ပဲပြောလို့ရမှာသိလားဟိုလိုမျိုးကြီး social study အကုန်လုံးကိုတိသွားတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်မှာမဟုတ်အဲ့တော့ဒါတွေကအလွတ်မှတ်ထားဖို့လို့လားဆိုရင်တော့သိရင်တော့ပိုကောင်းတယ်သိရင်ဖြေလို့ပိုကောင်းတယ်အဲ့အကြောင်းကိုဆရာပြီးမှပဲ session ပြလိုက်မယ်နော် social study ဘယ်လိုဖြေမလဲပါညာပြီးမှပဲ session ပြလိုက်မယ်လောလောဆယ်စာလေးပြီးအောင်သွားလိုက်အောင်အဲ့တော့တောင်ဘက်ပိုင်းနဲ့မြောက်ဘက်ပိုင်းပေါ့နော်
ခုနှစ်အဲ့လိုမျိုးတွေကောက်ကြတယ် sorry အဲ့လိုမျိုးတယောက်နဲ့တယောက်ကြားထဲမှာအမြင်တွေမတူတော့ဘူးတနည်းပြောရရင် self interest ဖြစ်လာတယ်တောင်ဘက်ပိုင်းကလည်းငါတောင်ပိုင်းသားကွာတို့ငါမြောက်ပိုင်းသားကွာတို့ဒီလိုမျိုးလူတွေကိုယ်တိုင်ကိုကသူတို့ရဲ့ဒီအပိုင်းကိုဆွဲလာကြတယ်ပေါ့နော်အဲ့တော့ self interest လို့ခေါ်တယ်သူတို့ရဲ့ဒီနယ်မြေကိုဆွဲလာကြတယ်တနည်းပြောရင်ငါကအမေရိကန်နိုင်ငံသားကွာဆိုတဲ့အစားသူတို့ကငါကတောင်ပိုင်းသားကွာငါကမြောက်ပိုင်းသားကွာဒါမျိုးအယူအဆတွေဖြစ်လာတယ်အဲ့တော့ကိုယ်ပိုင် self interest ကိုပဲဂရုစိုက်ပြီးတော့မှအမေရိကန်နိုင်ငံသားအနေနဲ့အမေရိကန်နိုင်ငံတော်ကြီးကိုတိုးတက်အောင်လုပ်ရမယ်အစားမြောက်ပိုင်းသားအနေနဲ့မြောက်ပိုင်းကိုတိုးတက်အောင်လုပ်ချင်တယ်မြောက်ပိုင်းကိုဟလာတောင်ပိုင်းသားတွေကိုဗလိမ့်မယ်မြောက်ပိုင်းသားတွေကိုအမွှန်းတင်မယ်ဒါမျိုးလုပ်လာကြတယ်ဒီလိုမျိုးအခြေအနေမျိုးကိုဘယ်လိုခေါ်လဲဆိုတော့ sectionalism လို့ခေါ်တယ် sectionalism ရဲ့အဓိကအကြောင်းရင်းဒီပါလဲ union interest instead of union interest union ရဲ့ interest အစားကိုယ်ပိုင် interest ကိုယ့်ရဲ့ပြည်နယ်ရဲ့ interest ဒီနည်းပြောရင် self interest ကို focus ထားလာကြတယ်။ဘာကြောင့် focus ထားရလဲဆိုတော့တယောက်နဲ့တယောက်ကဖြစ်ချင်တဲ့ဆန္ဒတွေအယူအဆတွေမတူလို့ပေါ့အဲ့တော့အယူအဆတွေမတူလို့ရှိရင်တော့သဘောထားကွဲလွဲမှုတွေဖြစ်ရင်တော့လမ်းခွဲရမှာပဲ။မဟုတ်လို့ရှိရင်လမ်းခွဲကြမှာပဲပြောတာပါလေ။ဘာဖြစ်လို့လဲဆိုတော့မတူတဲ့သူတွေကပေါင်းလို့မရဒီလိုသဘောတရားပဲ။အဲ့တော့တယောက်နဲ့တယောက်စပြီးတော့ကွဲပြားလာတယ် industry တစ်ဖက်က culture agriculture ဟလာတစ်ဖက်ကစိုက်ပျိုးရေးလုပ်တယ်တစ်ဖက်ကကုန်ထုတ်လုပ်မှုလုပ်တယ်တစ်ဖက်က tariff ကိုမြင့်နေတယ်တစ်ဖက်က tariff ကိုနှိမ့်နေတယ်တစ်ဖက်ကကျွန်စနစ်ကိုဖျက်သိမ်းနေတယ်တစ်ဖက်ကကျွန်စနစ်ကိုထောက်ခံတယ်ဒီလိုမျိုးတွေအချင်းချင်းကွဲထွက်လာကြတဲ့အချိန်မှာဆိုလို့ရှိရင်စပြီးတော့ beef တွေများလာတယ်ပေါ့နော်ဒီပြဿနာလေးတွေများလာတယ်အဲ့ဒီအချိန်မှာဆရာတို့ဘာထက်ဖြစ်လဲဆိုတော့ဒီပြည်နယ်အတီကဘလို့ all လဲဆိုတော့ state right လို့ခေါ်တယ်အဲ့တော့ကွာ slavery ကျွန်စနစ်ကြီးကတရားမျှတမှုမရှိဘူးဟဲ့လားကျွန်စနစ်ကိုဖျက်သိမ်းနေတယ်ဒါမျိုးတွေလူတွေကပြောလာကြတာပေါ့ဒါမျိုးတွေပြောလာတော့မြောက်ဘက်ပိုင်းကနေပြီးတော့ဖျက်သိမ်းဖို့လုပ်တယ်အဲ့ဒီအချိန်မှာတောင်ဘက်ပိုင်းကပြောတာကငါတို့မှလည်း state right လို့ခေါ်တယ်ကိုယ်ပိုင်အခွင့်အရေးရှိတယ်အဲ့တော့ကျွန်စနစ်ကိုငါတို့ထားခြင်းထားလို့ရအောင်ဖျက်သိမ်းကြမလို့ဘာကြောင့်လဲဆိုတော့ state right လို့ခေါ်တယ် constitution ကိုအတည်ပြုခဲ့တော့ပြည်နယ်တွေမှာကိုယ်ပိုင်အခွင့်အရေးရှိတယ်လို့မင်းတို့ကပြောခဲ့တယ်ဒါပေမဲ့အခုကျတော့ union လုပ်ချင်တာကိုလုပ်နေရတယ်ငါတို့ပြည်နယ်တွေဂူးမဆိုင်ဘူးနီးပြောရရင်ငါတို့ပြည်နယ်တွေမှာရပိုင်ခွင့်တွေမရှိတော့ဘူး state right မရှိတော့ဘူးဆိုပြီးတော့ဖြစ်လာတယ်အဲ့ဒီမှာပြည်နယ်နဲ့ union နဲ့စပြီးတော့အကွဲအပြဲဖြစ်လာတယ်နောက်ပိုင်းမှာတော့အေဗရာဟင်လင်ကွန်းကသူသမ္မတဖြစ်လာရင်ကျွန်စနစ်ကိုတရားဝင်ဖျက်သိမ်းပေးရမယ်လို့ပြောခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့သူလည်းသမ္မတဖြစ်လာရောဒီတောင်ဘက်ပိုင်းကနေပြီးတော့မြောက်ထဲကနေတရားဝင်ခွဲထွက်သွားတယ်။ဒီနည်းပြောရရင်တက်တီးတဲ့နိုင်ငံတခုတည်ထောင်ဖို့အတွက်ခွဲထွက်သွားတယ်။အဲ့လိုတီးတဲ့ထောင်ခဲ့တဲ့နိုင်ငံကို Confederate State လို့ခေါ်တယ် Confederate State of America နဲ့ Union ဆိုပြီးတော့နှစ်မျိုးကွဲသွားတယ်နှစ်နိုင်ငံကွဲသွားတယ်တစ်ဖက်က Union ဒီနေရာက Union အပြာလေးနဲ့ Union ဖြစ်ပြီးတော့ဒီအနီလေးနဲ့ကကြတော့ Confederate State of America လို့ခေါ်တယ်တောင်ဘက်ပိုင်းနေရာတက်ခွဲထွက်သွားတယ်အဲ့တော့မှခွဲထွက်သွားတဲ့နိုင်ငံနှစ်ခုဖြစ်သွားတယ်အဲ့ဒီချိန်မှာဆိုရင်ဂျားထဲမှာနေတဲ့ပြည်နယ်လေးတွေလည်းရှိသေးတယ်ဗျသူတို့ကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့သူတို့ကကြတော့ဒါ boundary state တွေလို့ခေါ်တယ်သူတို့ကကြတော့မင်းတို့တောင်ဘက်မှာလည်းမပါဘူးမြောက်ဘက်မှာပါလည်းမပါဘူးမင်းတို့ဖြစ်တဲ့ကိစ္စမှာငါတို့ကဝန်မပါဘူးဆိုတဲ့လူမျိုးတွေပေါ့ကွယ်အဲ့ဒီတော့ကြမှာအဲ့မှာစစ်ပွဲစဖြစ်ကြတယ်စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းကတော့အဲ့ဒါကြောင့်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်မကျေနပ်ဘူးလင်ကွန်းသမ္မတဖြစ်လာတော့ခွဲထွက်သွားတယ်အဲ့ဒီမှာစစ်ပွဲတွေဖြစ်ကြတယ်တနည်းပြောရင် American အချင်းချင်းပြန်တက်တဲ့တမိုင်းမှာအဆိုးရွားဆုံးသောစစ်ပွဲကြီးပဲ American တမိုင်းမှာပြောတာပါလေအဲ့အမေရိကန်တမိုင်းမှာဖြစ်ခဲ့တဲ့စစ်ပွဲတွေအများကြီးပဲတို့တော့ညာလည်းပဲစေဘယ်ဝါလောက်ဟလာလူ6သိန်းလောက်တည်ခဲ့တဲ့စစ်ပွဲဆိုတာမရှိသေးဘူးဒါအပြင်အဲ့လောက်အထိပေါ့နော်ဒီအမေရိကန်အချင်းချင်းပြန်တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုစေဘယ်ဝါလောက်အထိလေပျက်စီးဆုံးရှုံးမှုကြီးတာမရှိခဲ့ဘူးအရှက်ရဆုံးစစ်ပွဲလို့ပြောလို့ရတယ်အဲ့စစ်ပွဲဖြစ်တယ်ဖြစ်တော့ကြတော့ဘယ်သူနိုင်သွားလဲဆိုတော့နောက်ဆုံးမှာတော့ Union နိုင်သွားပြီးတော့ဂျွန်စနစ်ကိုဖျက်သိမ်းပြီးတော့မှတောင်ဘက်ပိုင်းကိုလည်းပြန်လည်ပူးပေါင်းဖို့စ조사နိုင်ခဲ့ကြတယ်ပေါ့ကွယ်အဲ့တော့နိုင်ရတဲ့အကြောင်းရင်းတွေထဲမှာဆိုလို့ရှိရင် Emancipation Proclamation ဆိုတဲ့အချက်တွေလည်းပါတယ်။ဒီနည်းပြောရရင်တောင်ဘက်မှာရှိတဲ့ကျွန်းတွေကိုဟလာ Emancipation Proclamation ကိုထုတ်ပြန်ကြေညာပြီးတော့မှမင်းတို့ကတော့တရားဝင်လွတ်မြောက်သွားပါပြီ။တောင်ဘက်မှာရှိတဲ့ကျွန်းတွေကတော့လွတ်မြောက်ပြီးတော့ Union ကြီးနဲ့ပူးပေါင်းကြပါဆိုပြီးတော့ဟလာကျွန်းတွေကိုစစ်တပ်ထဲကိုထည့်ပြီးတော့မှပြန်တိုက်တာတောင်ဘက်ကိုပြန်တိုက်တာမျိုးတွေဒါတွေလည်းရှိခဲ့တယ်။အဲ့တော့ဘာကြောင့်စစ်ပွဲမှာအနိုင်ရရှိခဲ့တာလဲဆိုတော့မြောက်ဘက်ပိုင်းကခဏနော်ရေးကြည့်လို့နေခဏလေးနော်sorry ပါကလေးတို့အဲ့တော့ဘယ်သူနိုင်သွားလဲဆိုတော့ Union နိုင်သွားတယ်။ဘာကြောင့်နိုင်တာလဲဆောနာဆရာပြောသလိုပဲပထမတစ်ချက်ကကြတော့ American နေအနေနဲ့ sorry Union အနေနဲ့ဟလာ
ကျွန်းတွေကိုတောင်ဘက်ပိုင်းမှာရှိတဲ့ကျွန်းတွေကိုလွတ်မြောက်ခွင့်ပေးပြီးတော့မှစစ်တပ်ထဲကိုထည့်ပြီးတော့တောင်ဘက်မြောက်ဘက်ပိုင်းကနေပြီးတော့ဗောနော်မြောက်ဘက်ပိုင်းရဲ့စစ်တပ်ထဲကိုထည့်ပြီးတော့ပြန်တိုက်ခဲ့လို့ပြီးတော့နောက်တစ်ချက်ကကျတော့ Union ကပို့ပြီးတော့အင်အားကြီးတယ်ကွာမင်းတို့ဒီနေ့ခေတ်ကွာမြို့ပြနဲ့ကြီးလက်နဲ့စစ်ဖြစ်ရင်ဘယ်သူနိုင်မလဲဆိုတာစဉ်းစားကြည့်ပေါ့လက်နက်အင်အားပိုင်းရောလူသူအပိုင်းရောဗျူဟာအပိုင်းရောဒီလိုမျိုးနည်းတွေပိုင်းမှာအစအဓိကကတော့စီးပွားရေးပိုင်းမှာပါအများကြီးအားသာနေတာအဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ဖက်ကဟလာတနက်ပြောင်းအစုပ်လေးနဲ့ကာနိုင်တဲ့အချိန်မှာတစ်ဖက်ကခင်မီလက်နက်တွေနဲ့ကာနိုင်တယ်တစ်ဖက်ကအင်အားတွေပို့ဖို့အတွက်လှဲတွေနွားတွေမြင်းတွေတုံးနေရတဲ့အချိန်မှာတစ်ဖက်ကဖောက်ပြီးသားယထာလန်းနေနဲ့ဟလာဒီ supply တွေအများကြီးပို့နိုင်တယ်ဒါမျိုးကြောင့်မလို့အခြေအနေရိတ်ခါတွေအများကြီးကွာတဲ့အတွက်ကြောင့်မလို့စစ်ပွဲမှာ Union ကအနိုင်ရရှိခဲ့တယ်တောင်ဘက်ပိုင်းကနေပြီးတော့လည်းမင်းတို့ပေါ်တူဂီရဲ့ဂျေးသားစစ်သားတွေငှားပြီးတော့တိုက်တယ်နော်ဒါကြီးလည်းပါသေးတယ်ဒါမဲ့လည်းမနိုင်ဘူးနောက်ဆုံးမှာတော့မြောက်ဘက်ပဲနိုင်ခဲ့တာပေါ့အဲ့စစ်ပွဲပြီးသွားတော့ဘာဖြစ်သွားလဲဆိုတော့အမေရိကန်နိုင်ငံကပြန်လည်ပြီးတော့စူးစီးသွားခဲ့ပြီးတော့သမ္မတအေဘရာဟင်လင်ကွန်းကစစ်ပွဲအပြီးမှာပဲလောက်ကျန်ခံခဲ့ရတယ်ပြသက်ယုံမှာကြည်နေနေပြသက်ကြည်နေနေအဲ့ဒီညမှာလင်ကွန်းကိုတနက်နဲ့ပြစ်ပြီးတော့လောက်ကျန်သွားတယ်ဘယ်သူကလောက်ကျန်တာလဲဆိုတော့တောင်ဘက်ပိုင်းကနေပြီးတော့ sympathizer လို့ခေါ်တယ်တောင်ဘက်ပိုင်းရဲ့တက်စာကန်ကနေပြီးတော့လောက်ကျန်သွားတယ်ပြီးလဲပြီးသွားရောလင်ကွင်းမတေခင်မှာလုပ်ခဲ့တဲ့30 amendment 40 amendment 50 amendment လို့ခေါ်တယ်30 amendment ကကျွန်းစနစ်ကိုဖျက်သိမ်းခဲ့တဲ့ abolishing slavery လို့ခေါ်တယ်40 amendment ကကြတော့အဲ့ဒီဖျက်သိမ်းပြီးသားစနစ်ကဖြစ်ခဲ့တဲ့ကျွန်းတွေကို citizenship လွတ်လပ်ရေးsorry နိုင်ငံသားဖြစ်ခွင့်ပေါ့အနည်းပြောရင် American နိုင်ငံသားအဖြစ်နဲ့သတ်မှတ်ပေးလိုက်တာပဲပြီးတော့50 amendment ကကြတော့ဘာလဲဆိုတော့အဲ့ဒီသတ်မှတ်ထားတဲ့ former slave အရင်တုန်းကကျွန်းတွေကို voting right ပေးခဲ့တာအဲ့တော့ပြန်ပြီးတော့အစီအစဉ်တကြပြောရမယ်ဆိုလို့ရှိရင်တော့ပထမအဆုံး30 amendment လို့ခေါ်တဲ့ amendment နဲ့ဒီကျွန်းတွေအကုန်လုံးကိုလွတ်မြောက်ခွင့်ပေးခဲ့တယ်ကျွန်းစနစ်ကိုဖျက်သိမ်းခဲ့တယ်40 amendment နဲ့ citizenship တနည်းပြောရရင်နိုင်ငံသားဖြစ်ခွင့်အရင်တုန်းကကျွန်းတွေကို American နိုင်ငံသားအဖြစ်အသိအမှတ်ပြုပါတယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တယ်50 amendment အနေနဲ့ voting right ပေးခဲ့တယ် okay ဒီချက်တွေပြီးသွားပြီအဲ့တော့ဆရာတို့ကျွန်းတွေလွတ်မြောက်သွားပြီပေါ့ကျွန်းစနစ်ကမရှိတော့သို့တော်ညာလည်းပဲကျွန်းနေဒီတရားဝင်ဖိနှိပ်မခံရတော့ဘူးလားဖိနှိပ်မခံရတော့ဘူးလားဒါပြီးသွားတော့ဟေးပြောကြအောင် ဖိနှိပ်ခံရတော့မှာ ဖိနှိပ်ခံရတော့မယ်သူတို့ဒီ citizenship ရပြီမဲ့နိုင်ငံသားဖြစ်ခွင့်ကိုရပြီမဲ့လေ second class citizen အနေနဲ့ဒုတိယတန်းစားနိုင်ငံသားအနေနဲ့ဆက်ပြီးတော့လက်ခံနေတော့မယ်ဒီနည်းပြောရရင်တော့တစ်ဆင့်နှိပ်နေတော့မယ် American white တွေထက်ဆိုင်ရင်ကျွန်းနေဖြစ်တဲ့ black လူမဲတွေကတစ်ဆင့်နှိပ်နေတော့မယ် okay ဆက်ပြောကြရအောင်အဲ့တော့မှဂျားထဲမှာဗာဆက်ဖြစ်လဲဆိုတော့ Spanish American War ဖြစ်တယ်စပိန်တွေကကျူးဘားနိုင်ငံကိုကျူးဘားနိုင်ငံကနေပြီးတော့စပိန်တွေလက်အောက်ကနေလွတ်လပ်ဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာ American ကကျူးဘားဘက်ကနေကူပြီးတော့မှစပိန်ကိုတိုက်ပေးခဲ့တယ်ဘာကြောင့်တိုက်တာလဲဆိုတော့ American ရဲ့ရေတပ်သင်္ဘောတစ်စီးကစပိန်တွေလက်ချက်ကြောင့်မလို့ပောက်ကွဲသွားတယ်ဒါကြောင့်မလို့စပိန်တွေကိုမကျေနပ်တဲ့အနေနဲ့ American ကစစ်ဖြစ်ခဲ့တယ်နောက်ဆုံးမှာ American ကနေပြီးတော့ဒီ overseas territory လို့ခေါ်တယ်အရင်တုန်းကစပိန်တွေပိုင်ခဲ့တဲ့ဖိလစ်ပိုင်တို့ကျူးဘားတို့ပေါ်တိုရီကိုတို့အဲ့လိုမျိုးကျွန်းနယ်မြေလေးတွေကိုသူတို့ရဲ့လက်အောက်ခံဖြစ်နေစပိန်လက်အောက်ကနေပြီးတော့သိမ်းပိုက်ရရှိနိုင်ခဲ့တယ်။အဲ့တော့ Spanish American War တို့ overall ပြောရမယ်ဆိုရင်စစ်ဖြစ်ရတဲ့အကြောင်းရင်းတွေကကျူးဘားကနေပြီးတော့စပိန်လက်အောက်ကနေလွတ်မြောက်ခွင့်ကြိုးစားတာကို American တွေကကူညီပြီးတော့မှတိုက်ခိုက်ပေးခဲ့တာနောက်တစ်ခုကကြတော့ American ရဲ့စစ်တပ်သင်္ဘောတစ်စီးကိုစပိန်ကဖောက်ခွဲရတဲ့အတွက်ကြောင့်မလို့သူတို့ကဖောက်ခွဲတယ်လို့ဆွဆွဲတယ်ပေါ့နော်ဒါကြောင့်မလို့စပိန်ကိုတိုက်ခဲ့တာနောက်တော့အဲအကြောင်းမလို့ဆရာတို့ဒီစပိန်ရဲ့ overseas ပိုင်တဲ့ဖိလစ်ပိုင်တို့ဘာလို့ဆိုရင်ဒါ American လက်အောက်ကနေပြီးတော့လွတ်လပ်ရေးယူထားတဲ့နိုင်ငံတွေပဲဒီနေ့ခေတ်မှာရင်တော့ဖိလစ်ပိုင်က American လက်အောက်ကနေလွတ်လပ်ရေးယူထားတာတခြားသူတွေကအင်္ဂလန်တို့ပြင်သစ်တို့လက်အောက်ကနေလွတ်လပ်ရေးယူကြတာအဲ့လိုမျိုးမတူဘူးနော်အဲ့တော့ impact of the war ကတော့ဘာဖြစ်သွားလဲဆိုတော့ Spain Empire ကြီးက American နဲ့စစ်ပွဲအပြီးမှာအဆုံးသတ်သွားခဲ့တယ်။နောက်တော့ကြတော့ American အနေနဲ့သူတို့က imperialism လို့ခေါ်တယ်။စောနကဆရာရှင်းပြတယ် colonization ပေါ့နော်။စပြီးတော့ American က colony နယ်မြေစပြီးရလာတယ်။တနည်းပြောရင် overseas colony ပေါ့ကွယ်။အဲ့တော့နယ်မြေရခြားက colony စပြီးတော့ရလာတယ်။ Puerto Rico တို့ Puerto Rico ပါမယ်ပြီးလို့ရှိရင်ဂူဟန်ပြီးရင်ဖိလစ်ပိုင်ကျူးဘားဒီနယ်မြေတွေကိုစပြီးတော့သူတို့ရဲ့ overseas territory အနေနဲ့သိမ်းပိုက်ရရှိခဲ့တယ်အဲ့ဒါပြီးရဲ့အပြီးမှာတော့ဖိလစ်ပိုင် American War ဆိုပြီးတော့ထပ်ဖြစ်သေးတယ်အဲ့ဒါဘာလဲဆိုတော့ American တွေလက်အောက်ကနေဖိလစ်ပိုင်တွေကတရားဝင်လွတ်လပ်ရေးကြီးညာတဲ့တရားဝင်လွတ်လပ်ခွင့်ရအောင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲပေါ့နော်ဒါတွေဘာတွေဆက်ဖြစ်ခဲ့သေးတယ်အဲ့ဒါပြီးတော့မှဖိလစ်ပိုင်တွေကဒီနေ့ခေတ်လို့လွတ်လပ်ရေးရသွားပြီတရားဝင်သူ့ရဲ့ဖွဲ့စည်းပုံနဲ့သူ့နိုင်ငံနဲ့သူဖြစ်လာခဲ့တယ်ပေါ့ကွယ်
ဟုတ်ပြီဒီထိရကြမလား Civil War ပြောသွားတယ်နောက်တော့ Spanish American War အကြောင်းပြောသွားတယ်ရမယ်နော် ရပါတယ်ဆရာ ဟုတ်ရပါ ရပါတယ်ဆရာ Okay အဲ့တော့ဒီစစ်ပွဲတွေကတော့ထားလိုက်ပါတော့တစ်ဖက်ကိုပြန်ကြည့်အောင် American ပြည်တွင်းကိုပြန်ကြည့်အောင်အဲ့တော့ American ပြည်တွင်းမှာစိုးပြေနေသလားဆိုတော့မစိုးပြေနေဘူးပြအဲ့ဒီကာလတွေကဘာတွေဖြစ်ခဲ့လဲဆိုတော့ Civil War အပြီးမှာဆိုလို့ရှိရင်လူမဲတွေကိုတရားဝင်ကြုံအဖြစ်နဲ့လွတ်မြောက်ခွင့်ပေးခဲ့ပြီးမြဲလေသူတို့ကို second class citizen လို့ခေါ်တယ်ဒုတိယတန်းစားလူတန်းစားအဖြစ်နဲ့ဆက်ပြီးတော့သတ်မှတ်နေတော့မယ်ဒါကြောင့်မလို့လူမဲတွေအနေနဲ့ကျောင်းနေအိမ်နေဒီလိုနေရာတွေမှာဆိုလို့ရှိရင်လေလူမဲမစားရစားတော့ဆိုင်နေလူမဲမသွားရတွိုင်းလက်တွေလူမဲမစီးရကားတွေလူမဲမတက်ရကျောင်းတွေဒါမျိုးတွေအများကြီးပေါ်ပေါက်လာပြီးတော့ဒီပြည်နယ်အစိုးရကိုယ်တိုင်ကဥပဒေနဲ့တကွာတရားဝင်ဖိနှိပ်ချုပ်ချယ်မှုတွေလုပ်လာတယ်အဲ့ဒါတွေကိုဘယ်လိုခေါ်လဲဆိုတော့ segregation လို့ခေါ်တယ်ဖိနှိပ်ချုပ်ချယ်မှုတွေလူမဲတွေကို second class citizen ဒုတိယတန်းစားလူမျိုးအနေနဲ့ခွဲခြားပြီးတော့မှဖိနှိပ်ချုပ်ချယ်မှုတွေလုပ်ကြတယ်အရင်တုန်းကတော့ဘာမှတစ်လုံးမှမသိတဲ့ကျွန်းတွေကနေပြီးတော့တဖြည်းဖြည်းနဲ့ဗဟုသုတရေရှာမိရဲ့ကျောင်းတွေတက်တယ်ပြီးတော့အသိပညာတွေရလာတယ်တွေးတဲ့ခေါ်တက်လာတဲ့အချိန်မှာတော့ငါတို့ကိုဒီလိုဖိနှိပ်လို့မရတော့ဘူးဆိုပြီးတော့တွေးခေါ်ကြတဲ့လူငယ်တွေတဲကမှခေါင်းဆောင်တွေပေါ်ပေါက်လာပြီးတော့လူမဲမျိုးသားလှုပ်ရှားရေးတနည်းပြောရရင်လူအခွင့်အရေးလှုပ်ရှားမှု Civil Rights Movement လို့ခေါ်တဲ့ကိစ္စတွေဖြစ်ခဲ့တယ် Civil Rights Movement တွေပေါ့နော် Civil Rights Movement လို့လည်းခေါ်ပါတယ်အဓိကကတော့ဘာကြောင့်လဲဆိုတော့လူအခွင့်အရေးအတွက်လှုပ်ရှားခဲ့ကြတဲ့ကာလတွေကိုခေါ်တယ်အဲ့တော့ Civil Rights ဆိုတဲ့လူအခွင့်အရေးတနည်းပြောရရင်တော့လူမဲတွေရဲ့အခွင့်အရေးအတွက်တိုက်ခိုက်ခဲ့ကြတဲ့စစ်ပွဲဆိုတာဟိုလိုဒီစစ်ပွဲလို့ထားချတာမဟုတ်နော်အဓိကကငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတယ်ပြီးတော့တရားရုံးမှာတရားစွဲတဲ့ Supreme Court case တွေပါမယ်ဥပမာ Brown versus Board of Education Literal 9 Universities of Mississippi ဒီ case တွေကလူမဲတွေနဲ့ဖြစ်ခဲ့တဲ့ဒီတရားရုံးမှာတရားစွဲခဲ့တဲ့ကိစ္စတွေကိုတရားမှာသိတာတဲ့အချက်တွေပေါ့ကွယ်အဲ့တော့ segregation တွေဖြစ်တယ်အဲ့တော့စောနာကပြောသလို segregation ဖိနှိပ်ချုပ်ချယ်မှုတွေဖြစ်တယ်ပြီးတော့ civil rights movement လို့ခေါ်တယ်ဒီပြန်လည်တွန်းလှန်တဲ့ဟလာဒီအကြမ်းမဖက်တော်လှန်ရေးကိစ္စတွေလုပ်တယ်ပြီးလို့ရှိရင်တောင်းဆိုတာတွေဆန္ဒပြတာတွေ non violent protest လို့ခေါ်တဲ့ဒါမျိုးတွေလုပ်တယ်အဲ့လိုတဖြည်းဖြည်းနဲ့မှကျတို့လူဖြူတွေကိုယ်တိုင်ကနှိပြောရင်လူဖြူလူငယ်တွေပိုင်းနေပေါ့ကွာသူတို့ကိုယ်တိုင်ကဟလာလူမဲတွေကိုဖိနှိပ်နေတာကတကယ်တော့သဘာဝမကျဘူးဘာဖြစ်ညာဖြစ်ပေါ့နော်ဒါမျိုးတွေပြန်လဲတွန်းလှန်ခဲ့တယ်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့လူမဲတွေရဲ့အခွင့်အရေးကလက်ခံရမယ်ဆိုတာကိုလူတွေကသိလာတယ် awareness ရလာတယ်အဲ့လိုနဲ့ခေါင်းဆောင်တွေရဲ့အကူအညီနဲ့နောက်ဆုံးမှာတော့ဘာဖြစ်သွားလဲဆိုတော့လူမဲတွေကိုလည်းတရားဝင်လက်ခံသွားခဲ့တယ်ဥပဒေနဲ့ထုတ်ပြီးတော့ပေါ့နော်အဲ့လို Civil Rights Movement တွေရဲ့အောင်မြင်မှုကဘယ်ကနေစလာလဲဆိုတော့ Civil Rights Act လို့ခေါ်တယ်Civil Rights Act လို့ခေါ်တယ်အဲ့ Act ဥပဒေနဲ့အတူတရားဝင်လူမဲတွေကိုမဖိနှိပ်ရဆိုတဲ့ဥပဒေကိုထုတ်ခဲ့တာအဲ့ Civil Rights Act လို့ခေါ်တဲ့ဥပဒေရဲ့ပြီးတော့ Civil ပါလေဒီ Voting Rights Act ရဲ့ဆိုပြီးတော့ဥပဒေနှစ်ခုရှိတယ်1946မှာလားမသိတေချာတော့ date ကိုမမှတ်မိတော့1940ကျော်မှာဒီ Civil War sorry ဒီယူရကဘာစေအဘီကာလာလောက်မှာဆိုလို့ရှိရင် Civil Rights Act တို့ပြီးလို့ရှိရင် Voting Rights Act တို့အဲ့လိုဥပဒေနဲ့အတူလူမဲတွေရဲ့အခွင့်အရေးကိုတရားဝင်လွတ်လပ်ခွင့်ပေးခဲ့ကြတယ်အစိုးရကိုယ်တိုင်ကပေါ့နော် United States ရဲ့ဒီunion ပေါ့နော်ဒီပြရတော့ government လုံးဝဟိုပါပေါ့ central government ကိုယ်တိုင်ကလွတ်လပ်ခွင့်ပေးခဲ့တာအဲ့ central government တွေ state government တွေကွဲနေတာတွေကဘာဒီမှန်းတော့မသိရင်လဲရတော့ရပါသေးတယ်ပြဿနာတော့မရှိဘူးခဏဟမ်ဘိုင်ဟောပါလေ Harry Potter အ အသက်ရှင်ရိုက်မှာ Snake ကိုလူမဲတယောက်ဆောင်ခဲ့မှာလေ အဲ့ဒါကတော့ဒီနေ့ခေတ်မှာဟလာ discrimination ကိုလုပ်ဖို့လူတွေကလူမဲထည့်ရရင်ကြိုက်ကြလို့ပေါ့ကွယ်ဒီလိုပဲထည့်မဲကြတာပါပဲဒီလိုပါပဲအဲ့ဒီထိရကြမယ်နော်ဒီထိရကြမလားအားလုံး ရပါတယ်ဆရာ ရပါတယ်ဆရာ ရပါတယ်โอเคအဲ့တော့ပထမကဘာစစ်ကိုဆက်ပြီးတော့သွားလိုက်ကြရအောင်ဆရာဒရဇက်ပြောနေတယ်ဆိုပေမဲ့
ခေါင်းထဲမှာမှတ်မိတဲ့လောက်လေးမှတ်မိမယ် recording လေးတွေပြန်ကြည့်ပြီးတော့တခုခုအကျိုးရှိမယ်လို့တော့ထင်ပါတယ်ဆရာလည်းပြောနေရတာတို့တရက်ထဲနဲ့ထည့်ပေးတဲ့ information ကတော်တော့များနေပြီအရင်တော့ကသိထားတဲ့သူလောက်ပဲအဆင်ပြေမှာဒီ workshop อ่ะလीကြားကြရမလား ရပါတယ်ရပါတယ်ဆရာ okay ဆရာထင်ပါတယ်အများစုကသင်ပြီးပြီစာမွေးဖြေဖို့ခက်ခဲနေရဒီလိုလူတွေပဲဖြစ်ကြမှာပါအဲ့တော့ဒီလိုလူတွေအတွက်ပဲလေဆရာကတကယ်တော့ရည်ရွယ်ပြီးတော့ဟိုစာတွေကို overall တညာလေးနဲ့ပြန်နှွေးလို့ရအောင်လို့လုပ်ပေးတဲ့သဘောပါပဲ okay ဗျာအဲ့တော့ဒီထဲမှာပေါ့နော်ဆရာတို့က Civil War အပေါ့ World War 1နဲ့ World War 2ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကို American ရဲ့ perspective ကနေချင်းကပ်ကြမှာဒီစစ်ပွဲတွေကိုဘာလို့ဖြစ်ညာလို့ဖြစ်ကသူတို့ဘာသာသူတို့ဥရောပတိုင်းမှာဖြစ်ကြတာဒါပေမဲ့ American ဘာလို့စစ်ပွဲတွေကိုဝင်လာလဲဆိုတာကိုဆရာတို့ focus ထားပြီးပြောမှာသို့တော်ညာလည်းပဲဆရာမင်းတို့ကြည့်ရတဲ့လောက်တော့တော်တော်များများလဲအခြေအနေတွေကိုတိတပြီးလောက်ပြီးလို့တော့ထင်ပါတယ်အဲ့တော့ဆရာတစ်ခုလောက်မေးကြည့်ခြင်းတယ်ဟိုရှာခိုင်းခြင်းတယ် research လေးနည်းနည်းလုပ်ကြည့်ပါ Google မှာရှာကြည့်လိုက်ပါအောင် Cause of World War 1ဆိုပြီးတော့ပထမကမ္ဘာစစ်ဖြစ်ရတဲ့အကြောင်းရင်းတွေကိုရှာကြည့်ပြီးတော့ဆရာကိုနည်းနည်းပြောပေးပါဘာကြောင့်ဖြစ်တာလဲပေါ့နော်နည်းနည်းတယောက်ချင်းလေးမေးကြည့်အောင်ဘာမှဖြစ်ဘူးမှားမှန်ကို Google မှာခောက်ထားတာတွေ့ရပြောပြရှာကြည့်ပါ Empire อืม nation နည်းနည်းဖတ်ပြီးပြောပြပါအောင်သေချာလေးရှင်းပြပါအောင်ဆရာအခုရှင်းပြမယ် အေးအခုရှင်းပြအောင်တစ်ခုလောက်သိရင်တစ်ချက်လောက်ရှင်းပြအောင်တဲ့ ဟိုဟာ imperialism empire တွေချဲ့ထွင်တာ ဟုတ်ပြီ imperialism ဟုတ် empire ချဲ့ထွန်းတာတနည်းပြောရရင် ဟုတ် colonization ပေါ့နော် ပြီးတော့ nationalism နိုင်ငံချစ်စိတ်တွေပြင်းပြင်းထန်ထန်တွေထကြွလာတာ ဟုတ်ပြီနိုင်ငံချစ်စိတ်တွေပြင်းပြင်းထန်ထန်နေထကြွဟုတ်ပြီကဲတခြားသူတွေရောဘာတွေတွေ့ကြသေးလဲပြောပါအောင်ဆရာဘာမှမဖြစ်ဘူးကိုတွေ့ရကိုပြောပြဿနာမရှိဘူးမှားမှန် ဆရာ militarism ပေါ့နော်သူကနိုင်ငံနဲ့တနိုင်ငံနဲ့ military power ကို compete လုပ်ရင်းနဲ့ ဟုတ် စ တ ဖြစ် ယ် တာ ဟုတ်တယ်ဗျာစစ်တပ်အင်အားကိုတနိုင်ငံနဲ့တနိုင်ငံပြိုင်ဆိုင်ကြရတယ်ပါတယ်ပြီးတော့အရေးကြီးဆုံးအချက်ကြီးတစ်ချက် missing ဖြစ်နေပါတယ် ပြီးတော့ Australia Hungary ကမင်းသားကျတော့ဟိုBosnia နိုင်ငံလားမသိဘူးအဲ့ကိုသွားတဲ့အခါမှာလှုပ်ကြံခံလိုက်ရလို့ ဟုတ်တယ်ဗျာအော်စတြီးယားဟန်ဂရီရဲ့အင်ရှေ့မင်းသားလောက်ကျန်ခံရတဲ့ကိစ္စပါတယ်တကယ်တော့အဲ့ဒါကဘယ်လိုလဲဆိုတော့ဒီဟိုပါပေါ့နော်ဗာလေအဲ့ဒါဘယ်လိုခေါ်တာဗာလေထားပါတော့ဟိုအမိုက်ကစားပြတ်တဲ့မီးလောင်လို့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ကောင်လေးကမီးဝါးလေးကိုအစာခတ်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲအဲ့လိုမျိုးအရင်တုန်းကကနေကတယောက်နဲ့တယောက်ကစစ်တပ်အင်အားလဲပြိုင်ဆိုင်ခဲ့ကြတယ်ဟဲ့လားဥရောပနိုင်ငံတွေပေါ့အဓိကတော့အင်္ဂလန်တို့ဂျာမနီတို့အော်စတြီးယားဟန်ဂရီတို့ပြင်သစ်တို့ရုရှားတို့ဒီနိုင်ငံတွေကအချင်းချင်းအင်အားချင်းပြိုင်ဆိုင်ခဲ့ကြတာတွေပါမယ်နောက်တစ်ခုကလေဇက်လားဘယ်သူတော့သူပို့လိုက်တဲ့ဟာအဓိကသိလားအဓိကပြဿနာအဲ့ဒါပဲအဓိကဒီ alliance လို့ခေါ်တယ်မဟာမိတ်ဖွဲ့တဲ့ကိစ္စတွေတယောက်နဲ့တယောက်ကကွာထားပါတော့ရုရှားရဲ့ဒီပြင်သစ်ရဲ့အင်္ဂလန်ရဲ့ကစာချုပ်ချုပ်ထားတာတယောက်နဲ့တယောက်ကာကွယ်ပေးမယ်ဆိုပြီးတော့တစ်ဖက်မှာလည်းရုရှားကဂျာမနီနဲ့သူ့ရန်သူနဲ့စစ်မတိုက်ကြီးဆိုပြီးတော့တစ်ခါစာချုပ်ချုပ်ထားပြန်ရောအဲ့လိုနဲ့ဆားဘီးယားနဲ့ကြတော့လေရုရှားကစာချုပ်ချုပ်ထားပြန်ရောအဲ့လိုပဲဂျာမနီကကြတော့အော်စတြီးယားဟန်ဂရီနဲ့စာချုပ်ချုပ်ထားတယ်စစ်မတိုက်ကြီးဆိုပြီးတော့အီတလီကကြတော့လေဂျာမနီနဲ့စာချုပ်ချုပ်ထားတယ် alliance အဲ့လိုမျိုးပေါ့ပြောချင်တာပါတယောက်နဲ့တယောက်ကအချင်းချင်း protect လုပ်ထားမယ်ဆိုပြီးတော့အဲ့လိုမျိုးဂတိကဝတ်တွေများလာတာပေါ့ဂတိကဝတ်တွေကဟိုလူနဲ့လည်းချုပ်ထားဒီလူနဲ့လည်းချုပ်ထားဆိုတော့တယောက်ကစစ်ပွဲဖြစ်လို့ရှိရင်သူတို့ကမပါမနေရဝင်ပါရတော့တာလူမျိုးတွေဖြစ်ကုန်တာဒါကြောင့်မလို့ alliance လို့ခေါ်တဲ့ဒီဘာမှမဟုတ်တဲ့ကွာအော်စတြီးယားနဲ့ဆားဘီးယားနဲ့ဖြစ်တဲ့စစ်ပွဲမှာရုရှားဝင်ပါလိုက်တဲ့အချိန်ကနေစပြီးတော့ဂျာမနီဝင်ပါရင်းနဲ့တကမ္ဘာလုံးစစ်ထဖြစ်သွားတာဒီလိုသဘောတရား
အဲ့တော့ alliance ဒီမဟာမိတ်ဖွဲ့ရအကြောင်းပါတယ်အရင်ကတည်းကလည်းတယောက်နဲ့တယောက်ကမကြည်နေတဲ့အတွက်ကြောင့်မလို့ military ဒီစစ်အင်အားပြိုင်ဆိုင်မှုတွေပါမယ် nationalism လူမျိုးချစ်စိတ်ဓာတ်တွေမျိုးချစ်စိတ်ဓာတ်တွေကြောင့်ပါမယ်နောက်တော့ကြတော့ဆောနာပထမအဆုံးပြောသွားတဲ့ imperialism ပေါ့ကွယ်ကိုလိုနီနယ်မြေတွေတယောက်နဲ့တယောက်လူရင်းနဲ့မကြေနဲ့ကြတာတွေဒါတွေအကုန်လုံးဒီ Austria-Hungary Empire ရဲ့အိမ်ရှိမင်းသားတပ်ဖြတ်ခံလိုက်ရတဲ့အချိန်ဆားဗီးယားကို Austria-Hungary ကတိုက်တဲ့အချိန်မှာရုရှားကဝင်ကူပေးလိုက်ရင်းနဲ့အဲ့လိုပဲတစ်ဖက်မှာလည်းဂျာမနီက Austria ဘက်ကဝင်ကူပေးလိုက်ရင်းနဲ့မှဖြစ်တဲ့စစ်ပွဲတွေရမလားအလုံး ဟုတ်ရပါတယ်ဆရာ ရပါတယ်ဆရာ ဒါက overall ပဲเนาะဒါပြောပြမယ်เนาะဒါ overall ပဲ detail ကိုတော့ဆရာဒီမှာပြောပြလို့အချိန်မမီတော့ပါဘူးအဲ့တော့ဒီတိုင်းပဲပြောပြလိုက်ပါမယ်အဲ့တော့ American ဘာလို့ဝင်ပါသလဲပေါ့နော်အဲ့ဒီမှာစစ်ပွဲရဲ့အစပိုင်းမှာဆိုရင်ဂျာမနီကနိုင်နေတာကွာသိလားဂျာမနီကနိုင်နေတယ်ပြင်သစ်နယ်စပ်နားအထိကိုကျူးကျော်လာပြီးတော့မှအဲ့ဒီမှာ trench war လို့ခေါ်တယ်စစ်ပွဲတွေဖြစ်နေကြတယ်ကရုတ်ချင်းတိုက်ပွဲပေါ့ဆရာဒီမှာပြောထားသလိုပဲကရုတ်ချင်းထဲမှာအချင်းချင်းဟိုဘက်ဒီဘက်တနက်တွေနဲ့ထပစ်ကြတယ်ကရုတ်ချင်းတွေတူးထားကြတယ်ဒါမျိုးတွေဇက်ကားထဲမှာလည်းကြာဘူးကြည့်ဘူးလိမ့်မယ်ဒီဒေးမှာလည်းဒီဒေးဆိုတဲ့ game မှာလည်းမင်းတို့စော့ဘူးချင်းစော့ဘူးကြလိမ့်မယ်စော့ဘူးကြလားမလျှော့ဘူးပေါ့ မစော့ဘူးရင်တော့ဇက်ကားတွေပါရောကြည့်ဘူးမှာပေါ့အဲ့မှာလေကရုတ်ချင်းထဲမှာအချင်းချင်းနေပြီးတော့မှတယောက်နဲ့တယောက်ဟလာဟိုဘက်ကတက်လို့မရဒီဘက်ကလည်းရှေ့တက်လို့မရချင်းချင်းဟိုဘက်ဒီဘက်ပြစ်ကြဒါမျိုးတွေလေ ဟုတ်ကြည့်ပါ အဲ့လိုမျိုးပေါ့နော်အဲ့လိုစစ်ပွဲတွေကအဓိကပဲမှာဖြစ်ခဲ့လဲဆိုတော့ World War 1ပထမကမ္ဘာစစ်မှာဖြစ်ခဲ့ကြတာအဲ့တော့ဟိုဘက်ကနေလာပြီးတော့ဒီဘက်ကခရုတ်ချင်းတွေကိုဟလာဘုံနေနဲ့ကျဲသွားတာတို့ဟိုဘက်ကနေလာပြီးတော့မှအစိမ့်ငွေဒီဓာတုဆေးတွေဓာတုဟိုပါပေါ့နော်လက်နက်တွေနဲ့ချသွားတာတို့ဒါမျိုးတွေလုပ်ကြတာဟုတ်အဲ့တော့အဲ့ခရုတ်ချင်းတိုက်ပွဲတွေကလည်းတော်တော်လေးဆိုးွားခဲ့တယ်တနည်းပြောရရင်ဘယ်သူမှရှေ့မဆက်နိုင်မင်းနဲ့ဟိုဘက်ကလည်းမနိုင်ဒီဘက်ကလည်းမနိုင်အဲ့လိုတွေဖြစ်နေတာအဲ့ဒီမှာtend လို့ခေါ်တဲ့တင်ငါးတွေကိုစပြီးတော့တီထွင်နိုင်တာဘာလို့လဲဆိုတော့ခရုတ်ချင်းတွေကိုဖြတ်ပြီးတော့မှတိုက်နိုင်အောင်လို့ပေါ့နော်ပထမကမ္ဘာစစ်အပြီးမှာအဲ့ပထမကမ္ဘာစစ်အပြီးမှာဆိုလို့ရှိရင် sorry အဲ့ပထမကမ္ဘာစစ်အပြီးမှာဆိုလို့ရှိရင်အဲ့ဒီကရုတ်ချင်းတိုက်ပွဲတွေအကြောင်းမလို့တင်ငါးတွေပါတွေပေါ်လာကြတာဒီလိုသဘောတရားပါပဲအဲ့တော့လူဝီဇီယားနားပြည်နယ်မှာဆိုလို့ sorry လူဝီဇီယားနားတင်မောကြီးမြုပ်တဲ့ကိစ္စလည်းဆက်ပြောအောင်မယ်ဟယ်လိုဆရာတန်ကြားလား ကြားပါရဲ့ ကြားပါရဲ့ဆရာ Okay အဲ့တော့ World War 1ရဲ့ဖြစ်ရတဲ့အကြောင်းရင်းတွေ American ဝင်ပါရတဲ့အကြောင်းရင်းတွေကိုနည်းနည်းလေးဆက်ပြောပြမယ်နော်အဲ့တော့ American ဝင်ပါရတဲ့အကြောင်းရင်းက American ရဲ့ Lusitania သင်္ဘောလို့ခေါ်တယ်ဒီတကယ်တော့အဲ့ဒါ American ဘိုင်းနဲ့သင်္ဘောတော့မဟုတ်ဘူးရဲ့အဓိကကလေအဲ့အင်္ဂလန်ဘိုင်းနဲ့သင်္ဘောအဲ့ဒီအင်္ဂလန်ဘိုင်းနဲ့သင်္ဘောပေါ်မှာ American တွေပါသွားတာပေါ့နော် American လူမျိုးတွေပါသွားတာအဲ့ဒီသင်္ဘောကိုဂျာမန်ကနေပြီးတော့မှဘုံနဲ့လှမ်းပစ်လိုက်တဲ့အချိန်မှာဒုံးကျည်နဲ့ပစ်လိုက်တဲ့အချိန်မှာပောက်ကွဲသွားတယ်သင်္ဘောကမြုပ်သွားတယ်British သင်္ဘောမြုပ်သွားတယ်။သို့တော်ညာလည်းပဲအဲ့ဒီပေါ်မှာ American တွေပါသွားတာဖြစ်တဲ့အတွက် American တွေအမြောက်အများ120ကျော်တည်သွားတာ။အဲ့တော့ကြတော့သူတို့ကအဲ့သင်္ဘောမြုပ်သွားတယ်။ဒီပြောရင် American တွေရဲ့လူတွေကိုလာထိတယ်ပေါ့နော်။ဒါကြောင့်မလို့ American ကစစ်ပွဲထဲမှာတရားဝင်ပါခဲ့တာ။အဲ့ဒီမတိုင်ခင်တော့ကြတော့သူကစစ်ပွဲထဲမှာမပါဘူး။သူကအပေါ်ကလူပဲ။သူကလက်နက်တွေထောက်ပံ့ပေးတယ်ပေါ့နော်ဒီလိုသဘောတရားပဲ။ဟုတ်ကဲ့ခါလိုက်ဟုတ်ကဲ့ခဏနော်အဲ့ကိစ္စဆရာနောက်မှရှင်းပေးမယ်အဲ့တော့ဆရာတို့အဲ့မှာဆက်ပြောကြမယ်ဆိုလို့ရှိရင်ဒါအဲ့မှာသင်္ဘောမြုပ်သွားတဲ့ကိစ္စပါမယ်နောက်တစ်ခုက Zimmerman Telegram လို့ခေါ်တယ် Zimmerman Telegram ဆိုတာဘာလဲဆိုတော့မက္ကဆီကိုနိုင်ငံပေါ့နော်မက္ကဆီကိုနိုင်ငံကိုဂျာမနီကနေပြီးတော့ပို့တဲ့ခြေနှမ်းတစ်ခုပေါက်ကြားသွားတာအဲ့ဒီခြေနှမ်းထဲမှာဘာပါလဲဆိုတော့အဲ့ဒီ Zimmerman sorry အဲ့ခြေနှမ်းထဲမှာဆိုလို့ရှိရင်အဓိကကတော့ကွာနိုင်ငံကိုဟလာဒီဂျာမနီကနေပြီးတော့မက္ကဆီကိုမဲဆွဲတာပေါ့နော်မင်းတို့ငါတို့အမေရိကန်ကိုသိမ်းတဲ့အချိန်မှာဝင်ပါမလားပေါ့ဝင်ပါမယ်ဆိုလို့ရှိရင်မင်းတို့ကိုအရင်တုန်းကအမေရိကန်တွေမင်းတို့စီကသိမ်းသွားတဲ့ဟလာမက္ကဆီကိုတို့နယူးမက္ကဆီကိုတို့ပြီးလို့ရှိရင်ဟိုပါပေါ့ကယ်လီဖိုးနီးယားတို့အဲ့ဒီနယ်မြေတွေငါတို့ပြန်ပေးမယ်ပေါ့ကွယ်တနည်းပြောအမေရိကန်ကိုသိမ်းပြီးတဲ့အချိန်မှာမင်းတို့အဲ့နယ်မြေပြန်ပေးမယ်မက္ကဆီကိုကငါတို့ဘက်ကနေပါပြီးတော့တိုက်ပေးဆိုပြီးတော့ဂျာမနီတွေကမဲသွားဆိုရမက္ကဆီကိုဖြစ်ချင်တော့အဲ့ဒီ Telegram ကပေါက်ကြားပြီးတော့မှအမေရိကန်တွေလက်ထဲကိုရောက်သွားတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့အမေရိကန်တွေကဟာငါတို့ကမရတော့ဘူးပေါ့နော်တိုက်မှရတော့မယ်ဆိုပြီးတော့သူတို့ဝင်တိုက်ကြတယ်စစ်ပွဲထဲမှာပေါ့နော်စစ်ပွဲက1914ကနေပြီးတော့1918တိဖြစ်ခဲ့တဲ့စစ်ပွဲပဲသို့တော်ညာလည်းပဲအမေရိကန်တွေဝင်ပါခဲ့တာကကျတော့1919ကျမှဝင်ပါလာတာတနည်းပြောရရင်ဗျာဘာကြီးတမင်ဟုတ်မဟုတ်ဆရာအတန်းတာမေးပါလို့
ဟမ်ဟော sorry အတိုင်းပါလို့ဆရာ 1914ကနေ1918တိဖြစ်ခဲ့တဲ့စစ်ပွဲမှာဆိုလို့ရှိရင်အမေရိကန်က1919ကျမှဝင်ပါခဲ့တာတနည်းပြောရင်စစ်ပွဲထဲမှာဝင်တာနောက်ကျတယ်အဆုံးသက်နှစ်တည်ကျမှဝင်ပါခဲ့တာသို့တော်ညာလည်းပဲအဲ့ဒီစစ်ပွဲရဲ့အကျိုးဆက်အနေနဲ့အမေရိကန်တွေကဒီစစ်ပွဲကိုအဆုံးသတ်ပေးခဲ့တာသူတို့လိုတောင်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ပွဲကြီးကိုဂျာမနီတွေဘက်ကဒီအားရော့တော့နှစ်ဖက်လုံးကစစ်ပန်းနေပြီကွာဒီလား။အဲ့လိုအခြေအနေမျိုးမှာအမေရိကန်ကစစ်ထဲကိုဝင်ပြီးတော့အားဖြစ်ပေးရဲ့အတွက်ကြောင့်မလို့တစ်ဖက်ကအားတာပြီးတော့အနိုင်ရသွားတာဒီလိုသဘောတရား။အဲ့စစ်ပွဲအပြီးမှဆိုလို့ရှိရင်ဂျာမနီကိုဘာဆိုင်စာချုပ်နဲ့ချုပ်ဆိုပြီးတော့မှစစ်တပ်အင်အားလျှော့ချတာတွေပြီးတော့စစ်ရော်ကြီးတောင်းတာတွေဒါတွေအများကြီးလုပ်ခဲ့တယ်ပေါ့ကွယ်။အဲ့ဘာဆိုင်စာချုပ်ကလည်းနာမည်ကြီးစာချုပ်ပဲ။အဲ့စာချုပ်ကြောင့်မလို့ဒုတိယကမ္ဘာစစ်ကဆက်ဖြစ်ရတယ်အဲ့လိုနဲ့စစ်ပွဲပြီးတော့ဆရာတို့ဒီ League of Nations တွေပါထောင်နေဂျာမနီကိုဟလာဒီပြစ်ဒဏ်တွေချတယ်ပေါ့ဘာမလုပ်ရညာမလုပ်ရဒါမျိုးတွေလုပ်တယ်အဲ့တော့တချို့ empire ကြီးတွေလည်းပျက်စီးသွားတယ်ပထမကမ္ဘာစစ်ထဲမှာဝန်ပါခဲ့ကြတဲ့ Ottoman Empire Austria-Hungary Empire ဒီလို empire ကြီးတွေလည်းစစ်ပွဲအပြီးမှာပျက်စီးသွားကြတယ်အဲ့စစ်ပွဲရဲ့အဆုံးသတ်အနေနဲ့တော့နေမြေအပြောင်းလဲတွေအများကြီးဖြစ်ခဲ့တယ်နေမြေပိုင်ဆိုင်မှုအပြောင်းလဲတွေဖြစ်ခဲ့တယ်ဂျာမနီနိုင်ငံလုံးဝပျောက်ဆုံးသွားတယ်ပေါ့အပျောက်ဆုံးသွားတာဖြစ်တဲ့လုံးဝပျက်စီးသွားတဲ့အခြေအနေကိုရောက်သွားတယ်ပထမကမ္ဘာစစ်အပြီးပေါ့အမေရိကန်ကတော့ဘာအကျိုးမြတ်လေးရခဲ့လဲဆိုတော့သူများတွေဒုက္ခရောက်ပြီမယ်အမေရိကန်ကအကျိုးမြတ်ရတယ်။ဘာလို့ဆိုစစ်ပွဲကသူ့နယ်မြေမှာဖြစ်တာမဟုတ်။သူကလက်နက်အင်အားကိုထောက်ပံ့ပေးရတယ်။ဆိုတော့အဲ့ဒီအချိန်မှာသူကကဘာကြီးပေါ်မှာဘယ်လိုဖြစ်လဲဆိုတော့အကောင့်တိုင်းကြံတဲ့လူတစုတွေကတယောက်ပဲ။ဒါကြောင့်မလို့သူဒီအင်အားပိုကြီးလာပြီးတော့မှသူတို့အဲ့တုန်းကရောင်းခဲ့ရတဲ့လက်နက်တန်ဖိုးတွေရောရှင်းကားခဲ့တဲ့ပတ်စံတွေရောကြောက်မလို့သူက leadership စဖြစ်လာတယ်။အဲ့ဒီမတိုင်ခင်တော့အမေရိကန်က world leader ကမ္ဘာ leader တယောက်မဟုတ်နေသေးဘူး။သူကပုံမှန်အင်အားကြီးနိုင်ငံတစ်နိုင်ငံပဲရှိသေးတယ်။သို့တော်ညာလည်းပဲအဲ့ဒီစစ်ပွဲအပြီးမှာတော့ world leader နေရာကိုတဖြည်းဖြည်းနဲ့စပြီးတော့ခြေချလာတယ်။ဒီနည်းပြောရရင် American ဒီ isolationist policy ပေါ့နော်။အဲ့ဒီမတိုင်ခင်တော့သူကျင့်သုံးတဲ့ policy က isolationist လို့ခေါ်တယ်။ကမ္ဘာကြီးနဲ့မပတ်သက်ဘူးသူကသူတီးတက်မယ်နေတာ။မင်းတို့ကမ္ဘာကြီးဥရောပမှာဘာဖြစ်ဖြစ်ငါတို့ကဝန်မပါဘူးဆိုပြီးတော့နေတာ။သို့တော်ညာလည်းပဲအဲ့ဒီပထမကမ္ဘာစစ်မှာတော့ဝန်ပါလိုက်အပြီးမှာသူတို့လည်းအဲ့လိုပဲအင်အားကြီးလာတယ်ဆိုပေမဲ့လည်းပေါ့နော်1920လောက်မှာတော့ပြန်ပြီးတော့ isolationist policy ကိုပြန်ကျင့်သုံးခဲ့တယ်။ဒီနေ့ပြောရတော့ကမင်းတို့ပထမကမ္ဘာစစ်မှာဝန်ပါပြီးသားပြီငါတို့ပုံမှန်အတိုင်းပဲကိုယ့်ကိုပြန်နေတော့မယ်ဆိုတဲ့ပုံစံပြန်နေတာပေါ့။အဲ့တော့အဲ့ဒီအချိန်မှာအမေရိကန်ကဒီနေ့ခေတ်လိုမဖြစ်လိုက်ဘူး။ war leading ပုံစံမျိုးမဖြစ်လိုက်ဘူး။သူ့ဘာသူပဲပြန်ပြီးတော့နေသွားတယ်။နောက်တော့ကျတော့ဆရာတို့အဲ့ဒီစစ်ပွဲအတွင်းမှာဆိုလို့ရှိရင်ဝင်ပြီးတော့တိုက်ခဲ့ကြတဲ့အမေရိကန်ဘက်ကဝင်တိုက်ခဲ့ကြတဲ့သူတွေထဲမှာလူမဲတွေလည်းပါတယ်။ဒါကြောင့်မလို့အဲ့ဒီလူမဲတွေ African American တွေနဲ့ပြီးတော့အဲ့ဒီစစ်ပွဲအတွက်မှာသွားတိုက်ရတဲ့ယောက်ျားသားတွေနေရာမှာအစားထိုးခဲ့ကြတဲ့အလုသမားအမျိုးသမီးတွေကလည်းအခွင့်အရေးတွေရလာတယ်။ဒီပြောရင်အဲ့စစ်ပွဲကြောင့်မလို့လေအမေရိကန်ပြည်တွင်းမှာကလူမဲတွေအပြင်အမျိုးသမီးတွေပါအခွင့်အရေးရခဲ့ကြတယ်။အရင်တော့ကအမျိုးသမီးတွေကလည်းဖိနှိပ်ခံလူဒန်းစားတွေပဲ။လူမဲတွေထက်တော့နည်းနည်းတားတယ်ဆိုပေမဲ့လည်းသူတို့ကဖိနှိပ်ခံရတယ်။အဲ့တော့တဖြည်းဖြည်းနဲ့သူတို့ရဲ့ role ကလည်းမြင့်လာတယ်ပေါ့ကွယ်ဒီလိုမျိုးပေါ့အဲ့တော့ပထမကမ္ဘာစစ်ပွဲမှာ British ရဲ့ပြင်သစ်ရဲ့ United States ရဲ့ Italy ရဲ့ Russia ရဲ့တစ်ဖက် Central Power ဘက်က Germany ရဲ့ Austria Hungary ရဲ့ Ottoman Empire ရဲ့ Bulgaria ရဲ့တစ်ဖက်တခြားနိုင်ငံတွေအများကြီးပါသေးတယ်တို့ညာလည်းပဲအဓိကတိုက်ခဲ့တဲ့နိုင်ငံတွေကတော့ဒီနိုင်ငံတွေပေါ့ပဲ Okay ဒါတော့ World War 1ပေါ့နော် World War 2ကကြတော့အဓိက largest and deadliest conflict ပဲဒီနေ့ခေတ်ကမ္ဘာကြီးမှာလူအသေးဆုံးစစ်ပွဲဒီနေ့ပြောရရင်လူအသက်တွေအများကြီးအကြီးဆုံးရှုံးခဲ့တဲ့စစ်ပွဲပဲအဲ့တော့ World War 2စစ်ပွဲမှာဆိုလို့ရှိရင်ဆရာတို့ကဘာကြောင့်ဖြစ်တာလဲဆိုတာကိုမပြောတော့ဘူးပြောလိုက်မယ်ပြောလိုက်အကျဉ်းချင်းပဲပြောလိုက်မယ်ဘာကြောင့်ဖြစ်တာလဲဆိုတော့ Treaty ဆိုတော့ဘာဆိုင်လို့ခေါ်တယ်ဘာဆိုင်စာချုပ်ကြောင့်ပထမကမ္ဘာစစ်အပြီးမှာစစ်ပွဲအဆုံးသတ်ချုပ်ခဲ့တဲ့ဘာဆိုင်စာချုပ်ကနေပြီးတော့မှဂျာမနီကိုအင်မတန်ဖိနှိပ်ခဲ့တယ်ဒါကြောင့်မလို့အဲ့ဒီဖိနှိပ်မှုကိုပြန်လဲတွန်းလှန်တဲ့အချိန်မှာဟစ်တလာလည်းအာဏာရလာတယ်ကြုံရောအဲ့ကိစ္စအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်ဟစ်တလာဘလို့အာဏာရလာလဲပေါ့နော်အဲ့ဒီကိစ္စကိုတော့ဆရာနောက်ရက်ကြုံမှပဲပြောတော့မယ်လောလောဆယ်ကတော့ဟစ်တလာအာဏာရလာတယ်အာဏာရလာပြီးတော့မှဂျာမနီကိုပြန်လဲဥဆောင်ပြီးတော့ဟလာစစ်ပွဲအပြီးမှာဖိနှိပ်ခံထားရတဲ့ဂျုံကြနေတဲ့နိုင်ငံကနေကမ္ဘာအင်အားကြီးနိုင်ငံဖြစ်အောင်ပြန်လဲပုံဖော်ခဲ့တယ်နောက်တော့စစ်ပွဲကိုဆက်လက်ဆင်နွှဲခဲ့တယ်မကြေပွဲပေါ့ကွယ်အဲ့တော့အဲ့စစ်ပွဲမှာဆိုလို့ရှိရင်အမေရိကန်ဝန်ပါရတဲ့အကြောင်းရင်းကတော့ဂျာမနီရဲ့ဂျပန်ရဲ့နောက်တော့အီတလီရဲ့ဆိုပြီးတော့တစ်ဖက်ဖြစ်ခဲ့ကြတဲ့စစ်ပွဲပေါ့အဲဒီစစ်ပွဲမှာအမေရိကန်ဝန်ပါရတာကဂျပန်တွေကအမေရိကန်ရဲ့ပလဲစိတ်ကန်းကိုဘုံကျဲတဲ့အတွက်ကြောင့်မလို့ဝန်ပါရတာပလဲစိတ်ကန်းကိုဘုံကျဲသွားတယ်နောက်တော့ကြတော့ British နဲ့ Soviet Union ပေါ့အဓိကကတော့သူတို့အကူအညီတွေအများကြီးပေးတယ်အဲ့ချိန်မှာကွာတနည်းပြောရင်ကမ္ဘာရဲ့ဒီမိုကရေစီကိုချင်းချောက်မှုတွေဖြစ်လာတယ်ဘာလို့အဲ့လိုဖြစ်လာလဲဆိုတော့ဂျာမနီဒီပြင်သစ်တနိုင်ငံလုံးတိမ့်လိုက်တာဆောနာကငါးကောင်ပြောတယ်ပြင်သစ်ကလက်အောက်ခံဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာမှဖြစ်တာ
ဂျာမနီဒီပြင်သစ်တနိုင်ငံလုံးကိုသိမ်းပြီးတော့ဟစ်တလာဒီပဲရစ်မြို့မှာဓာတ်ပုံတွေပါတောင်ရိုက်လိုက်သေးတယ်အဲ့လိုမျိုးအဲ့တော့ဂျာမနီရဲ့လက်အောက်မှာပြင်သစ်ကလုံးလုံးကိုကျသွားတာအဲ့ဒီစစ်ပွဲမှာအဲ့တော့တနိုင်ငံလုံးကျသွားရဲ့အဲ့တော့ဒီနည်းပြောရရင်တော့ကွာ British ပဲကြံတော့တယ်ပေါ့လေအဲ့လိုမျိုးဖြစ်နေတဲ့အချိန်နည်းပြောရရင် British နဲ့ Russia ပဲခံတိုက်နေရတဲ့အချိန်မှာဆိုလို့ရှိရင်ကမ္ဘာဒီမိုကရေစီပါအချိန်ချောက်ခံရဒီနည်းပြောရရင်ဂျာမနီရောဂျပန်ရောအင်အားကြီးလာကြတာပေါ့ကွဒီလိုချက်တွေကြောင့်ပေါ့နော်ဒီနေ့ဖုန်းကတော့ဖွားကြရှင်โอเคဆက်ပြောရအောင်အဲ့ဆရာတို့ဒီစစ်ပွဲပြီးမှအမေရိကန်အနေနဲ့ဘာအကျိုးမြတ်တွေရသွားလဲပေါ့နော်အဲ့ဒါကိုပြောရအောင်ဒီစစ်ပွဲမှာဆိုရင်လူပေါင်း60 million လောက်ကိုတည်ခဲ့တာဒါတော့ estimated နော်ခန့်မှန်းလို့ရတာပြောရရင်ဆရာတို့မြန်မာနိုင်ငံထက်ထောင်မှာလူကြီးပိုများသေးတယ်ပြောလို့ရတယ်တနိုင်ငံလုံးစားတာဆိုလူပေါင်းများစွာတည်ကြခဲ့ကြတာအဲ့လိုပဲဆရာတို့အဲ့ဒီအချိန်ရင်အပြီးတက်မှာဆိုလို့ရှိရင်ကိုလိုနီလဇင်လို့ခေါ်တယ်ကိုလိုနီဝါဒတွေလည်းအပြီးတက်သွားခဲ့တယ်ဘာကြောင့်အပြီးတက်တာလဲဆိုတော့သူတို့နယ်မြေတွေကလည်းလွတ်လပ်ရေးကိုပြန်လဲတိုက်ယူကြတယ်ဟာလားစစ်ပွဲအပြီးမှလည်းအဓိကသိမ်းပိုက်ထားတဲ့ပြင်သစ်တို့အင်္ဂလန်တို့နိုင်ငံကြီးတွေကလည်းအင်အားနည်းသွားတယ်ဒီလိုအချက်တွေကြောင့်မလို့သူတို့ကကိုလိုနီလဇင်လို့ခေါ်တဲ့သူများနိုင်ငံကိုကျွံပြုထားတဲ့ဝါဒကိုတဖြည်းဖြည်းလက်လွတ်ပြီးတော့မှကိုယ်ပိုင်နိုင်ငံတော်အဖြစ်ကိုတည်ထောင်လာခဲ့ကြတယ်အဲ့ဒီစစ်ပွဲပြီးမှပဲဒီနေ့ခေတ်ဟလာအင်မတန်စိုးရိမ်စိတ်ကြီးမားလွန်းလာတဲ့ UN လို့ခေါ်တဲ့ United Nation ကုလသမဂ္ဂကိုတည်ထောင်နိုင်ခဲ့တယ်အဲ့တော့ဒီနေ့ပြောရရင်တော့ကဘာကြီးရဲ့ငြိမ်းချမ်းရေးအတွက်ပေါ့ကွဒါပေမဲ့ဒီနေ့ခေတ်အထိတော့ UN ကစိတ်ပူတာလွဲရင်တော့ဘာမှထူးထူးမလုပ်နိုင်သေးပါဘူးသူစိတ်ပဲပူနေတာပဲအဲ့တော့ United Nation ပေါ့နော်ဒီ United Nation ကအရင်လိုမျိုးအင်အားမရှိတော့ဘူးအမေရိကန်ရဲ့လွှမ်းမိုးခံအဖွဲ့အစည်းပဲဖြစ်နေပါအဲ့လိုနဲ့ဆရာတို့ ideology နဲ့ Cold War ကိုဆက်ဖြစ်တယ်ဗျနော် Cold War မပြောခင်မှာ World War 2ကနေပြီးတော့ American ဘာတွေအမြတ်ရရှိလိုက်လဲဆိုတာဆက်ပြောပြအဲ့တော့ဒုတိယကမ္ဘာစစ်အပြီးမှာဆိုလို့ရှိရင် American တွေရခဲ့တဲ့အကျိုးမြတ်တွေကများတယ်ဗျဘာဖြစ်လို့လဲဆိုတော့ तू ကဆောနာပြောသလိုပဲဝင်တာတိုက်တာသူ့နိုင်ငံကိုတိုက်ခိုက်မခံရအောင်ပလဲစိတ်ကန်းလောက်ပဲဘုံကျဲခံရတာ哦အဲ့တော့ကြတော့ तू ကစစ်ပွဲသာပြီးသွားတယ်အထိခိုက်အပြောက်ဆုံးကအဲ့လောက်ကြီးမများလိုက်ဘူးအဲ့ဒါဘာဖြစ်သွားလဲဆိုတော့ American က global super power လို့ခေါ်တယ်တခြားနိုင်ငံတွေစီးစီးညံ့ညံ့ကြည်နေတဲ့အချိန်မှာသူတယောက်ကပဲအင်အားကြီးတဲ့နိုင်ငံကြီးဖြစ်လာတယ်ဟုတ်လားဒါကြောင့်မလို့ဒီနည်းပြောရရင်တော့အဲ့ဒီမှာစပြီးတော့ဒီနေ့ခေတ်လိုမျိုးဟိုကိစ္စဆိုလဲ American ဝင်ပါဒီကိစ္စဆိုလဲ American ဝင်ပါအဲ့လိုမျိုးပါလီယံငပိချက်စပြီးတော့ဖြစ်လာတဲ့အခြေအနေပေါ့ကွယ် super power ဖြစ်လာတာပေါ့ကမ္ဘာမှာသူပဲရှိတော့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတာသို့တော်ညာလည်းပဲနောက်ထပ်ထပ်ရခဲ့တဲ့အကျိုးအမြတ်တွေကတော့ GI Bill လို့ခေါ်တယ်အဲ့ဒီစစ်ပွဲအပြီးဒုတိယကမ္ဘာစစ်မှာ American တွေဝင်တိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီစစ်ပွဲအတွင်းမှာတိုက်ခဲ့ကြတဲ့လူတွေအတွက် Serviceman Readjustment Act လို့ခေါ်တယ်ဒီ service တာဝန်ထမ်းဆောင်ခဲ့ကြတဲ့လူတွေအတွက်နေရာပြန်လည်ချထားရေးဥပဒေတွေပေါ့ကွယ်အဲ့ဒီဥပဒေတွေကိုလုပ်ခဲ့တယ်အဲ့ဒီဥပဒေတွေထဲမှာဆိုလို့ရှိရင်ကျတော့ခုဒီတင်နေတဲ့ GED လိုမျိုးဟလာဒီပညာရေးကိုဆက်လက်မတင်ယူကြတော့တဲ့လူတွေအတွက်ဖြတ်လန်းနည်းနဲ့ college ကိုတက်လို့ရတဲ့ education system တွေဒါတွေပေါ်ပေါက်လာတာအဲ့တော့နောက်တစ်ခုကကျတော့ African American segregation unit ဆိုတာဘာလဲဆိုတော့လူမဲတွေကပါစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ရတာဖြစ်တဲ့အတွက်သူတို့ကိုဖိနှိပ်မှုတွေကလည်းတဖြည်းဖြည်းနဲ့လျော့ကျလာတယ်1945လောက်မှာအဲ့ဒီနောက်ပိုင်းမှာ1960ကျော်လောက်မှာဘာဖြစ်သွားလဲဆိုတော့တရားဝင်လူမဲတွေကလွတ်လပ်ခွင့်ရသွားတယ်ဒီနည်းပြောရရင် segregation တွေအဆုံးသတ်သွားတယ်ဒါကြောင့်မလို့ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ဒီလူမဲတွေကိုစစ်တပ်ထဲမှာဝန်ပါခွင့်ပြုရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့အခွင့်အရေးတွေပိုရလာခဲ့ကြတဲ့ဟာလို့ပြောလို့ရတယ်အဲ့တော့စစ်ပွဲနှစ်ပွဲလုံးကလူမဲတွေအတွက်လည်းအကျိုးသက်ရောက်မှုရှိခဲ့တယ်အဲ့လိုပဲဆရာတို့ဒီနိုင်ငံဒီနျူကလ িয়ার တို့ဟလာကွန်ပျူတာတို့ရေဒါတို့ jet engine တို့လေယာဉ်တွေဒါတွေစသဖြင့်ပေါ်ပေါက်လာတဲ့စစ်ပွဲလို့လည်းပြောလို့ရတယ်။ဘာလို့လဲဆိုတော့သူထက်ငါလက်နက်အင်အားအပြိုင်ဆိုင်တောင်စူးစမ်းကြတာဖြစ်တဲ့အတွက်အသစ်တွေတီထွင်ကြရတယ်။အဲ့လိုတီထွင်တဲ့အတွက်ကြောင့်မလို့လေဆရာတို့ကစစ်ပွဲမှာအများကြီးအားသာချက်တွေရခဲ့တာပေါ့ဒါမျိုးပြောရမှာပေါ့။အဲ့တော့ဒီအထိဆရာပြောခဲ့တဲ့အထိပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာ American ရဲ့ role လေးကိုရကြမလား။ဟုတ်ကြပါတယ် တက်ပါတယ်ဆရာ โอเคเนาะဒါဆရာ overall ပဲပြောနေတာเนาะ overall ဖြစ်တဲ့အတွက်ကြောင့်မလို့စာပြန်နှွေးကျင်တယ်ဆိုရင်တော့ကွက်တီပဲအဆင်ပြေတယ်အဲ့တော့ဒုတိယကမ္ဘာစစ်မှာဆိုလို့ရှိရင်စစ်ပွဲဖြစ်တဲ့သူမှာတိုက်ခိုက်ခဲ့တဲ့နှစ်ဖက်ရှိတယ်တစ်ဖက်ကတော့ Alliance Power တစ်ဖက်ကတော့ Axis Power ပေါ့เนาะ Alliance Power မှာဆိုလို့ရှိရင် British ရဲ့ပြင်သစ်ရဲ့ United States ရဲ့ Soviet Union ရဲ့၄ဖွဲ့ပါတယ်၄နိုင်ငံပါတယ်ဒီ Axis Power မှာတော့ Germany ရဲ့ Japan ရဲ့ Italy ရဲ့ဆိုပြီးတော့၃နိုင်ငံပါတယ်ဒီလိုသဘောတရားပဲဒီစစ်ပွဲကြီးအပြီးမှာ American ကကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာတယ်တကမ္ဘာလုံးကိုကူညီရတဲ့ world leading နိုင်ငံတစ်ခုစဖြစ်လာတယ်အဲ့ဒါလိုပဲတစ်ဖက်မှာလည်းစစ်ပွဲရဲ့ဒဏ်တွေကိုမှစောစီစီ recover ဖြစ်နိုင်တဲ့
ဆိုဗီယက်ယူနီယံကလည်းပေါ်ပေါက်လာတယ်သူတို့ကကွန်မြူနစ်စနစ်ကိုပထမအဆုံးလက်ကင်ကျင့်သုံးတဲ့နိုင်ငံတစ်ခုစဖြစ်လာပြီးတော့မှအဲ့ဒီမှာ Cold War လို့ခေါ်တဲ့စစ်အေးတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်တယ်အဲ့တော့စစ်အေးတိုက်ပွဲအကြောင်းလေးကို overall လေးနည်းနည်းလေးပြောပြအောင်စစ်အေးတိုက်ပွဲဆိုတာဘာလဲပေါ့နော်အဲ့တော့ Cold War ဆိုတာကအမေရိကန်တို့ဖြစ်ခဲ့တဲ့စစ်ပွဲတွေမှာတော်တော်လေးကိုကြာတဲ့စစ်ပွဲလို့ပြောလို့ရတယ်အဓိကကတော့သူတို့ကဓာတ်ရိုက်တစ်နိုင်ငံနဲ့တစ်နိုင်ငံတိုက်တာမဟုတ်ဘူး ideology နဲ့ political war လို့ခေါ်တယ်မတူညီတဲ့နိုင်ငံရေးအယူအဆနှစ်ခုနဲ့ဖြစ်တဲ့စစ်ပွဲပဲတကယ်တော့အချင်းချင်းအမေရိကန်နဲ့ဆိုဗီယက်ဓာတ်ရိုက်တိုက်တယ်လို့ဖြစ်တာမဟုတ်ဘူးသူတို့ကနေပြီးတော့မှသူများတွေကိုလက်နက်လူသူထောက်ပံ့ပြီးတော့မှသူများတွေကိုတိုက်ခိုင်းတာဒီနည်းပြောရင်အိတ်ချက်ချင်းအိုးမဲတုပ်ပြီးတော့တိုက်တဲ့စစ်ပွဲတွေဒါမျိုးကို Cold War လို့ခေါ်တယ်အဲ့တော့စစ်အေးကာလလို့ခေါ်ရပေါ့စစ်အေးကာလမှာဆိုလို့ရှိရင်အမေရိကန်နဲ့ဆိုဗီယက်ဒီဓာတ်ရိုက်စစ်ဖြစ်တာမျိုးမဟုတ်ဘူးသူတို့ရဲ့ဒီမိုကရေစီစနစ်နဲ့ကွန်မြူနစ်စနစ်နှစ်ခုကြားတဲ့အားပြိုင်မှုဒီနည်းပြောရရင်တစ်ဖက်နဲ့တစ်ဖက်စနစ်တွေကိုပြိုင်ဆိုင်ပြီးတော့မှသူစနစ်ကပိုကောင်းငါစနစ်ကပိုကောင်းဆိုပြီးတော့အချင်းချင်းပြိုင်ဆိုင်ခဲ့ကြတဲ့စစ်ပွဲပဲအဲ့တော့ဒီနည်းပြောရရင်တော့စနစ်ပြိုင်တဲ့စစ်ပွဲလို့ပြောလို့ရတယ်တစ်ဖက်ကအမေရိကန်ဦးဆောင်တဲ့ဒီမိုကရေစီနိုင်ငံတွေကတစ်ဖက်ကဆိုဗီယက်ဦးဆောင်တဲ့ဟုတ်လားဟိုဟာတွေကတစ်ဖက်ပေါ့ကွန်မြူနစ်နိုင်ငံတွေကတစ်ဖက်ပေါ့အမှစဖြစ်ကြတယ်အဓိကကတော့ဆရာတို့ကအဲ့ဒီမှာ NATO အဖွဲ့တို့ပါကြားဖို့ကြလားနိုင် NATO အဖွဲ့ကြားဘူးလား ကြားဘူးပါဆရာ ဟုတ်ပါရဲ့ရှင် အဲ့ ဟုတ်ပါရဲ့ NATO ဗျာ အဖွဲ့တို့ဘာလို့ဆိုတာအဲ့ဒီမှာဖြစ်လာတာအမေရိကန်ဦးဆောင်တဲ့ဒီမိုကရေစီနိုင်ငံတွေကနေပြီးတော့ဟလာဆိုဗီယက်ရဲ့ NA ကိုကြောက်တဲ့အတွက်ကြောင့်မလို့ NATO လို့ခေါ်တဲ့အဖွဲ့ပေါ့နော် North Atlantic Treaty Organization လို့ခေါ်တဲ့အဖွဲ့ကိုတည်ထောင်ခဲ့ကြတယ်တည်ထောင်ပြီးတော့မှဒီမိုကရေစီကိုကာကွယ်ဖို့အတွက်တနိုင်ငံကိုထိပါလာတဲ့တခြားနိုင်ငံတွေကဝိုင်းပြီးတော့စစ်တိုက်ပေးပါမယ်ဆိုပြီးတော့သဘောတူညီမှုယူထားကြတဲ့စစ်ပွဲပေါ့ကွယ်အဲ့တော့ဒါက NATO ရဲ့အဖွဲ့ဖြစ်ပေါ်လာပုံပေါ့ဒီစစ်ပွဲ Cold War အတွင်းမှာပေါ်ပေါက်လာခဲ့တာအဲ့လိုပဲတစ်ဖက်ကဆိုဗီယက်ကိုကြတော့ Eastern Europe လို့ခေါ်တယ်အရှေ့ဥရောပနိုင်ငံတွေကထောက်ခံပေးထားတာဒီလိုနဲ့ Cold War ကတစ်ဖက်နဲ့တစ်ဖက် ideology နည်းပြောရရင်တော့မတူညီတဲ့အယူဝါဒတွေပြိုင်ဆိုင်ကြတဲ့စစ်ပွဲဆိုပြီးဖြစ်လာတယ်ရမလား ရပါတယ် ကဲမေးစရာတွေရှိရင်မေးပါအောင်ဆရာနောက်ထပ် slide နှစ်ခုပဲကျန်တော့တယ်မေးခွန်းလေးတွေနည်းနည်းဖြည့်ပေးအောင်မယ်အခုဆရာပြောသွားတာဒီ Civil War Spanish American War World War 1 World War 2 Cold War ဒါတွေပြီးပြီချင်းနေရကြရလားခေါင်းထဲကိုဝင်ကြရလားတို့ပြောတာဒီများများနေရကြလား ရပါတယ်ဆရာ ဟုတ်ပါရဲ့ဆရာ ရပါတယ်ဆရာ โอเคပါโอเคအဲ့တော့ဆက်ပြီးတော့ပြောကြတာပေါ့Cold War မှာဘာတွေဖြစ်ခဲ့တယ်လဲပေါ့စစ်အေးတိုက်ပွဲ Cold War မှာပထမအဆုံး Truman Doctrine လို့ခေါ်တဲ့ကိစ္စပေါ့နော်အဲ့ဒါလည်းနာမည်ကြီးတယ်အဲ့ဒါကဘာလဲဆိုတော့သမ္မတ Truman ကနေပြီးတော့ Foreign Policy လို့ခေါ်တယ် American ရဲ့နိုင်ငံခြားရေးရာအယူအဆကိုပြောလိုက်တာပဲ Truman Doctrine မှာဘာပါလဲဆိုတော့ဒီနေ့ကစပြီးတော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ဘယ်နိုင်ငံကိုမဆိုအမေရိကန်ကကာကွယ်ပေးမှာဖြစ်ပြီးတော့မှကွန်မြူနစ်စနစ်ကိုကျင့်သုံးတဲ့ဘယ်နိုင်ငံမှာမဆိုအမေရိကန်ရဲ့ရန်သူအဖြစ်နဲ့သတ်မှတ်မယ်ဆိုပြီးတော့ပြောလိုက်တဲ့သဘောတရားပဲတကယ်တော့အဲ့လိုမျိုးကြီးတိုက်ရိုက်မပြောပေမဲ့လေဒီလိုပြောလိုက်တဲ့သဘောတရားပဲအဲ့လိုမျိုးကြေညာလိုက်တာပေါ့ကွယ်ဒီနည်းပြောရရင်တော့အားလုံးငါစနစ်အောက်မှာခိုလုံကြဒီမိုကရေစီစနစ်ကိုကျင့်သုံးကြငါအပြည့်အဝထောက်ပံ့ပေးမယ်မင်းတို့ရန်သူတွေလက်ထက်ကလည်းကာကွယ်ပေးမယ်ဆိုပြီးတော့စပြီးတော့အမေရိကန်ရဲ့ foreign policy ပေါ့နိုင်ငံခြားရေး policy ကိုစပြီးတော့ကြီးညာခဲ့တယ်အဲ့ဒါပြီးတော့ Marshall Plan လို့ခေါ်တယ်ဥရောပတိုင်းမှာဒုက္ခရောက်နေကြတဲ့ဒုတိယကမ္ဘာစစ်အပြီးမှာဒုက္ခရောက်နေကြတဲ့နိုင်ငံတွေကိုသူကနေပြီးတော့စီးပွားရေးအရာကူညီပေးတဲ့အစီအစဉ်ပေါ့နော် Marshall Plan ကိုလည်းလုပ်ခဲ့တယ်နောက်တော့ Berlin Airlift ဆိုတာက Berlin တံတိုင်းကိစ္စပေါ့ကွယ်အဲ့ဒါကတော့ပြောရင်အရှိကြီးပဲဒါပေမဲ့အကြမ်းမြင်ပြောမယ်ဆိုလို့ရှိရင်တော့ဒုတိယကမ္ဘာစစ်အပြီးမှာဒီဂျာမနီနိုင်ငံကိုနှစ်ချမ်းခွဲပြီးတော့အုပ်ချုပ်ခဲ့ကြတယ် West Germany နဲ့ East Germany ဆိုပြီးတော့အရှေ့ဘက်ဂျာမနီနဲ့အနောက်ဘက်ဂျာမနီဆိုပြီးနှစ်ချမ်းခွဲပြီးအုပ်ချုပ်ခဲ့ကြတယ်အရှေ့ဘက်ဂျာမနီကိုဆိုဗီယက်ကအုပ်ချုပ်ပြီးတော့မှအနောက်ဘက်ဂျာမနီကိုအမေရိကန်ဦးဆောင်တဲ့ British တို့ French တို့ကအုပ်ချုပ်ခဲ့ကြတာအဲ့တော့ဒီလိုမျိုးဘာလင်နိုင်ငံကိုနှစ်ချမ်းခွဲပြီးတော့အုပ်ချုပ်တဲ့အချိန်မှာဘာလင်မြို့ကိုလည်းနှစ်ချမ်းခွဲတယ်အဲ့တော့ဘာလင်မြို့ကိုနှစ်ချမ်းခွဲတဲ့အနေနဲ့မြို့လေကောင်မှာတံတိုင်းကြီးစောက်ပြီးတော့မှခွဲခဲ့တာအဲ့တော့ဘာလင်အကြောင်းကိုတော့ဆရာ detail လေးတော့မပြောပြတော့ detail ပြောရင်တော်တော်ကြီးကြာသွားမှာမလို့အဲ့တော့ဘာလင်မြို့ကအရှေ့ဥရောပဒီတနည်းပြောရရင်အရှေ့ဘာလင်မှာရှိတာအရှေ့ဂျာမနီမှာရှိတာအဲ့တော့အရှေ့ဂျာမနီမှာရှိတဲ့ဘာလင်ကို
နှစ်ချမ်းခွဲပြီးတော့တစ်ဖက်ကအရှေ့ဘာလင်တစ်ဖက်ကအနောက်ဘာလင်ဆိုပြီးတော့ခွဲချမ်းပြီးတော့အုပ်ချုပ်ခဲ့ကြတာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်အနောက်ဘာလင်ကိုအရှေ့ဘာလင်ကလူတွေကပြောင်းပြီးတော့မှအနောက်ဂျာမနီထဲကိုဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဝင်လို့မရအောင်ဆိုပြီးတော့ဘာလင်တိုင်းကြီးကိုကာပြီးတော့ဒီဆိုဗီယက်ကနေပြီးတော့ထိန်းချုပ်ထားတယ်ဗောနော်အနောက်ဘာလင်အဲ့ဒီအချိန်မှာအစာရေစာပြက်လက်နေခဲ့ကြတဲ့အနောက်ဘာလင်မြို့သားတွေကိုဒီအမေရိကန်ဥဆောင်တဲ့အဖွဲ့ကနေပြီးတော့လေယာဉ်နဲ့ supply တွေထောက်ပံ့ပေးတာဘာလို့လဲဆိုဆိုဗီယက်ကအနောက်ဘာလင်ကိုပိတ်ဆို့ထားလို့ဒီလိုသဘောတရားအဲ့လိုမျိုးလေယာဉ်နဲ့ကုန်ပစ္စည်းတွေထောက်ပံ့ပေးတဲ့ movement ကိုဘယ်လိုခေါ်လဲဆိုတော့ဘာလင် airlift လို့ခေါ်တယ် okay okay ထွက်လို့ရတယ်เนาะနားရင်တော့နားလို့ရတယ်ဆရာတော့ပြောလို့မပြီးသေးဘူးဗျာဆက်ပြောလာအောင်မယ်အဲ့တော့ NATO အဖွဲ့ပေါ်လာတယ်နောက်တော့ Korean War လို့ခေါ်တယ်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဒီနေ့ခေတ်လိုကွဲသွားတဲ့စစ်ပွဲတွေဖြစ်ခဲ့တယ်နောက်တော့တတိယကမ္ဘာစစ်ဖြစ်ခံနီးထိကိုဖြစ်ခဲ့တယ် Cuban Missile Crisis ဒါတွေဖြစ်ခဲ့တယ် Vienna War Vienna မှာ American တွေရဲ့တမိုင်းမှာအရှက်ရဆုံးစစ်ပွဲတွေကတစ်ခုပဲသူကလည်းဘာလဲဆိုတော့ Vienna ကိုသွားတိုက်တဲ့အချိန်မှာ American တွေရှုံးနိမ့်ခဲ့တဲ့စစ်ပွဲပေါ့ကွယ်နောက်တော့ဘာလင်တိုင်းကြီးပြိုကျသွားတယ်တနည်းပြောရရင်တော့ဆိုဗီယက်ပြည်ထောင်စုဒီကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီစနစ်ကိုဒဏ်မခံနိုင်ကြတဲ့အချိန်မှာကြာလာတဲ့အချိန်မှာနိုင်ငံကတဖြည်းဖြည်းပျက်စီးလာပြီးတော့အင်အားလျော့နေသွားပြီးတော့ဆိုဗီယက်ပြည်ထောင်စုကနေဒီနေ့ခေတ်လိုမျိုးရုရှားဦးဆောင်တဲ့နိုင်ငံတွေအဖြစ်ကိုကွဲထွက်သွားခဲ့တာအဲ့ဒီအကြောင်းလေးကိုမြေပုံလေးနဲ့ပြပေးမယ်ဒီမှာပေါ့နော်ဒါဒီနေ့ခေတ်ဆိုဗီယက်ဒါဒီနေ့ခေတ်မဟုတ်အရင်ခေတ်တုန်းကဆိုဗီယက်ပြည်ထောင်စုရဲ့မြေပုံလေးအဲ့ဆိုဗီယက်ပြည်ထောင်စုမှာဆိုလို့ရှိရင်ကျတို့ဒီနေ့ခေတ်မှာရှိတဲ့နိုင်ငံတွေပါတယ်ဒါကတော့အကြီးဆုံးဖြစ်တဲ့ရုရှားပြီးလို့ရှိရင်ဒီမှာနံပါတ်7ဆိုလို့ရှိရင်ဘာလဲဆိုတော့ဒါကာဇက်စတန်တို့ဥပကစ္စတန်တို့ပြီးလို့ရှိရင်တာမကစ္စတန်တို့ဒါတွေပါမယ်တာဂျစ်ကစ္စတန်ပြောတာဒါတွေပါမယ်နောက်တော့ဒီမှာဆိုရင်ယူကရိန်းဆိုတာလည်းအရင်တုန်းကဆိုဗီယက်ပြည်ထောင်စုရဲ့လက်အောက်ထဲကနယ်မြေတစ်ခုပဲနောက်တော့ကြတော့အက်စတိုးနီးယားဟလာတခြားနိုင်ငံတွေဂျော်ဂျီယာတို့ဘာလို့လဲပါသေးတယ်အများကြီးပဲအဲ့တော့နိုင်ငံပေါင်းစုစုပေါင်းဘယ်နိုင်ငံရှိလဲဆိုတော့15နိုင်ငံအဖြစ်နဲ့ဆိုဗီယက်ပြည်ထောင်စုကြီးကကွဲထွက်သွားခဲ့တယ်ဒီနည်းပြောရင်ကအရင်တုန်းကဒါကြီးကဆိုဗီယက်ပြည်ထောင်စုကြီးအဲ့ဒီကနေမှရုရှားနဲ့တခြားနိုင်ငံတွေအဖြစ်ကိုကွဲသွားတာအဲ့လိုပုံစံမျိုးဘာကြောင့်ကွဲတာလဲနိုင်ငံကစီးပွားရေးအဆင်မပြေရတဲ့အချိန်မှာပြည်နယ်တွေကသူတို့လွတ်လပ်ခွင့်ကိုတောင်းဆိုပြီးတော့မှနိုင်ငံတွေကနေခွဲထွက်သွားတာရမယ်နော်ရလားအားလုံးဟုတ်ရပါ ဟုတ်ရပါတယ်ဆရာ ရပါရဲ့ဆရာ Okay ဟုတ်ရော ဆိုဗီယက်ယူနီယံနောက်ဆုံးမှာပြိုကွဲသွားခဲ့တယ်ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အချိန်မှာတော့သူနဲ့ရှင်တရားမရှိတော့တဲ့အမေရိကန်ကကမ္ဘာမှာတက်ရောက်ထဲတော့ဟလာအင်အားကြီးနိုင်ငံဖြစ်လာပြီးတော့မှကမ္ဘာရဲ့ဒီနေ့ခေတ်လိုမျိုးပါလီယံငပိချက်ဖြစ်နေတော့တာပဲအဲ့ဒီကနေစပြီးတော့ Cold War စစ်အေးတိုက်ပွဲကြီးလည်းပြီးသွားတာပေါ့အဲ့တော့ recap လေးပြန်ပြောပေးမယ်နော် recap အနေနဲ့ဆိုလို့ရှိရင်เนาะဆရာတို့ကပထမဦးဆုံး French and Indian War ပေါ့နော် summary လေးပြန်ချုပ်ပေးမယ် French and Indian War စစ်ပွဲဖြစ်ခဲ့တယ်ဒီစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မလို့ကောက်တဲ့အခွင့်အရေးကြောင့် American Revolutionary War ဆိုတာဖြစ်ခဲ့တယ်အင်္ဂလန်လက်အောက်ကနေလွတ်လပ်ဖို့ကြိုးစားတဲ့စစ်ပွဲဒီစစ်ပွဲမှာ American တွေနိုင်ရရှိပြီးတော့မှပထမဦးဆုံး First United States ဆိုပြီးဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲ War of 1812ဆက်ဖြစ်တယ်ကနေဒါကို American တွေကျူးကျော်တဲ့စစ်ပွဲဒါပေမဲ့အောင်မြင်လားဆိုတော့မအောင်မြင်ဘူးသို့တော်ညာလည်းပဲအဲ့ဒီစစ်ပွဲမှာဆိုလို့ရှိရင် American တွေအနေနဲ့သူတို့ရဲ့ independence ကိုကြေညာနိုင်ခဲ့တယ်။ဒီပြောရင်သူတို့ဒီလေတိုက်နိုင်ခိုင်နိုင်တဲ့နိုင်ငံတစ်ခုပဲဆိုတာကိုကြေညာနိုင်ခဲ့တယ်။နောက်တော့ westward expansion အနောက်ဘက်ကိုနေမြေချဲ့ထွင်ရင်းနဲ့ Mexico နဲ့စစ်ဖြစ်တဲ့ကိုပိုင်ပြည်တွင်းအချင်းချင်းတောင်နဲ့မြောက်နဲ့ကွဲတဲ့ Civil War ဆက်ဖြစ်တယ်1860ကျော်လောက်မှာ Mexican American War က1840ကျော်မှာဖြစ်တာ War of 1812ကတော့1812မှာဖြစ်တာ Revolutionary War ကတော့1885မှာဖြစ်တာခုနှစ်တွေအတိအကျမှတ်ဖို့လိုလားဆိုရင်တော့မလိုဘူးသို့တော်ညာလည်းပဲအကြမ်းမြင်ဘယ်ပတ်ဝန်းကျင်မှာဖြစ်တယ်ဘယ်သူပြီးရင်ဘယ်သူလာရဲဆိုတာတော့အခုလိုမျိုးလေးသိရင်ပိုကောင်းတယ်ဒီမှာဆိုရင်တော့ American Civil War အပြီးမှာ Spanish American War ဖြစ်တယ် Spanish American War ကတော့ဒါ1890ကျော်လောက်မှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် World War 1ပထမကမ္ဘာစစ်1919 1918မှာဖြစ်တယ် American ကဝင်ပါခဲ့တယ် World War 2 1914 1945မှာဖြစ်တယ် American ဝင်ပါခဲ့တယ်နောက်တော့ Cold War နောက်ဆုံး Vietnam War ဆက်ဖြစ်တယ်ဒါအပြီးမှာခုလောလောဆယ်တော့နောက်ပိုင်းမှာဆိုရင် Iraq War တို့ပင်လယ်ကွေ့စစ်ပွဲ Gulf War တို့ရှိမယ်
အဲ့ဒါတွေကတော့နည်းနည်း modern ဖြစ်သွားတယ်ဒီနေ့ခေတ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကတော့တိတ်မေးလေမေးထားတော့မရှိဘူးအများဆုံးမေးတာကတော့ VNN ဝါလောက်ထိတော့မေးလေရှိတယ်စာမွေးမှာပေါ့နော်ဒါပေမဲ့မင်းတို့လည်းကြမှာပါလာရင်တော့လည်းငါလည်းမပြောတတ်ဘူးပေါ့ကွယ်ဒါကတော့အမေးများတဲ့စစ်ပွဲတွေနဲ့ American ရဲ့သမိုင်းကိုစစ်ပွဲတွေကနေချင်းကပ်ခြင်းဖြစ်ပါတယ်ဒါကတော့ overall လေးပေါ့ဒီလို map လေးနဲ့ကြည့်ထားရင်တော့ပိုကောင်းတာပေါ့စိတ်ထဲမှာပိုမြင်တာပေါ့အဲ့တော့ဆရာဒီနေ့အစပြောခဲ့သလိုပဲ workshop လုပ်ရတဲ့ရည်ရွယ်ချက်ဒီစာမွေးဖြည့်ခံနေသူတွေအတွက် overall recap လေးသမိုင်းကိုပြန်လုပ်ဖို့အတွက်ပြောပေးတာဖြစ်တယ်ခုမှစပြီးတော့နားထောင်နေသူတွေအတွက်ဆိုရင်တော့ရင်းနှီးယုံကြားဘူးယုံလောက်ပဲဖြစ်ပြီးတော့မသိတဲ့မိကွန်းတွေပိုများနေလိမ့်မယ်အဲ့တော့အဲ့ဒီအတွက်တော့စိတ်မကောင်းဘူးသို့တော်ညာလည်းပဲဆရာနောက်ပိုင်းမှာပို့ပြီးတော့ detail ကြရှင်းပြပေးမယ်ဟာလေးတွေတော့လာဖို့ရှိမှာပါလာဖို့ရှိတယ်အဲ့ဒါလေးတွေမလာခင်တော့လောလောဆယ် overall ပဲနားထောင်ထားတယ်ဆိုတဲ့သဘောတရားလောက်ပဲနားထောင်ပေါ့ကိုဘာမှမသိသေးဘူးငါမသိတာကြီးများလိုက်တာဆိုပြီးတော့စိတ်တက်မကြကြပါနဲ့တော့ဒါကအခုမှစတဲ့သူလေးတွေအတွက်အားပေးခြင်းဖြစ်ပါတယ်ကျန်တဲ့သူတွေရောအဆင်ပြေကြရလား ပြေးပါဆရာ ဒီပါ ဒီပါ ဟုတ်ပြီ